ဒီနေ့မှာကျမတို့ရဲ့ channel လေးကနေတင်ဆက်ပေးသွားမှာကတော့စာရေးဆရာမမဆန္ဒရှိသားထားတဲ့ပဲ့တင်တန်းဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီနေ့မှာတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို subscribe လေးနှိပ်ပြီးတော့ဇာတ်လမ်းလေးစတင်တဲ့အခါမှာလည်း VPN လေးဖွင့်ပြီးနားဆင်ဖို့အတွက်မြေတိုင်ရိုက်ခံချင်ပါတယ်။ကျေးဇူးတင်ပါတယ်။ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစတင်ချင်ပါတယ်ရှင်။ဖိုးရွှေနဲ့ဖွားကြွေဖိုးရွှေက82နှစ်ဖွားကြွေက68နှစ်နှုတ်လုံးကြီးကြပါပြီ။ရိုးအေးနေတဲ့သူတို့နှုတ်ကိုမသိသူတွေကဆရာဝန်လေးများလို့တော့မထင်ကြဘူး။သူတို့ကလည်းမထင်လေကြိုက်နေပါ။ခေတ်ကာလကြီးကကောင်းတာမဟုတ်မကြွေရဲ့ရွှေတမတ်သားနေအောင်လူသက်နေတာ။ငါတို့မှသားရဲ့သမီးရဲ့လို့အားကိုးစရာအဖော်သေးလည်းရှိတာမဟုတ်ဘူး။ကိုရှိရတဲ့ရော့နေမှတန်ခါကြမှာရိုးရိုးကုတ်ကုတ်နေတာဘေးကင်းနေဟာ။ဖိုးရှိမကြခဏပြောလို့ရှိရဲ့စကားပါ။သူပြောလို့တော့ဖားချွေခင်ဗျာသူပန်းနေကြစိတ်ချငကက်ကြီးကိုတော့မပန်းရဲရှာလေပလေးငကက်လေးနဲ့လေးပြီးတော့ပန်းခဲ့ရတယ်လေပင်ကရွှေစဲကျိုးကိုဖြုတ်ပြီးစင်းလက်စုပ်ကိုလည်းချွတ်ထားလိုက်တယ်အိမ်နောက်တော့အလူကန်လာလို့ငါနဲ့ပပေးတွေ့နေရင်တော့အိမ်ရှင်နေမရှိဘူးလားဒေါ်ကြီးလို့အမေခံရတော့မယ်ထင်နေဆိုပြီးတွေးပြီးတော့ပြုံးနေမိသေးတာလမ်းတက်ကအိမ်မှာတကုံးဝင်တာအတော်ပါသွားတယ်တဲ့မကျွေရဲ့ကြားပြီဗလားဖိုးရွှေရဲ့စေကံလူစုံတော့သတင်းစုံနေရက်ွက်တွေရှိသတင်းထူးတွေကိုဖွားကြွေတဲ့အရင်သိရတတ်တယ်တခိုးသာဆိုတယ်ဓာတ်လိုက်တာတော့အရှင်ကနိုးနေရတာမလုပ်ရဲဘူးလေဗျာနိုးနေမှတည်ရင်တက်တော်မှဆိုလို့အိပ်ပျော်ခြင်းအောင်စောင့်နေရတယ်တဲ့ဖွားကြည့်ရတက်ပြေးကြတယ်လူလေးရင်တခိုးလူမိပြန်တော့ဓမြဖြစ်ပြီးလက်ရဲဆက်ရဲတက်ဖြတ်သွားရတယ်မကြခဏကြားနေရတော့ကြောက်ရွံ့အားငယ်မိတယ်နိုင်ရင်ညတာဆိုရင်ကျမတို့ဖိုးကြီးဖွားကြီးနှစ်ယောက်နဲ့ကောင်မလေးပေါက်ကြုံမှာပဲရှိတာအဲ့ဒီကောင်မလေးကလေနင်းနေမှနိုးနိုးကြားကြားရှိတာမဟုတ်ဘူးအစားလည်းမက်အိတ်ကလည်းမက်မနဲ့တိုင်ကြရင်လေမနှိုးဘဲနဲ့ဘယ်တော့မှမထောင်သူ့ကိုနှိုးနေရတာကအလုတ်တလုတ်အိမ်မော်ကောင်မလေးပေါက်ကြော်မှာကခြေစောလက်စောမရှိပဲနေတိုင်းရှိုးသားတယ်ဒါပေမဲ့လေတီဗီကလာသမျှဇလန်တွဲတွေကိုမလွန်တန်းကြည့်ကျင်သူပါကြည့်ပြန်တော့လေနေစားစေးကွာစီစီတော့စားရီကိုတစ်ခုပြီးတစ်ခုဇက်တိုင်စားနေသူဖြစ်တယ်အိတ်ကလည်းမက်တီတော့မနဲ့မိုးလေးရင်ဖွားကြွေမနှိုးမချင်းပေးပြီးတော့အိတ်နေတတ်တယ်ဟာဒါကြောင့်အိမ်ရောက်လာစားကမဲမဲပေပေကလေးမလေးကအခုတော့မဲမဲလုံးလုံးလေးဖြစ်နေပြီအဖိုးကြီးဖွားကြီးနှစ်ယောက်တည်းရှိတာသူကရိုးရိုးသားသားလေးမို့စိတ်ချမ်းသာရတာအဖေကြီးကစိတ်တိုင်းမကြစရာတွေအများကြီးရှိတာပေါ့ဒါပေမဲ့လေကျမတို့မှလည်းဈေးသွားငါးဝဲလက်တို့လက်တောင်းလေးလည်းရှိမှဖြစ်မှာလေဒါကြောင့်တော်ရုံတော့ခွတ်လွတ်ထားရတာပဲတော့အစီမပြေရလေးများလာရင်လေဖွားကျွေကအင်္ဂလန်နိုင်ငံမှာအခြေချနေတဲ့တားကြီးကိုအပြင်းအထန်သတိရတယ်တားကြီးသာသူတို့နဲ့အတူရှိနေရင်မိသားစုတိုက်ဝန်နဲ့ဘလောက်လုံခြုံပြီးနွေနွေတွေ့အားရှိလိုက်ပါလေတကတလေတော့လေတရားရောက်ခေါ်နေတဲ့တားကြီးစီကိုလိုက်တော်ရကောင်းမလားစဉ်းစားမိတယ်။ဒါပေမဲ့နိုင်ငံသားသူကျွေးမနဲ့တူနေဖို့ရှိကစဉ်းစားရုံနဲ့တော့ဝင်လေးတယ်။မိမလေးညောက်ကသပင်ဝါမျက်လုံးပြလေးနဲ့တော်တော်လှတော့လေ။စိတ်ထဲမှာတင်းတင်းတနည်းမရှိပဲနဲ့စိတ်သက်နေတာ။ဒါအပြင်သူတို့ရဲ့လူမှုဝင်ကြီးဘဝနေနီးရှာလီဦးတို့ဟာစပြီးတော့ဖွားချိန်နဲ့တားဆာတာမဖြစ်ဘူး။ကျမတို့ကတယောက်တည်းမွေးခဲ့တာကိုများဆဆမွေးခဲ့ရင်လေဒီချိန်မှာဆိုရင်မြီးတွေကဝိုင်းနေမှာမထင်ပါနဲ့ဗျာ။သားသမီးဆိုတာကက်ရှိတဲ့လောက်ပဲရှာတာ။များမွေတိုင်းမိဘနာမှာနေမဲ့လူပါလာမယ်အောင်းမိနေတာလူငယ်ဆိုတာစွန်သားချိန်ကြတာပဲသူတို့လည်းသူတို့ဖောက်ပြီးသူတို့လည်းသူတို့ရှောက်မှာပဲလေကို့နောက်မှာဆွဲခေါ်ထားခြင်းလို့ဖြစ်မလားဖွားချိန်နဲ့ရှင်တော့ဖိုးရွှေကစိတ်ဓာတ်တက်တယ်ဒါကြောင့်လေပိုးပြီးကျမ်းမာလေးသလားမသိအောင်စီးကြယောဂရှိတော့လေမနဲ့စည်းညစီမမှန်တော့ပြီးတော့ပုံမှန်ဖြစ်အောင်ထိန်းထားနိုင်တယ်မပြေးနိုင်မလွားနိုင်တော့လေလမ်းသက်ရှောက်နိုင်တယ်ကိုယ်တိုင်ကမမောင်းတော့လို့သွားစရာလာစရာရှိရင်အငားကောင်အားကိုးနေရတယ်ဒါပေမဲ့အရေးကြောက်ရင်တော့မြည်တိကမစိုးသူတက်မောင်းနိုင်တယ်ဆိုပြီးသူ့ကိုယ်သူယုံကြည်ထားတယ်။ဒါပြင်လို့အဲ့ရင်လေ YBS စီးရမယ်ဆိုရင်ဝင်လေးသူမဟုတ်ဘူး။အသာတကြီးတက်စီပြီးတော့လူရခီးကိုရအောင်သွားမိသူပါ။သူတက်သုံးနေငယ်တဲ့ဖွားချီကတော့သူ့လောက်မမကြမရှိတော့ဘူး။မနေ့တိုင်းကျရင်သူ့ကိုယ်သူသွေးချိန်တိုင်းလိုက်သွေးချိုတိုင်းလိုက်နဲ့အလုံးရှုပ်နေရှာတယ်။သွေးပေါင်ချိန်တက်တိုင်းကြတိုင်းသွေးချိုတက်တိုင်းကြတိုင်းမမက်သားသားနဲ့လိုက်ခံစားပြီးတော့စိတ်မချမ်းသာလေးဖြစ်တတ်တယ်။ဒါအပြင်ဇီယာသဘောရဒူးကလည်းနာတော့အထိုက်ထားအခက်ပြနေ။ဒါအပြင်သူ့ရဲ့ကျမ်းမာရေးကိုပိုးရွှေရဗီယိုဒီဇိုင်းမရှိဘူးလို့တွေးပြီးတဲ့တဲ့စိတ်ဝမ်းနေနေတဲ့ပြန်တော့ဖိုးရွှေကမသိရှောင်မျိုးရီးကတိုက်ခန်းမှာပြောင်းနေကြမလားဖွားချွေပြီးတော့ဖိုးရွှေကခေါင်းခါတယ်အသက်ရှူကကြက်ပါရဲ့ကွာဖိုးရွှေကပြုတ်ခဲနေအောင်တီးတက်တဲ့သူ့ရဲ့သင်းမောပင်နေနဲ့အိမ်ဘီကအော်ဂန်နစ်ကစုံခင်းကိုအရေးတကြီးချင်းနဲ့ကြည့်ပြီးစိတ်ချမ်းသာနေတတ်သူပါတိုက်ခန်းမှာနေရရင်သူတို့နဲ့ဝေးတော့ပြီဒီမှာဂျန်လေးဝင်းလေးနေဆိုတော့အသက်ရှူလို့ဝါကတော့အမှန်ပဲဒါပေမဲ့ဖေးကြီးရဲ့လုံခြုံရေးကြတော့ခက်ပြန်ရောတားလေးရှိပါတယ်ကွာဒီကောင်ကအိမ်လုံးမာတယ်
ဖွားကြီးကအိမ်တွင်မဆောင်နိုင်မဲရှိမိတယ်ဖိုးရှိပြောတဲ့သားလေးဆိုတာတော်တော်အိုနေပြီဖြစ်တဲ့ခွေးကိုကြည့်ပါသားလေးကိုဖိုးရှိချစ်ပုံကလည်းလူတယောက်ကိုချစ်တယ်လို့ချစ်ခြင်းပဲသားလေးအိမ်ရောက်လာစားက6လသားရွှေခွေးပေါက်စားလေးဖြစ်တယ်ဖိုးရှိကအင်္ဂလန်ကသားကြီးဖြစ်ပြီးအဲ့ဒီအိမ်ခွေးဝဝလုံးလုံးလေးကသူ့ရဲ့သားလေးဖြစ်တယ်ဒါပေမဲ့လူတို့ရဲ့တက်တန်းနဲ့ခွေးတက်တန်းမတူလေတော့အဲ့ဒီအချိန်ကခွေးပေါက်စားလေးကရှိခိုးတော့ခွေးကိုကြီးဖြစ်နေရှာပြီလူဆိုရင်တော့မျက်စိမုံခါကိုင်းနားလေထိုင်းနေလောက်ပြီဆိုတော့သူ့အတွက်သမင်းကိုတော့အယိုးထွင်ပြီးတော့နေကြည့်ရတယ်။သားလေးကအိုးလာပါပြီကွယ်။အခုကလူအိုကခွေးကိုပြုတ်စုပေးနေရတာဖေးရဲ့သူ့ကိုတခုကတော့တက်နေသွားအောင်ပါ။အားရှိအောင်လို့သူကြိုက်တာလေးကြွေးပါကွာ။ဟုတ်ပါရဲ့အမေသားလေးမဝယ်ဖြစ်တာအောင်ကြားပြီ။မနေ့တော့ကြွေးထားတယ်တော့အကုန်မစားဘူး။ကြက်နေတာနေမကောင်းရလားမသိ။ဒါမှမဟုတ်သူကြိုက်တဲ့အမေသားမဟုတ်လို့များလား။ညနေကျမှတရိတ်ဆန်စေကန်လေးခေါ်သွားရမယ်။ငါကလေခွေးကိုမကုတန်ဖိုးရှိဟာဆရာဝန်လို့ဆိုတော့လေတာမန် MBBS ဆရာဝန်တူးတာပါအထူးကမဟုတ်တယ်လို့တမားတော်လည်းမဟုတ်ဘူးနေမျိုးတွေမှာလှည့်လည်တောင်းဝန်ထမ်းဆောင်ရင်ပေးစင်ယူလာတဲ့တောဆရာဝန်ကြီးဖြစ်တယ်ဒါကြောင့်လည်းအင်္ဂလန်နိုင်ငံမှာခွဲစိတ်တခုပြအောင်မြင်နေတဲ့သားကြီးကဖခင်ကိုအထင်ကြီးရှိလိမ့်မှာမဟုတ်ဘူးဆိုပြီးတစ်ဖက်သက်တွေးပြီးတော့စစ်မကောင်းဖြစ်မိတတ်တယ်ဒါပေမဲ့လည်းသားကြီးကလူနာတွေပေါ်မှာထားတဲ့သူ့ရဲ့စေတနာနဲ့မြတ်တာကိုကောင်းစွာသိရှိခဲ့ပုံရတယ်ချန်ရှိမျက်နှာစာမှာစေကန်းလေးတည်တံ့ဆောက်ပြီးတော့သူ့ကိုစေကန်းထိုင်ဖို့တိုက်တွန်းခဲ့တယ်ငွေအတွက်စေကူဖို့မလိုပါဘူးဖေလူတွေကိုကူညီဖို့အဖေစေကူပါအဲ့ဒီလူတွေကအဖေကိုပြန်ကူညီကြမှာပါအဲ့ဒီစကားကိုပြန်လဲကြားရောက်မိတိုင်းသူပြုံးမိတယ်ဒါကဖခင်ဖြစ်သူရဲ့နှလုံးသားကိုကောင်းစွာမြင်ခဲ့နားလည်ခဲ့တယ်ယခုတော့သားရဲ့စကားအတိုင်းမနက်9နာရီမှ10နာရီထိသူ့ရဲ့စီကန်းလေးမှာသူထိုင်နေညနေပိုင်း6နာရီကနေ10နာရီထိတော့ဘွဲလွန်တက်နေတဲ့ဆရာဝန်လေးတူထိုင်နေဒါကြောင့်အပေါ်ဝင်ဝင်လေးရှပြီးသူကိုယ်တိုင်လေးစေကူတာကျင်းလို့ကိုဆက်ပြီးတော့လောက်ကင်ဝင်ရနေခဲ့တာပါသူကရိုးရိုးအေးအေးဆံဝပိုးကြီးဖြစ်တော်လေမျက်နှာကျူပြီးစိတ်ရှိတယ်စိတ်ရင်းကောင်းတယ်ကွဲရယ်စိတ်ရယ်ဖြက်ရယ်တောက်ရည်နဲ့ကြီးကြီးကျယ်ကျယ်အသေးအသေးယောဂဝေဒနာတွေမကဲတင်နိုင်တော့လေရှားသီစာဖျားနာတွေနဲ့ခေါင်းကိုက်ဘိုင်းနာနှာဆေးချောင်းဆိုစဟာတွေကိုတော့အတော်ပဲကျူသားတဲ့စီးပွားဝါကနေကုသပေးနိုင်ခဲ့တယ်ကလေးတငယ်များပြီးအဖျားနာပေါ်တဲ့သူတို့ရဲ့စင်ကြီးပုံရက်ွက်လေးတွင်တော့သူ့ရဲ့မနက်ပိုင်းစီကံလေးကလူစီကားမြဲပါတသက်လုံးဆံဝန်လုံးလာသူတူအနေနဲ့သူဝန္ဒနာပါရဲ့လုပ်ကိုဆက်လက်လုပ်ခွင့်ရနေခြင်းအသက်ရှည်စီပဲဖွားချီကသူ့စီကံကဘာမှလည်းဖြစ်မြောက်အောင်ရှာတာမဟုတ်ပဲနဲ့အချိန်တွေကုန်ပြီလူပင်ပန်းနေရလို့စကားလေးဆိုတတ်တာအောင်အတန်းငယ်ခံမြင်းတော်လေမတိကျိုးကျိုးပဲနေလိုက်တယ်တခါတည်းတော့လေအလောင်းဆိုတာငွေနဲ့ကြီးတန်ဝန်းပြလို့မရဘူးမကြွရဲ့ဆိုပြီးပြောမိတတ်တယ်ငွေမရရင်အလုံးမဟုတ်လို့ယူဆတတ်တဲ့ဖွားချီကတော့မကြားချင်အောင်စောင့်နေတတ်တယ်မိမမို့လို့ငွေမက်တာလားငွေမက်လို့မိမဖြစ်နေရလားဖိုးရှိကမကြခင်တော့တွေးမိတတ်တယ်တင်မော်ဒီကိစ္စကိုပဲကြည့်သူ့ချန်ထဲမှာတည်ရဲ့တင်မော်ဒီတွေကိုဖိုးရှိကဈေးကန်းလာတဲ့လူနာတွေလက်ဆောင်ပေးကျင်တော့လေဖွားချီကမပေးချင်မြေကြီးတွေကတူးတာဆွာရေလောင်းဟာနဲ့စိုက်ထားတဲ့လှုပ်ဟာနေမှမနေတာအလဲကမပေးနိုင်ပါအဲ့လိုဆိုတယ်ဈေးကန်းရှိမှပဲဗန်လီရဲ့ချိတ်ပြီးရှောင်းနေဈေးကန်းလာသူတွေကလည်းတင်မော်ဒီမျိုးကောင်းမှန်းသည့်ချုံမှန်းသည့်တော့လိုလိုချင်းချင်းဝေးကြတယ်သူ့မှာသာတင်မော်ဒီရောက်နေဆရာဝန်ကြီးလို့အမည်တွင်မအောင်ဆိုရင်ပြီးမျက်နှာတွေပူနေခဲ့ရသေးတာတာကြီးစီကငွေရောက်တယ်တဲ့ဖုန်းဆက်ထားရင်နော်အေးသွားမှာပေါ့တာကြီးကခြံစည်းကိုခိုင်ခိုင်ခတ်ပါအပေါ်ဘက်မှာလည်းဗလိတ်စုစိုးခြင်းမလို့ဆိုပြီးတိတ်စိတ်ပို့လိုက်တယ်သူတို့မှငွေပုံငွေရန်ရှိတော်လဲတာကြီးကတော့အဲ့လိုပဲအကြောင်းပြချက်မျိုးမျိုးနဲ့မကြခင်တော့ငွေပို့လိရှိတယ်မိကိုဖားတွေကိုနောက်မှထားပြီးမပြူစုမဆောက်ရှောက်နိုင်တော့လေလူလေသေးမရှိအောင်တော့ထောက်ပံ့ရှာတယ်နေရဘူးဘူးကားကြက်ကြက်နဲ့မျိုးတဲ့တစ်ခေါက်တစ်ခေါက်ထွက်ရတာတော့တိုင်ငံဝင်လေးခြင်းတယ်ဒါမှမတတ်နိုင်ဘူးလေအိမ်မှာရှိတာမှသုံးဘူးလေဖွားကြရလည်းမသွားနိုင်ပေါက်တော်မကိုလည်းလှုပ်မရဒါကြောင့်ဖိုးရှိရလည်းပြီးတခြားသူမရှိရှာဘူးဆွေမျိုးတွေကအခြေရနေပါတာသူတို့ရဲ့ကံပဲမွေးထားတဲ့သားလေးတယောက်ပဲအဝေးကိုရောက်သွားလေရင်မဟုတ်လားဒါကြောင့်10နာရီစီးကမ်းပြီးတော့ရှိမိုးကျူတပိစားပြီးမှအငါးကားတစ်စီးကိုနိုင်ပိုင်းနေကပြီးထွက်လာခဲ့တယ်ပထမယူဇနာပလာဆောင်ဝင်လို့မိမိတို့အတွက်နဲ့စီးကမ်းအတွက်လိုအပ်တဲ့ဆေးလေးတွေဝေးတယ်အိမ်နောက်သားကြီးဟွန်တီလွှဲလိုက်တဲ့ငွေသိန်းစိန်ကိုသွားလို့ထုတ်ယူတယ်ပြီးတော့အိမ်တီတောက်လျှောက်ပြန်ခဲ့ဖို့ပဲဒါပေမဲ့လေဈေးနာရောက်တော့သူစိတ်ကူးပြောင်းသွားတယ်သားလေးကိုတတိယတော့ကြောင်မှာဘွားကြီးကအမေသားမဝင်ဖြစ်တာကြာပြီလို့ပြောတယ်ဒါကြောင့်သားလေးအတွက်အမေသားဝင်ဖို့ဈေးရှိမှာပဲကားကိုရှက်ခိုင်းလိုက်တယ်ပတ်စံသိန်းစိတ်ကလည်းအရွယ်ကြီးတယ်ဆိုတော့ပေါ့ပေါ့ပါပါလေးပဲဆိုတော့စေးတိတ်ထားတဲ့တရေအိတ်တွေကိုပြောင်းထည့်ပြီးဆွလဲသွားလေထားလိုက်တယ်အိမ်နောက်ဈေးထဲဝင်ပြီးမေးသားဝယ်တယ်ပန်းခေါ်ပြီးစင်းဝယ်တယ်မုံလောင်ဦးနေဝယ်တယ်ပေါင်မုတ်ဝယ်တယ်မျက်စိထဲမြင်သမျှကောက်တဲ့ရင်ကကျွတ်ကျွတ်တောင်မှတန်ငယ်လေးလာတယ်သူဈေးထဲကပြန်ထွက်လာတော့မိုးလဲ2နာရီခန့်ရှိပြီနေဘူးရှိန်ကစူးရဲတောက်ပါတယ်
ခုနတော့ကအငားကောက်ကိုစောင့်လိုက်ထားပြီးအကောင်းသာလို့တွေးမိတယ်ခီးရလေကားနေဆိုရင်နင်းနေလေးဖြစ်ပြီးလမ်းလျှောက်ရင်တော့တိုင်ငယ်ဝေးနေတယ်လို့ပဲနေဘူးတော့ကြောင့်ပိုလို့ဝေးတယ်လို့ထင်မိကျင်လည်းဖြစ်နိုင်တယ်သူကတစ်ပင်မှာရှိုက်ရင်လည်းနောက်တစ်စီးကားကိုကြိုးစားတော့လေအလွယ်တကူရောက်မလာစိုက်ကားကြည့်ပြန်တော့လေတစ်စီးဆိုတစ်စီးမှမရှိနေဘူးချိန်ကိုကြောက်ပြီးကိုရောင်ဖြောင်းနေကြသလားမသိအောင်လမ်းပေါ်မှာလူရှင်းနေတယ်ကဲဘာကူမှမစီးရတော့လေကိုကျတော့ပဲကိုစီးမယ်ဟာဘာဖြစ်သေးလဲဖိုးရွှေဟာဈေးဝယ်လာတဲ့အိတ်ကိုဘယ်လက်ကဆွဲညာဘက်လက်ကတီးကိုဆောင်ပြီးခက်မက်မက်ရှောက်တယ်ဖွားကြွေသိရင်တော့ဒီလောက်ကြက်ကြက်ပူနေတဲ့နေရအောင်မှာလမ်းလျှောက်ပြန်လာတဲ့သူ့ကိုတပြေးတောက်တောက်နဲ့မစုံနိုင်အောင်စီရော့ပြောတော့မှဖြစ်ဆောင်ပြီးတော့ပြုံးနေပြီတည်ထီးရိတ်ကိုဖွာပြီးကြားလာတဲ့အပူငွေ့ကိုအန်တုရင်နဲ့အိုဆုံးလာပေါက်တာတွေရောတက်ပင်ခုတ်တာတွေရောဝင်ရောဆုံးရေခဲမြေအရှိပြောတာတွေကိုရောဟိုရောက်တရားနဲ့စဉ်းစားလာတယ်ညနိုင်ကြရင်တော့လေးဆက်မဖွင့်မဲမအိတ်နိုင်တာအောင်တတိယတော့မီတာကတွေဈေးတက်တော့မှတွေးမိပြန်တယ်ရှောင်းရင်နဲ့ခက်မက်မက်ချင်းလန်းနေရခက်ရရိုင်ဖြစ်လာတာကိုတော့ကိုယ့်ကိုယ်သတိပြုမိတယ်လမ်းကွေလက်ပတ်မိကြီးရဲ့ရေအောင်ရောက်တော့ဖိုးရွှေခဏနာပြီးအိတ်တရလက်ကင်မွားထုတ်ကျွေးတုပ်တယ်အတိုင်ငယ်မောဟရိဖြစ်နေပြီးရေလေးတစ်ခွက်လောက်လည်းတောက်ချင်တယ်နေရပဲပူလာလားငါကပဲအိုးလာလားအတော်တော့ပင်မတာဟာဖိုးရွှေဟာအာတင်ပြီးဆက်လျှောက်ရဲ့ခြေလန်းတယ်အဲ့ဒီအချိန်မှာတရင်တရိုင်နဲ့ရိန်တို့နေရဲ့ကားတစ်စီးဟာဖိုးရွှေစီကိုတက်တက်ကြီးပြေးဝင်လာတယ်ဟာဘာလုပ်တာလဲဟာဖိုးရွှေကဒီကိုလှုပ်ချလို့လမ်းမေးကိုပြေးရှောင်နေကားကလည်းသူ့ရှာရာဘက်ကိုလိုက်လာတယ်ဘလို့ကားလဲဟာဖိုးရွှေကအထိတက်လက်အော်တယ်မော်တော်ကားကလည်းရင်ရင်ဖိုးရွှေကလည်းဆိုင်ရင်နဲ့ဆိုင်ကတိရလမ်းပေါ်ရင်ဆိုင်တွေ့ကြတော့ရရခင်များကန်ဆိုးရှာလေရောတယ်ဖိုးရွှေတကူလုံးကန်ရိုက်တာလို့နားတယ်ခေါင်းထဲမှာလည်းမူးဝေကြိုက်ခဲ့တယ်မျက်ခုံတစ်ဖက်ကလည်းလေးလံတာဆိုတော့မဖိတ်နိုင်မဖွင့်နိုင်သူ့ကိုယ်သူဘာဖြစ်ပြီးတော့ဘယ်နေရာရောက်နေတယ်လဲရုတ်တရက်စဉ်းစားလို့မှမရှောင်အမေးချရဲ့မေအမေးချရဲ့လို့အတန်တန်ကိုကြားရတယ်ခလေးတန်ပါမေအမေးချမယ်လေဟဲ့ဘလို့ဖြစ်နေရလဲဒီမှာမကြက်သေးဘူးဟဲ့ကြက်ရင်ကျွေးမယ်လေစုပ်ရမယ်မျိုးရမယ်အောက်ကျုံးထဲမှာပဲစိတ်ရှုပ်ရတဲ့စကားနဲ့နေတူပြုံးကနေရိုင်းလိုက်တဲ့တန်ကိုကြားရတယ်တစ်စက်တည်းပဲဝါးကနေကိုတန်ကြားရတယ်ဟဲ့ငိုးမနေနဲ့ငိုတဲ့တန်လောက်အမြေကက်ဆရာကောင်းတာမရှိဘူးတိတ်အခုတိတ်ထိုက်ရိုက်ခန့်ချင်လားအဲ့လိုတော့တန်ဒီဟာသူနဲ့ရင်းနှီးရဲ့တန်ဒီမဟုတ်ဘူးဖိုးရွှေရမျက်လာကိုတင်းဖွင့်ကြည့်တယ်ပထမတော့ဝေဝါးအိမ်နောက်ပေါ်ဘက်အုပ်ပေါ်ထားတဲ့တိတ်ရွက်တွေကိုတွေ့ရတယ်တိတ်ရွက်တွေရဲ့အကြားကနေပြီးတွေ့တန်းချလာတဲ့နေအောင်ကြီးကဆွရှပြင်းပြတယ်ဖိုးရွှေကခေါင်းထောက်ပြီးထိုင်ရန်ကြိုးစားတယ်သူပြန်လေးကျသွားတယ်တကုံလုံးကြိုက်ခဲနာခြင်းနေအောင်ဆိုတော့လူတကုံလုံးဝေဒနာတော့အနာတော့ကြီးဖြစ်နေတာဘာလို့ရမလဲစဉ်းစားတော့မရှိသေးအဖိုးကြီးကတတိယလာပြီကွသူ့ဘေကိုလူတယောက်လျှောက်လာပြီးစီးမို့လို့လာကြည့်အသက်30ခန်းလူရဲတူဖြစ်ပြီးတော့ငကတစ်ပတ်ပန်ထားတယ်ရှယ်အင်းကြီးနည်းနည်းတတွေကိုကျဲသီးမတက်ပဲဝတ်ထားတယ်ရှင်မတစ်ပြေလုံးတတူးပြေထိုးထားတယ်အမြင်အာယုံကကြီးကျယ်လင်းလင်းမဟုတ်တဲ့အတွက်ဘာရုပ်တွေမှတော့မသိအောင်သူ့ရင်မဲ့တစ်ပြေလုံးမဲမဲတဲတဲဖြစ်နေအောင်ကိုပဲတတိထားမိတယ်သူ့ကိုမောကြည့်ရင်ဖိုးရွှေကပြောပြရင်ကြိုးစားတယ်အဲ့ဒီကကြောင့်မှနှကန်းနှလွားလဲနာပြီးရှောင်နေတာသိရတယ်ပေါက်ပြေးပြီးရှောင်နေတဲ့နှကန်းကြောင့်အလွယ်တကူပြောလို့မရအောင်သူကပြောဖို့ကြိုးစားတော့လေကိုတက်တူကပြန်လဲပြောပြဖို့လုံးဝစဉ်းစားရင်မတူစိတ်ပြတ်တော့အေးဆက်တဲ့အကြီးနဲ့ဘလို့မလားကြည့်နေတော့ဖိုးရွှေစိတ်အားငယ်သွားတယ်အားငယ်ပြီးတဲ့တူသူ့ကိုကားနဲ့စီရောက်ပိုးဆွဲသွားလို့သူလဲကြပြီးတတိလေးသွားကြောင်းတတိရလာတယ်အဲ့လိုသာဆိုရင်သူရောက်နေတဲ့နေရာဆေးရုံဒါမှမဟုတ်ဆေးကမ်းပဲဖြစ်တင်တာသူကိုယ်တိုင်ရောဘာဖြစ်သွားလဲသူကလက်နဲ့ဖက်နဲ့ထောင်းလို့အတရားယူပြီးထိုင်ဖို့ကြိုးစားကြည့်ကိုတက်တူကသူ့ကိုပွေးဖို့ထူဖို့ကူညီဖို့လုံးဝမစင်စားပဲဆက်လက်ပြီးတော့အိတ်ဆက်ဆက်ကြည့်နေတယ်ငါဘယ်နေရာရောက်နေရလဲသူကအသာမျက်နှာလွှဲလိုက်ပြီးစဉ်းစားတယ်သူမြည်သည့်နေရာရောက်ရှိနေရလေဆေးရုံဒါမှမဟုတ်ဆေးကန်းတစ်ခုမဟုတ်တာတော့သိကြတယ်ဖိုးရွှေရင်ခုန်သွားတယ်မလမကမ်းမှရှိတဲ့ဝါပလက်ကလေးတိုင်းခက်ဆတ်ဆုပ်လေးပေါ်မှာလေလူတစ်ယောက်ထိုင်နေတယ်သူကတော့ဆန်ရှိပါနှကမ်းမွေးဆဆလေးရှိတယ်မျက်နှာသားကလည်းတင်းပါတယ်ဖိုးရွှေကြောချမ်းသွားတာသူ့လက်ထဲမှာအသွားချောင်းလည်းမကြောရှိမဲ့ဓမြောင်တစ်ချောင်းကိုတစားစားလုံးနေတော့ကြောင့်ပဲသူကဖိုးရွှေကိုတက်တက်မကြည့်မတိမသာဆွေးကြည့်ရင်လည်းမခုမခန့်ပြုံးလိုက်တယ်ရုပ်ရှင်တွေထဲမှာတွေ့ရတဲ့သူရဲ့လူသက်သမားတွေကသူ့ရဲ့သားကောင်အဲ့လိုပဲပြုံးပြတတ်တယ်ဖေသူတို့ကဘသူတွေလဲဖိုးရွှေရဲ့ရှင်ထဲမှာလေးလံညှိုးကြုံသွားတယ်အမေချရဲ့အဲ့ဒီတန်ကြားရပြန်ပြီခလန်းလန်းမှာရှိတဲ့တဲပုတ်လေးရဲ့ရှိမှာငုံတုတ်လေးထိုင်ရင်ငုံကြီးလုံးနေတဲ့ကလေးတယောက်ကိုခုမှမြင်မိတယ်ကလေးရဲ့ဘေးမှာတော့မိန်းကလေးတယောက်ရှိတယ်မိန်းကလေးလိုစွမ်းမှတတ်ဗိုက်ကြီးတဲ့တယောက်လိုစွမ်းရင်ပုတ်ပြီးမှန်ပဲထင်တယ်ဖောင်းကားနေတဲ့ဘိုက်ကိုလှမ်းမြင်လိုက်တော့အကျင့်မာနေတဲ့ဆရာဝန်စိတ်က
မွေးရနေပြီထင်တယ်လို့တွေးလိုက်မိတယ်ပေါင်ကိုကားပြီးအုတ်နီကဲတူထိုင်နေတဲ့အဲ့ဒီဘိုက်ကြီးတဲ့မှာကသူ့ရဲ့ပေါင်ပေါ်မှာကော်ထိုးနေတဲ့ကလေးကိုဘဲလဲနဲ့ဖက်ထားပြီးညာဘက်လက်ကမီးဖို့ဘွားထမင်းကိုမှုေးနေတယ်ဒါပေမဲ့သူ့အယုံကကလေးတွေရောထမင်းကိုတံမရောရှိပုံမရဘူးမျက်စိသင်ငယ်ဖြစ်နေတဲ့ဖိုးရွှေကိုလှမ်းကြည့်တယ်အဲ့နောက်မျက်နှာလွှဲလိုက်ပြီးတပြေးချတယ်သူ့ရဲ့မျက်နှာတာလည်းခက်တင်းနေမှာအမေချမယ်မချက်သေးပါဘူးဆိုမှသိချင်နေမလားမပိုက်ကရောင်းမနဲ့ရွှေပြန်နေဟဲ့ဖိုးရွှေကအော်တယ်ရောင်းမထမင်းဆက်လက်နေဆိုတော့ကလေးဘူလောင်တော့မှစိုးရိမ်လို့ပါဒါပေမဲ့လေ၆ခက်နေရဲ့လေချောင်းအတန်းအပြင်ထွက်မလာအဲ့လိုထွက်မလာခြင်းကလေတော်သေးရလို့ချက်ချင်းအတွေးဝင်မိတာဘာမသိညာမသိတဟဲ့ထောင်းရင်ကိုရမြောင်မျက်စိနောက်သွားနိုင်နေမဟုတ်ပါလားဆာလာမိုးသိမ့်နေတဲ့ကလေးကိုကြည့်ရင်လည်းဘိုးရွှေကဈေးထဲမှာသူ့ပေါမှုတစ်လုံးဝယ်ခဲ့တာတတိရတယ်ထမင်းမစသေးပေါမှုကျွေးလို့ရှာတာပဲသူကသူ့ရဲ့လက်ငင်းအနေနဲ့မိပြီးတော့ကလေးငယ်စီကိုစိတ်ရောက်သွားတယ်ဒါပေမဲ့ဈေးဝယ်ထားတဲ့ကြွေကလမ်းမေးမှာကြမ်းခဲ့ပြီချင်းနေဈေးနဲ့တူတစ်စက်တည်းတတိယမိတာဆွလဲတိုင်းခဲ့တဲ့တေးအိတ်ပါအဲ့ဒီအိတ်ထဲမှာဈေးဝယ်ပြီးကြမ်းခဲ့တဲ့ငွေ4000ရှိတယ်ဒါအပြင်သိန်းစိတ်တားကြီးပို့လိုက်တဲ့သိန်းစိတ်အဲ့ဒီအိတ်ရောဖိုးစန်းဒီစန်းနဲ့ပြူးပြပြဖြစ်သွားတဲ့သူ့ကိုကိုတမြောင်ကကြည့်လို့မိကျင်မဲနဲ့ရှင်းနေတယ်ဘာလဲပတ်စံရှားမနေနဲ့ကျုပ်တို့ယူလိုက်ပြီသွားပါပြီဗျာဘိုးရွှေကနှမျောတားသားစွာအတန်နဲ့ရှေ့ရွလိုက်ပြီနှုတ်ကတော့ဘာမှမပြောရင်ခမကြီးကလည်းအသက်ငယ်လိုက်တာနည်းနည်းလေးမှတော့မလုပ်တော့ပဲမှောက်ရကြီးဖြစ်နေတာတေးပြီးထင်တာဗောဗျဒါကြောင့်ဘယ်သူမှရှောက်မလာခင်ကားပေါ်ဆွဲနေပြီးမောင်းပြေးခဲ့တာဒီရောဘာတော်ထဲမှာမြုပ်နိုင်မလို့ဖះဖះဘိုးရွှေဖះတောက်မိပြန်နေသူဘာကြောင့်ဒီနေရာကိုရောက်နေရတယ်လဲဆိုတဲ့အဖြစ်အခုမှသိရော်တယ်ဖះဖះတေးပြီးထင်လို့မြုပ်လိုက်မလို့တယ်လားကွယ်ကံကောင်းကျင်တော့ခမကြီးလွယ်ထားတဲ့အိတ်ထဲမှာပတ်စံနေပါလာတယ်ကိုတမြောင်ကသဘောကျစွာရှိနေပြန်နေကိုတတူကလည်းဒါလိုက်ရည်နေတာအတော့တော်မတတ်နိုင်ထမင်းရင်ငှက်နေတဲ့မရွှေပိုင်တောင်ပြုံးလုံးဖြစ်လာတယ်ဒါပေမဲ့ကန်စိုးကျင်တော့ခမကြီးကမသေးပဲဘူးဗျကားဝကြမှာလှုပ်လာဟောအခုတော့တတိတောင်ရှားနေပြီကျုပ်တို့လည်းခေါင်းစားနေတာဘာမှခေါင်းစားမနေနဲ့လှုပ်လာရင်မလှုပ်အောင်လုပ်လို့ရတာပဲဘာခက်လို့လဲဖះဖះခொနကတားရှိနေတဲ့ကိုတတူကအပြုံးမပြတ်အိဆက်ဆက်ပြောတယ်ဘိုးရွှေရဲ့ခေါင်းထဲမှာအုံနောက်တွေစုဝေးပြီးတစီစီမြင်လာတယ်ဒုက္ခတော့ရောက်တော့မယ်ချင်းနေတန်တန်မာမာတော်တော်လက်လက်ဆိုရင်ကြောင်ဝမ်းလန်နဲ့ထပြီးပြင်းပြလိမ့်မလားမသိဘူးအခုတော့လမ်းမေးမှာပြက်လာပြီးအညုံမဲဆွဲနေတဲ့ခြေထောက်နှစ်ချောင်းကအာခုပွေရမရှိတော့ဘူးအသက်ကလည်း80ကျော်လူကလည်းရိုင်းနေရိုင်းနိုင်နေဆိုတော့သူတို့ခုံလိုက်တစ်ချက်တည်းမိသွားမှာမိရနဲ့တပြိုင်နက်တည်းဓမြောင်ကြီးကိုမြောင်လို့ထိုးချလိုက်အောင်မလီဖေးဖေးဘိုးရွှေခင်ဗျာအသေးတွေဦးတွေပါတုံသွားတယ်ရော့တင်းနာလေးလာစားလက်မရွှေပိုင်းရဲ့အတန်ကိုကြားရတယ်ထမင်းချက်သွားပြီးထင်းတယ်လို့ကြောင်းလန့်နေတဲ့ကြားကတွေးလိုက်မိသေးတယ်အငွေတစ်ထောင်ထောင်ထားနေတဲ့ဒန်စလုံးလေးကိုခလေးငယ်ကဝမ်းသာအရာလှမ်းယူတယ်မရွှေပိုင်းကထမင်းပေါ်မှာငပိရတစွန်းဆန်းပြီးငရုတ်သီးမှုဖြူးပေးလိုက်တယ်အလုံးမေးစားလောင်ရဲ့ရှိတဲ့ခလေးငယ်ကထမင်းမြန်အေးသွားစီမှုတဖူးဖူးနဲ့မှုတ်တယ်ဘိုးရွှေကသူဒုက္ခကိုခဏမြောင်နေပြီးသူတို့ဘာရဲ့ဒုက္ခကိုအငေးသားကြည့်နေမိတယ်ဒါဆိုရင်ဘယ်လိုလုပ်မှာခမရလုပ်မှာလားမကောင်းတာတွေတော်တော်လုပ်ဖို့ပြင်မယ်လူတော့မတက်ဘူးတွေ့ဘူးကွာအေးလေလိုအပ်ရင်တော့ခုနကတော့သတိမရခင်အုတ်ခဲနဲ့ထိုးလိုက်ကိစ္စပြက်ပြီဗျာဇဝေဇဝါဖြစ်နေကြလို့ခတ်သွားတာဟာလူသေးမှုကြောင့်လို့စွဲတင်လာတာလူသက်မှုဖြစ်ရတော့မယ်ဟိတနေ့တလက်လောက်ရှိရင်တော့အနီးကလှုပ်ရှားမလို့ခက်လန်းလန်းနေစော်ထည့်လိုက်အောင်ပဲမရှိတာစဉ်းစားမနေနဲ့အဲ့ဒီစကားသံတွေကြားတော့သူ့ရဲ့ဒုက္ခကိုသူပြန်ပြီးသတိရသွားတယ်ဖေဖေသူ့ကိုကိစ္စတုံးမှုအတွက်တိုင်ပင်နေကြတာပဲသူသတိမရခင်ကသူတို့ပြောသလိုအုတ်ခဲနဲ့ထုလိုက်ဖြစ်ရင်နဲ့သတိရလာဆောင်းပြီးဓမြောင်ကြီးတစားစားလုံနေရတော့အုံနောက်နဲလို့တွေးမိတော့လေရှင်ထဲမှာတော့စိတ်ပြီးကြောက်လာတယ်ဟောနောက်တစ်မျိုးပြောပြန်ပြီကျုပ်တို့ပြီးရှေးထဲချလိုက်မလားတဲ့ရှေးရှိတဲ့နေရာခေါ်သွားဖို့လွယ်တဲ့အောင်ပဲလို့လားပြောမနေနဲ့ဟိုမှာကားရှိတာပဲအဲ့ဒီကတော့မို့စိတ်မကူးနဲ့နော်အခုလောက်ဆိုလေပတ်စိတ်တိုက်ပြီးတော့ရှာနေတော့ပြီဘိုးရှိဟာသူ့ရဲ့ခြေထောက်တွေကိုမတိမတာလှုပ်ကြည့်တယ်နာကျင်နေတော့လေကြွကြွပဲပဲတော့ဖြစ်မနေဘူးညာဘက်ချင်းမျက်စိနာမှာတော့ရှောင်းနေတယ်ထပြေးနိုင်အောင်တော့တိတ်ဝေးတော့ပြေးနိုင်မယ်မထင်ဘူးယောက်ျားတွေဖြစ်ပြီးတော့နေရာတကာမှာတုတ်ဆုပ်နေအားကိုလို့မရဟောဗျာဘိုးရှိရဲ့တဲထဲမှာစိတ်ရင်သွားတယ်အဲ့ဒီစကားကိုပြောသူကကိုဝေရင်းမှာကြည်လွယ်ထားတဲ့မရွှေပိုင်ပါတခုခုကိုမြင်မြတ်ဆုံးဖြတ်ပါလားခဏနေမှောင်တော့အဲ့ဒီဟာကြီးထွက်မှပြအောင်ဘယ်သူကစောင့်နေမှာလဲမရွှေပိုင်ကလက်ထက်ကတေသားရှောင်းမအောင်တန်စလုံးနဲ့ပြစ်ထည့်လိုက်တယ်ပတ်စံတဲ့ကြားတော့ပြုံးဆဆဖြစ်နေတဲ့မျက်နှာအခုတော့တင်းပါပြီဟိုကကောင်ငါမောင်သာဆိုတာနေ့တွေကအဖြူအောင်နေလားဟမ်နေ့လက်တည်းကဓမြောင်ကြီးကအလှကင်ထားလား
ဟို9ယောက်ကြားဆိုလေ तू ဟောစေဖန်းတော့မလို့ကြားဖန်းတော့မလို့နဲ့ဟင်းဒီဘက်ကလုံမနေနဲ့သွားဟိုဘက်ကိုဆွဲခေါ်သွားတော်ကြကလေးတွေမြင်နေမယ်အင်းနေတော့မလို့ရင်ငါလုံဘိုးရှိရဲ့အတဲ့နှလုံးတွေကပြုတ်ထွက်ပြီးလေချောင်းမှာလာပြီးစို့နေအောင်ထင်လိုက်မိတာအခုမှပဲယောက်ျားရင်းမကြီးတို့ရဲ့ဇက်ကိုကင်ထားတဲ့ဆရာသမားကိုတွေ့ရတယ်လက်စသက်တော့ဘိုက်ကြီးတယ်မပါလားဟာနေကိုယ်တိုင်လုံမလို့လားဟဲ့မလုံလို့ဖြစ်မလားနေတော့အကုန်းလုံးမမြရတာမရှိဘိုက်ကတာလီတာကြီးတကြောင်လှည့်ဆွဲလိုက်တယ်သူ့ပေါင်မွားကလေးကိုထမင်းစားနေတဲ့ကလေးစီကိုတွန်းပို့လိုက်တယ်ဟဲ့ဟိုကောင်အငယ်ကောင်ကိုခေါ်ပြီးတဲတဲဝင်နေစမ်းဘာတန်ကြကြထွက်မလာတဲ့ကြားလားမရှိဘိုက်ကမာတန်တန်ဖြစ်နေတယ်ယောက်ျားဖြစ်သူနဲ့မောင်ဖြစ်သူကိုအားမလို့အားမရဖြစ်နေတဲ့ဒေါသကဖိုးရွှေစီကိုဥတီလိုလာနေပါပြီပတ်စံယူပြီးတော့ပြန်လွတ်လိုက်ရောကိုတမြောင်ကထင်းထင်းကုန်းကိုပြောတယ်တေးပြီးချင်းလို့ပြုံးပြရတာရှိရွယ်ခဲ့တာဆိုတော့တကယ်တမ်းရမှာဝင်လေးပြီးတော့တုံလုံးနေရရှိတယ်ဒါပေမဲ့မရှိဘိုက်ကသူ့လိုမဟုတ်ဘူးသူ့လိုလေကြီးလေးကျပြောမနေပြန်လွတ်လိုက်ရမယ်ဟုတ်လားအဲ့ဒါဆိုရင် तू ကရဲမတိုင်ပဲနေမလားငါတုံးကောင်ရဲ့ကံကောင်းလို့မျက်စိရှိရောက်လာတယ်ပတ်စံနေငါတော့တပြားမှပြန်မပေးနိုင်အေးပြဿနာရှာမယ်ပါစက်ကြီးကိုလည်းပြန်မလွတ်နိုင်ဘူးအပီးပိတ်ထားမှဖြစ်မှာယူလိုက်အဲ့ဒီပါစံကြီးအကုန်ယူလိုက်ရရယူလိုက်ဘိုးရှင်ကအတန်အံ့နဲ့ဝင်းအော်တယ်ဒါပေမဲ့ဘသူမှအရှိတီကိုနားမထောင်တကယ်ပြောတာဟိုယူထားလိုက်ဘိုးရှင်ကနေရာကထားကိုကြိုးစားတယ်ကြက်ကလေးငှက်ကလေးလိုတော့အသက်မခံနိုင်ဟဲ့ဟိုမှာပြေးတော့မယ်ဆွဲတာလေကိုတတူကဘိုးရှင်ကိုဖမ်းချုပ်ထားလိုက်တယ်ကိုတမြောင်နဲ့မပိုက်ကသူ့စီပြေးလာတယ်တူကတမြောင်နဲ့တူကသားလေးသားနဲ့သူတရားတော်မယ်တင်တယ်ဘိုးရှင်ကအာရှိသမျှရုံနေလက်နှစ်ပတ်အချုပ်ခံထားတော့ခြေထောက်နှစ်ချောင်းကရက်ကန်ဖြစ်နေတယ်အဲ့ဒီအချိန်တော်တော်ကျဲတဲ့အတန်တကူကရုတ်တရက်ပေါ်လာတဲ့အတွက်သူတို့အားလုံးလန့်သွားတယ်ဟာတယ်လီဖုန်းဘိုးရှင်ကအော်လိုက်မိတယ်သူ့ရဲ့လက်ကင်မွန်ခေါ်တယ်မှာခေါ်သူကဘွားကြည့်ဖြစ်တယ်တခြားသူတွေခေါ်ရင်ရိုးရိုးတန်တာဖြစ်တော်လေဘွားကြည့်ခေါ်ရင်တော့ပထန်းရွတ်တယ်မှာအဲ့လိုပြောင်းလဲဖွားကြည့်ကလောက်ခိုင်းထားတာကြောင့်ပဲသူတို့အားလုံးမှီတက်ပြီးသွားကြတယ်အတန်သူ့ရဲ့တရေအေးလီယာထွက်ပေါ်နေခြင်းပဲအဲ့ဒီတရေလေးကိုအဲ့ဒီဓမြောင်ထိုင်နေတဲ့ဝမ်းမလက်ကလေးထိုင်လေးမှာချိတ်ထားတယ်ကိုဓမြောင်ကအဲ့ကိုကမန်းကနေဆွဲယူလိုက်တယ်အိတ်ဖွင့်နေစဉ်အတန်ငြိမ်သွားတယ်လူကြီးမိခေါ်ဆိုနေသောတယ်လီဖုန်းကြီးတက်မှတ်ချိန်အတွင်းပြန်လည်ဖြေချခြင်းစတာတွေပြောနေပြီလိမ့်မယ်ဆိုပြီးဘိုးရှိကစိတ်မရှိစွာနဲ့တွေးမိတယ်အဲ့ဒီအချိန်မှာပထန်းရွတ်တန်ကထပ်မံထွက်ပေါ်လာပြန်တယ်ကိုဓမြောင်ကတယ်လီဖုန်းကိုဖွင့်လိုက်တယ်တိုက်ဆိုင်တာလားတမင်ဖွင့်တာလားတော့မသိအောင်စပီကာလည်းပွင့်သွားပြီးတော့ဖွားကျွေရဲ့အတန်ကြီးကကျေလောင်စွာနဲ့ထွက်ပေါ်လာတယ်အဖေဘယ်ရောက်နေလဲအခုပဲလူတွေလာပြောနေတာကားတိုက်ခံရတယ်ဆိုဟုတ်လားပြောစမ်းပါအဲ့ဒီကားဘောကိုဆွဲနေသွားတယ်ဆိုဟုတ်လားအဲ့ဒီလူကသူ့မြင်လိုက်တယ်တဲ့ကားနံပါတ်ကိုလည်းမှတ်ထားလိုက်တယ်တဲ့ဟုတ်လားဖေးရဲ့ဘာလို့ညင်နေရလဲပြောလေအခုပဲစိတ်အောင်ပါလေပြောလေဖေးရဲ့ဟယ်လိုဖွားကျွေရဲ့အတန်ပြရခက်တယ်အဲ့နောက်ငိုးတန်ပါလာတယ်ကိုတိုင်မြောင်ကဖုန်းကိုချက်ချင်းပိတ်ပြလိုက်တယ်ဖွားကျွေရဲ့အတန်လည်းတိကနေပြက်ပြီးတော့ငြိမ်သွားတယ်ငြိမ်တာမှဖွားကျွေတူးလေးမဟုတ်ဘူးသူတို့အားလုံးငြိမ်သွားကြတာပါမြင်လိုက်တယ်ခဏနေတဲ့အခါမှာကိုတိုင်မြောင်ရဲ့အတန်ထွက်လာတယ်ဟုတ်တယ်ဘတော့ပဲလူရှိနေရဲ့ချိန်ဖြစ်ပါစေတနေရာမှာတစုံတူကတော့မြင်နိုင်တယ်ကားနံပါတ်လေးမှတ်ထားလိုက်တယ်ကိုတတူကဖြစ်ဆွဲပြောတယ်ဖွားကျွေရဲ့အတန်ကိုကြားလိုက်ရတော့ကြောင်းလားခொနကတပင်းနဲ့ကြုံပြီးတုံလို့ကြောက်ကြားလိုက်ရလို့လားဖိုးရွှေရဲ့ရှင်ထဲမှာဟိုက်ပြီးတော့ခေါင်းကရှိတ်ကနေမူးလာတယ်ငါစီးကြိုတွေကြနေပြီဖိုးရွှေကသူ့ကိုယ်သူတိလိုက်တယ်မနဲ့တော့ထမီးကောင်းစွာမစားနိုင်ခဲ့လက်မှာပတ်ထားတဲ့နိုင်အသာကြီးလိုက်တော့မှန်းနေရတွေ့ရတယ်ဒါပေမဲ့လေလက်တံလေးတွေကသွားနေစေဆိုတော့အချိန်ကတော့သိရသေးတယ်၄နိုင်ကျော်နေပြီအခါတိုင်းဆိုရင်နေကင်း2နာရီလောက်မှတစုံတရာမုံလေးပဲလေးစားနေကြဒါမှသာသွေးတွေကတစားတက်ကိုပုံမှန်လေးထိန်းနေနိုင်တာအခုတော့တစားတက်တွေရှုံနေလာသူသိတယ်သူ့ဘိုက်ထဲမှာဘာအစားမှလောက်လာရှိမနေဘူးနောက်1နာရီလောက်ဒီတိုင်းဆက်နေရင်တော့မျက်လုံးတွေပြပြီးတတိလက်သွားနိုင်တယ်ဟဲ့ခိုးလာတဲ့ကနမမှတ်ထားလို့ငါတို့ဘာဖြစ်စရာမှမရှိသေးဘူးလောလောဆယ်အဲ့ဒီကလူမမြင်ခွက်တာဒါပဲပြဿနာတက်ရင်ကားပိုင်ရှင်ကအရှိတက်အောင်ပါမာစတာဘရိန်းမကဂျောင်းဝင်អော်တယ်သူ့လက်ထဲကသားလီတာကြီးကိုတော့ခုနကတော့လိုတင်းတင်းကြပ်ကြပ်ကြီးစုပ်ကင်ပြီးတော့မျှမထားတော့ဘူးချမင်းဖိုးရှင်ကပြောတယ်သူမျက်လုံးတွေခဏနေပြလာတော့မှဆိုတော့အဲ့လိုမဖြစ်မီသွေးတွေကတကြားတက်ကိုဖြည့်ပြီးဖို့အရှိကြီးချမင်းကျွေးပါသူကအဘူတမင်းပြောတယ်ဒေါ်ရှိပိုင်းကသူ့ကိုအံ့အားသလိုကြည့်နေတယ်နေရင်ထိုင်ရင်ချမင်းထားတောင်းတဲ့အဖိုးကြီးကသူ့ရဲ့မြေမှာတော်တော်ထူးဆန်းနေတယ်သူသားလိုရောင်းမနဲ့ရှိုင်းလိုက်ရင်ငြိမ်များသွားလိမ့်မလားမသိဘူးချမင်းစာနေရလားမသိဘူးအရေးထဲမှာဗျာဟာသူ့လက်တီအောင်တုံနေတာချမင်း
သူကသမီးရင်ငှက်တက်ထားတဲ့တန်စလုံးအပိန်ချိုက်လေးကိုလက်ညှိုးထိုးတယ်လူကြီးတွေကဦးချောင်းချောင်းလုံးနေတော့လေခုနကတော့သမီးစာနေရဲ့ကလေးငယ်လေးကစာလောင်ခြင်းရဲ့အတိတ်တွေကိုလူကြီးအတွက်ပို့ပြီးလက်တွေ့ချချသိပုံရတယ်ဒါအပြင်ကိုချင်းစာစင်လေးလည်းရှိပုံရတယ်မြေကြီးပေါ်ချထားတဲ့တန်စလုံးလေးကိုလက်နှစ်ဖက်နဲ့မလို့ကင်ပြီးသူ့စီကိုခတ်တော့ပြေးလာတယ်သူကသမီးရဲ့စလုံးညင်ညင်ပတ်ပတ်လေးကိုစီစစ်မနေအောင်ကမန်းကနန်းလမ်းယူပြီးတော့တစိုက်စိုက်နဲ့မော့ချလိုက်တယ်အဲ့ဒီသမီးရဲ့လေးဟာသူ့ရဲ့ခန္ဓာကိုယ်ထဲမှာရှော့မားနေတဲ့တကြားဓာတ်ကိုချက်ချင်းဖြစ်ပေးလိမ့်မှာပါဟာဒီကိစ္စနေရပြီကိုတံမြောင်ကတန့်တော်ပြောတယ်သူကစီးစိုးတွေတကြားဓာတ်တွေမက်ဖော်မင်တွေအီဆိုလင်တွေဘာမှမသိဒီဘိုးကြီးတော်တော်ငန်းကြီးကြတာပဲလို့ပဲထင်လိုက်မိတယ်ထမင်းရတော့နေတယ်ဟေးလည်းမရှိဘူးမရွှေဘိုက်ကလည်းသူ့ကိုထမင်းကြီးကိုစဉ်းစားလာပြီးပုံရှာတယ်ဒီရောက်လာပြီးဒီစကားကြားရတာမင်္ဂလာရှိဆုံးပဲသူတို့ကြည့်ရတာခုနတော့ငါလို့ဘလူးသေးရဲ့စီးပြီးချက်ချင်းလက်ငင်းထပြီးတော့တက်ပြတ်ကြမယ့်စီစဉ်ရှိပုံမရတော့ဖွားကျွေရဲ့တယ်လီဖုန်းတန်ကဘိုးရွှေကိုကဲလိုက်ချင်မှာဘာပဲပြောပြောသူ့ရဲ့ကံကြမ္မာကိုဖွားကျွေကတစုံတစားတော့သိသွားပြီဆိုတော့ဘိုးရွှေအတိုင်ငယ်စိတ်သက်သာရရှာမိတယ်ဘယ်လိုလုပ်ကြမှာလဲဘယ်သူမှမမြင်လိုက်ဘူးထင်တာအခုတော့မြင်လိုက်တဲ့သူရှိနေပြီကိုတတူကတော့အတော်လေးစိုးရိမ်ပြီးရှင်းမှုနေတယ်သူဘိုးလိုကြောက်မှုတာကခုနကတော့တယ်လီဖုန်းဆက်တဲ့အဖွားကြီးပဲအတော်ကြီးကိုပြန်ရခတ်နေရရှိတာဟိုတိုင်းဒီတိုင်းနဲ့အကုန်ရှောက်နိုင်တော့မှကျင်းနေတယ်အခုတိုင်းဆိုရင်တော့ဒီဘိုးကြီးကိုလူမသိသူမသိလက်ဆောက်ဖြောက်ပြဖို့တိတ်မလွယ်တော့မော်တော်ကားခုံမှုမော်တော်ကားတိုက်မှုတွေကမတော်လို့မိသွားရင်လည်းခံထားတယ်လူတန်းမှုဆိုရင်တော့ကိုတတူဆက်မတွေးချင်တော့ဒါပေမဲ့ပတ်စံသူကသူမိမကိုဖျက်ကနေလှမ်းကြည့်မိတယ်သူမိမကလည်းသူ့ကိုကြည့်နေတယ်သူတို့နှုတ်စလုံးရဲ့မျက်လုံးမှာလောဘရောင်တွေရှက်တန်နေတယ်ငွေအဲ့ဒီငွေကိုမလို့ခြင်းသူမမတ်မောသူဘာလို့ရှိမှလဲဘိမသူ့ကိုဘိမလို့ခေါ်ကြတယ်အမှန်ကတော့အပိမပါပဲငယ်စဉ်ကလေးဘဝကတေးခွေးကြောင်လီလာတဲ့ခန္ဓာကိုယ်လေးကြောင့်အဖေကအစာအမေကလည်းဆွေမျိုးတွေနဲ့တန်နေနာချင်းနေအဆုံးအားလုံးကအပိမလို့ခေါ်ကြတယ်အပိမဆိုတာမြင်မြတ်ခေါ်ရင်ကာလရွေရှာလာတော့ဘိမဆိုပြီးဖြစ်လာတယ်ဘိမရဲ့ယောက်ျားဖြိုးမောင်မောင်ဖြစ်ပြီးမောင်ကတော့ငကြွေးပါကျူးကျော်ရက်ခေါ်မှမွေးတဲ့သားလေးနှုတ်ကိုတော့ခက်လဲလွယ်ပဲငကျူးနဲ့ငကြုံလို့ခေါ်ပြစ်ခဲ့တယ်ငွေသိန်းစိတ်ကိုအေးသေးသေးလို့ဆက်လက်သားနေရင်သူတို့ရဲ့လက်ထဲကိုမျက်စိတငယ်ရှောင်းလာတဲ့အဖိုးကြီးကသူ့ကိုမရွှေပိုက်ဖြိုးမောင်မောင်ကိုကိုတက်တူငကြွေးကိုကိုတမြောင်လို့တမတ်မိပြီးအဲ့ဒီအမိတွေကိုစိတ်တရားကျိတ်လို့ခေါ်နေအောင်တော့သူတို့မသိကြဘူးငါတို့ဘာလို့ကြမလဲမငကြွေးရမေးတယ်ဘိမကမဖြစ်ဘူးမဖြစ်ခြင်းတော့ကြောင့်မဟုတ်မဖြစ်တတ်တော့ကြောင့်ပါဒါကြောင့်ထမင်းမမကိုအားပေးကြောင့်မိခင်လေးနှစ်ကောင်နဲ့ကြိုးကြိုးစားစားမျိုးချနေတဲ့အဖိုးကြီးကိုသာစူးစက်ဆိုင်ကြည့်နေတယ်သူကလည်းသူ့ကိုယ်သူအဲ့ဒီမိကုံပဲပြင်းပြင်းလန်လန်မင်းနေမိတာနိုင်မောင်းတော့ကြားနေပြီနေရတေတာတက်ခတ်တယ်ဟာညကြရင်ဘယ်မှာအိတ်ခိုင်မှာတော့မောင်ကြီးပြောလာပြီဆိုတော့အိတ်စိတ်စိတ်ဖြစ်လာတယ်ရောဘာပေကြီးတွေရဲ့ရိတ်တွေကလည်းရင်းတို့လှုပ်ရှားနေကြတယ်ချုံညိုကြုံကြားမှာအောင်းနေတဲ့ချင်းတွေကတဝီဝဲလာကြပြီဒီနေ့အောင်သူတို့ရှောင်းလာတာ3လလောက်ပဲရှိသေးတယ်သူတို့မူလာနေတာလိုင်သားရပန်းလိုက်မြေကန်ပြီးကျူးကျော်တဲနေမှာပါပရောဂျက်ရှိတယ်ဆိုပြီးအဖြတ်ခံရတော့ဘယ်ကိုသွားလို့ဘယ်ကိုလာပြီးဘယ်လိုနေရမအောင်မသိတတ်နိုင်အောင်ရှိခဲ့တယ်ဟိုနေရာမှာခိုးနေလိုက်ဒီနေရာမှာခိုးနေလိုက်နဲ့မိသားစုကြောကြစီရနေရာကိုရှာလို့မတွေ့အောင်ခက်ခဲခဲ့ရတယ်ဒီစားရင်ဆိုင်ငယ်ကယ်ရီဆေးသူပြုံးမမောင်က WY စီးသားတွေတဲလာသူမှလိုက်ဖို့မိလျက်သာဖြစ်ခဲ့ရတယ်သူတို့အချိန်ချမ်းတဲ့ပစ္စည်းလင်းနေစဉ်ရဲရဝိုင်းဖမ်းနေပြုံးမမောင်ကမောင်းပြေးလို့လုတ်ခဲ့တော်လေမူလနေရာမှာမနေရတော့ပဲပြေးခဲ့ရတယ်အမှုထဲပါသွားရင်တော့ရဲဘက်စကန်ရောက်သွားနိုင်တာဆိုတော့ကြောက်မယ်ဆိုရင်လေကြောက်တော့ပါတယ်ဒီရောဘာတော်ရဲ့ခေါ်လာသူကဖြိုးမောင်မောင်ရဲ့အကူဝဲဝဲတူပါရန်ကုန်မြို့အတွက်တာတုကန်အသွားလမ်းပြီးဖက်စင်လို့တော်တော်လေးသွားမှရှောက်တယ်ရောဘာဘယ်နေအောင်အုပ်ပြီးတော့အထွက်လည်းမကောင်းတော့တဲ့အတွက်ပိုင်ရှင်ကရောင်းကျင်နေပြီဒါပေမဲ့ဝယ်သူကလည်းမရှိပြန်တော့ပိုင်ရှင်တတိရဲ့လူယုံဖြစ်တဲ့ဖြိုးမောင်မောင်ရဲ့အကူဝဲခွဲကရံမရကလာကြည့်ဒီမှာပါပြစ်တာတစ်နှစ်ခွဲလောက်ရှိပြီမင်းတို့လောလောဆယ်နေစရာခက်ခဲဖြစ်နေရင်တော့ဟို့အတွင်းပိုင်းမှာတေးလေးထိုးပြီး3-4လလောက်ခိုးနေပေါ့ဒီစားရဲ့အစီအစဉ်လည်းပြန်ပြောင်းကြပါကွာတတိတီသွားရင်ငါလည်းမကောင်းအဲ့လိုပြောပြီးတော့ခိတ္တခုနာဝင်ပြီးခဲ့တယ်ပြန်ပြောင်းချင်တာကတော့ရောက်တဲ့နေကလေးရပြီကြောက်ခင်မီအိတ်ဆာမီကြီးရှိတာလွယ်လို့ဘာမှမရှိတာအမှန်ပဲရေမရှိမီးမရှိအလောက်ကိုင်းမရှိငွေလည်းမရှိငွေမရှိတော့လေစီမရှိဆက်မရှိစားစရာမရှိနတ်တိဆိုမှနတ်တိသူပြောတော့ငွေတွေကိုယူထားလိုက်ပါလူကိုပဲပြန်လို့ပါဘယ်မှလည်းမတိုင်ပါဘူးတဲ့နေရောက်ရင်ဒီယူလို့ပဲဘိမကခက်ပြက်ပြောတယ်ဝကျဲကမတိမတာတက်ပြေးချိုင်နဲ့ငါလည်းမရှုံပါဘူးဟာလို့ခက်တူတူပြောတယ်သူတို့မောင်နှမ4ယောက်ရှိတာဘိမကအကြီးဆုံးဖြစ်ပြီးတော့ငကြွေးဟာငယ်ဆုံးပါအသက်ရှင်နေကွာလို့ငကြွေးမွေးလာတဲ့ကဘိမကထိန်ခဲ့ရတယ်ဘိမဝါလို့ခွန်းနဲ့ထမင်းဝါဖက်နဲ့လူပြစ်လာတော့ကြောင့်လားမသိဘူးဝါမတော်တော်ငကြွေးကသူ့အမပိန်ပိန်တေးတေးကိုငယ်စဉ်နဲ့ရှိခုအချိန်ထိအလုံးချစ်ပြီးတော့အလုံးလဲအောက်ခုခဲ့တယ်
အဖိုးကြီးရဲ့အိတ်ထဲမှာပါလာတဲ့ငွေဆက်ကိုထမ်းလိုက်ကသူတို့သုံးစလုံးရဲ့စိတ်ကိုဓာတ်တက်နဲ့မှွေတယ်လို့မှွေနေရအဲ့ဒီငွေတွေကိုစိတ်ကူးနဲ့သုံးလို့ပျော်လိုက်ပြန်ပေးရမှာကြောက်လိုက်အဖမ်းခံရမှာပူလိုက်အဖိုးကြီးကိုရှင်းစေချင်လိုက်ခဏနေပြန်တော့သိစီချင်လိုက်ငါတို့ကနဲ့တိုက်မိတွေကနှလုံးလေးရိုက်ပြီးတခါတည်းတေးသွားဖို့ကောင်းနေဟာဖြိုးမောင်မောင်ကတောင်းတောင်းတတာပြောသည်ဗိမကသူ့ကိုမျက်စောင်းနဲ့ကြည့်ရင်လူကြည့်ပြီးတိမ်မဲရှင်မင်းတော့မခွဲကြတတ်တဲ့ငတုံးနေအဲ့လိုစိတ်တရားရှေးရုံးမိတယ်ခန္ဓာကိုယ်မှာတတူးတွေထိုးပြီးကြမ်းကြမ်းတမ်းတမ်းဟန်ကြီးတွေနဲ့ဓမြောင်တဆဆရဲရဲတမမလှုပ်တတ်တဲ့သူတို့နှုတ်ပတ်ဝန်းကျင်ကလန့်ကြတယ်ရှိန်ကြတယ်ဗိမကိုယ်တိုင်လည်းကောင်းစင်ရောင်ကြီးရှမ်းဖြစ်ရင်တော့ဟဲ့ကောင်မနေရမြန်ငါ့ကိုဆဲဟုတ်လားအေးနင့်ကိုတော့ငါပြန်မဆဲဘူးညနေကျမှငါမောင်နဲ့ငါလင်ကိုလှုပ်လိုက်အဲ့လိုပြောလိုက်ရင်တော့ဆဲတဲ့ပါဇက်ပိတ်သွားတတ်တယ်တိတ်သွားတတ်တာဆိုတော့အကျဉ်းနဲ့ကြီးကျင်းနေခဲ့ရတယ်ဒါပေမဲ့သူ့လင်ရောသူ့မောင်ရောအတန်ကျဲကျဲမြင်နေတတ်သူတွေသာဖြစ်ကြောင်းရှခုတော့သိရပြီမူးလာရင်ထိုးချိန်ရင်ပြည့်ရဲတော့လေထူရဲထောင်းရဲတော့လေခိုးရဲလူရဲတော့လေအကာကွယ်မဲ့စွာငိုတုတ်ထိုင်နေတဲ့ဖိုးကြီးတယောက်ကိုသွေးအေးနဲ့ခိုးရဲထိရဲတက်ရဲလောင်သူတို့ရဲ့အသေးကမမကျောင်းလာကြောင်းလေသူတို့ကိုသူတို့ရှခုမှပဲသိကြရင်တူတယ်တိုင်းပြီလို့သိပြီးထင်တယ်ထားခဲ့ပါလားမောက်ပြေပါလားဘာကိစ္စကားပေါ်ကောက်နေလားရတာလေဘသူမှမမြုံထင်းလို့ပေါ့ဟာလမ်းမေးမှာပက်လက်ကြီးတေးကြံခဲ့တာနဲ့ဆိုင်မြေကြီးတွေပို့ပြီးတော့ဖို့ပြလိုက်တာငါတို့အတွက်မကောင်းဘူးလားပို့ပြီးတော့ဘေးမကင်းဘူးလားသူတို့အတန်နေငယ်ချင်းလာတော့အဖိုးကြီးကကြောက်ကြောက်နဲ့လှမ်းကြည့်တယ်သူတို့ကတက်မေမတက်ဘူးကြည်တုံချတော့ဖြစ်နေကြသလိုအဖိုးကြီးခင်ဗျာမှလည်းရှင်မဲသေးမဲကဲဆဲမဲကိုရှင်တတိတ်နဲ့စောင့်နေရရင်ရှိတယ်သူ့ဟာသူတည်သွားရင်ကောင်းမှာနော်ကောင်းမနေနဲ့သူ့ဟာသူဘလို့တည်တည်ငါတို့တက်တယ်ပဲဖြစ်တော့မှာနင်တို့တွေကားပေါ်ဆွဲတယ်လားလေမြင်လိုက်တဲ့သူကတယောက်မှကရလားဖြိုးမမောင်နေကိုကြည့်ရအပြစ်ရှိသူရဲ့လို့ညင်နေဒါပေမဲ့ငယ်ကျွေးရတတိယပြီငါတို့သူ့ကိုဆွဲတင်လာလို့ပတ်စံနေပါလားမဟုတ်လားဟာအဲ့လိုပြောလိုက်တော့ဗိမပြောရောဖြစ်သွားတယ်သူတို့သုံးဦးမှာဖြိုးမမောင်ကရှစ်တန်းအထိအကြောင်းနေပူတာဆိုတော့မနမနုတက်သားတယ်ဒါပေမဲ့နှစ်တန်းမြောက်သားတက်တဲ့ဗိမကအုံနောက်အပြေဆုံးအကွက်အမြင့်ဆုံးဖြစ်တာတော့လက်ခံထားကြရတယ်သူနဲ့ဗိမရကြစဉ်ကဗိမကအသက်20သူက23နှစ်အမေတခုသားတခုဘဝမှာအမေဆုံးသွားတော့ဖြိုးမမောင်ရဲ့ဘဝမှာလင့်ဟာသွားတယ်ဘလို့နေလို့ဘလို့ထိုင်ရမယ်မသိတတ်အောင်ရှောင်းချချဖြစ်နေတယ်အဲ့ဒီအချိန်မှာဗိမနဲ့ငယ်ကျွေးကိုမိတွေနဲ့ရံပြစ်တဲ့ပြစ်ချက်နဲ့အဖေကနေချလိုက်တယ်သူကဗိမကိုရှိတဲ့လို့ဘူးတော့လေဆွဲလာကြည့်ကြိုင်းလာကြည့်တော့မဟုတ်ဘူးဒါပေမဲ့သူတို့မောင်နှမဘာတန်ပြောင်းမှာထိုင်ခင်းနေကြတွေ့တော့သူ့ကိုတန်ငင်တနာသွားတယ်သူတို့ရက်ွက်တည်းကအပြိုမင်းကလေးတွေငွေရဖို့အလွယ်လဲလိုက်ကြတာရှိတော့လေဗိမကအဲ့လိုမဟုတ်ဘူးသူ့ကိုယ်သူထိမ့်သိမ့်နေတဲ့သူဖြစ်ကြောင်းဖြိုးမောင်မောင်သိတယ်ဒါကြောင့်ဗိမကိုနေငါ့ကိုယူမလားလို့ပြီးတော့ဗိမကကောင်းသားပဲလို့ပြောတယ်အိမ်အောင်နေစရာမရှိတဲ့ဗိမတို့မောင်နှမသူ့ရဲ့ဒေပေါ်ရှောင်းလာကြတယ်ဗိမအမေချက်တဲ့အိုးလေးနဲ့ပဲသူ့အတွက်ထမင်းနဲ့ချက်ပေးခဲ့တယ်ဒါအပြင်ကုံစိမ်းလေးရှောင်းလို့ခလေးလေးမွေးခဲ့တယ်မလွတ်ခင်တော့မတိုင်ပါဘူးပြောမှာပေါ့ဟာဒါမဲ့လှုပ်ပေးလိုက်ရင်ရဲစခန်းကိုတန်းမြေမှာတေးကြတယ်ငါတို့မျက်ခွက်တွေကိုလည်းအလွတ်ရှနေလောက်ပြီဗိမကလက်ကျန်ပြီးကြည့်ခဲ့လေးပေါ်စနွေးမုံနဲ့ဖြူလိုက်တယ်စနွေးညော်နဲ့ရရင်ချင်းပြေးတော့ကြောင်ပါဒါမဲ့လက်ကျန်ပြီးကအားနေနေပြီဆိုတော့အနက်ကောင်ကထွက်မလာဘူးစနွေးနဲ့တက်တက်လေးကိုရှူဆိုင်ရင်ဗိမကသူ့ရဲ့ဖောင်းနေရဲ့ဘိုက်ပေါ်မှာလက်ပွားတစ်ပတ်တည်းခိထောင်ကြီးသွားတယ်သူမိဖွားဖို့အတွက်အဖိုးကြီးစီအောင်ငွေမရရင်အတော်ခက်လိမ့်မှာဖြစ်တာကိုတွေးနေမိတာဒီလိုဆိုဘယ်လိုလုပ်ကြမလဲဟာဒီဘိုးကြီးကသူ့ဘာသာသူလည်းမသိတက်ပြစ်လို့ကလည်းမဖြစ်ပတ်စံနေလည်းလိုချင်ပြန်လို့လည်းမရဖြိုးမောင်မောင်ကခက်ညီညီပြောတယ်ဗိမရဲ့မျက်နှာပြောင်းလဲကိုအကဲခက်တယ်သူတို့ရဲ့အချင်းတွေအချက်တွေကိုဗိမကဖြစ်ရှင်းနိုင်လိမ့်မယ်လို့လည်းထင်တယ်သူလည်းရှောင်းပါဖြစ်သူငကျွဲလိုပဲဗိမအောင်အားကိုးမှမသိအားကိုးနေမိတတ်တယ်အမနေ့တာနှကောင်ကြည့်စမ်းငကျွဲဟာပြောတယ်လမ်းကြည့်လိုက်တော့အဖိုးကြီးဘေးရှောင်းနေတဲ့တားနှကောင်တွေ့ရတယ်အဖိုးကြီးစားလို့မကုန်တဲ့ထမင်းနဲ့အားပေးဆောက်တစ်ဖက်ကိုရေရှက်ဆက်ပြီးတော့စားနေကြတယ်အဖိုးကြီးနဲ့လည်းရင်းရင်းနှီးနှီးပြုံးပြုံးရှိဖြစ်နေကြတယ်အော်သူတို့ကလည်းဂယူးတဆိုင်ချွတ်ချွတ်သားသားစကားပြောမိသူမှမရှိတာပဲလေဗိမကတားနှကောင်ကြည့်ရင်သူ့ရဲ့ငယ်ပေါ်ကိုတတိရတယ်သူတို့ဇာတိကလက်ဖို့တာ၄-၅မိုင်ဝေးတဲ့ရွှန်ငယ်လေးဖြစ်တယ်အဖေကလင်းငယ်တစ်စင်းနဲ့မြေတဲချောင်းထဲမှာဆုံးငါဆန်ငါငါးဖမ်းပြီးအဲ့ဒီဖမ်းလို့ရတဲ့ငါးတွေကိုအမေကရွာစင်လျှောက်ပြီးရှောင်းခဲ့တယ်သူတို့မောင်နှမ၄ယောက်လည်းကြောင်ညိုကြောင်ကြားမှာကနေနှိုင်းလိုက်ဖိုင်ရိုက်လိုက်နေကြည့်မိခဲ့ရတယ်အဖေကအရင်မမွေးရင်ကောင်းတော့လေညနေတိုင်းကျရင်အရက်တောက်တက်တယ်အိမ်အောင်မိကိုရောသူတို့မောင်နှမတွေကိုပါအကြောင်းရှာပြီးဆဲတဲ့ဆိုတဲ့ရိုင်းနေတတ်တယ်အရှိုက်ခံလို့ငုံမိပြန်ရင်လေစက်တီတုံးလိုက်တာတိတ်ချက်ချင်းတိတ်လို့អော်ပြီးထက်လို့ရှိုက်တက်ပြန်နေဒါကြောင့်သူတို့မောင်နှမလေးဦးစလုံးငငယ်ရွယ်နဲ့မျက်ရည်ခံလို့ထုံပေပေမှာကြောကြောလေးဖြစ်လာတယ်အလက်ကောင်ကျွတ်နေကငါကြည့်လိုက်ရင်အဖေကိုခံချမယ်လို့ပြောလို့ရှိတာဗိမမကြခဏတတိယမိတယ်ဒါမဲ့ကျွတ်နေကအဖေကိုခံချတဲ့အထိ
အသက်ကြီးခွင့်မကြုံပဲမုံတိုင်းနဲ့ပါသွားလို့အဖေရောသူပါကန်းကောင်းသွားတယ်လို့ဘေးမထင်မိတယ်။ရွာလုံးကျနေပါသေးကြတဲ့နာဂိမုံတိုင်းထဲမှာအလက်ကောင်ကြက်နေတာမကောင်းအမေနဲ့အလက်မမီကြီးပါပါသွားခဲ့တာအလောင်းမတော်ပြန်မရခဲ့ဘူး။သူတို့မိသားစုတကွဲတပြားဖြစ်ပြီးရဲ့နောက်အဖေလက်ရှံကောင်တက်တီလိုင်တန်ရကျူးကျော်ရက်ွက်မှာတဲတလုံးကိုထပ်ပြီးတိုးခဲ့တယ်။အဖေနောက်ကပါလာခဲ့တဲ့သူတို့မောင်နှမကလည်းကျူးကျော်ရက်ွက်သူရက်ွက်သားလေးဖြစ်လာပြီးကားကိတ်မှာကုန်းရဆေးလေးရှောင်းလိုက်ကျုပ်ပြုတ်ငုံပြုတ်ရှောင်းလိုက်နဲ့ကျုံရကြမ်းအကုန်လုပ်ခဲ့ကြရတာအချစ်မခံခဲ့ရတဲ့သူသည်သူများကိုလည်းမချစ်တယ်ဆိုတဲ့စကားကိုစာပေဟောပွဲတစ်ခုမှမုံရောင်းရင်းနဲ့ဘိမကြားခဲ့ဘူးလေဘိမသူသားနှစ်ကောင်ကျင်ကျင်နာနာရှူရရမနေတတ်တာတော့အမှန်ပဲစကားကိုလည်းချိုသားပြော့ပြောင်စွာမပြောတတ်ဘူးထိုးလိုက်ခေါင်းလိုက်ရိုင်းလိုက်ပုတ်လိုက်လှုပ်တတ်ပြီးငိုပြန်ရင်လည်းသူငယ်တုန်းကအပြောခံရတယ်လို့ကြက်တီတုံးလိုက်တာမကြားချင်ဘူးတိတ်ဆိုခုတိတ်ထက်ကြခံခြင်းလို့လာလို့အော်နေတက်ပြန်တာဘိမအဖေသမီးမို့လားမသိဘူးအဖေလိုပဲငိုတန်းမကြားချင်မျက်ရည်ကိုမမြင်ချင်အမေတို့တိတ်ဆုံးပြရရင်နောက်မှသူသိပြီးမငိုတတ်တော့အဖေကနေကြပြီးမောင်နှမနှစ်ယောက်စိတ်ကြရစရာပဲမျက်ရည်တစ်စက်မထွက်ခဲ့ဘူးအခုနှစ်ကောင်မကြခင်သုံးကောင်ဖြစ်တော့မှာဗိုက်တရကလေးကတုံးတိုးကန်ချောက်တီမိမိရဲ့ဝမ်ဘိုက်တင်မှာတက်ရှိလူသားလေးတူရှိပြီးလှူရှားနေရကိုခန်းစားနေရတော့ဘိမထိုင်နေရနေတောင်းအနေငယ်ပြန်လိုက်တယ်သူ့ရဲ့တိမ်ထဲမှာစက်တီကျင်းမြောက်စော်နေရတဲ့ကလေးငယ်ကယောက်ျားလေးလားမိန်းကလေးလားသူမသိသေးဘူးအကြီးကောင်အရှက်ဝမ်းဆွဲနဲ့ဝေးဖွားခဲ့တာဖြစ်ပြီးတော့အငယ်ကောင်တော့ဆေးရုံမှာဝေးဖွားဖြစ်ခဲ့တယ်ဒီတကောင်ကတော့ဒီကလေးကိုငလေးလားလောက်တည်းဟာကျွတ်တော်တဲ့အပြက်ခံရပြီးနေစရာမရှိထိုင်စရာမရှိဖြစ်ခဲ့တယ်ဖြိုးမောင်မောင်ဆေးမှုနဲ့အဖမ်းခံရမလို့ဖြစ်တော့ပို့လို့ဆိုတာဒီရောဘာတော်ထဲမှာဆေးရုံမရှိဆေးမရှိဝမ်းဆွဲလည်းမရှိဒီကြားထဲစိုးရင်တော့ကများလုံးလို့သူ့ဘိုက်ကတော့သူဘယ်တော့လောက်မွေးမယ်ဆိုတာအသေးချာမသိဘူးသူ့အာယုံကတခြားရှောင်းနေတော့လေဗိုက်တရကလေးကတော့တဖြည်းဖြည်းနဲ့ကြီးလာတယ်မွေးကတော့နီးနေပြီထင်တာပဲဘိမကသူ့ရဲ့ဘိုက်ကိုလက်နဲ့အုပ်ပြီးထမိန်ပေါ်မှာပဲအသာပုတ်ပြီးလူလုံးဖြစ်နေတဲ့ကလေးငယ်လေးအတန်ငယ်ငြိမ်သက်သွားတယ်ရှေ့ဘက်တည်းရှောင်းရင်တော့လိုင်နာရပြန်ပြီးခဏဖြစ်အိမ်ကားနေမှာဖြစ်တော်မီဒီကြားထဲတော့မမွေးသေးပါဘူးထင်ပါရဲ့ဘိမကတက်ပြေးကြတယ်အသက်သာစိတ်ကြော်လာပြီဖြစ်တော့လေသူ့ဘဝမှာရေရတိချခြင်းတွေဘာမှမရှိဘူးနေစရာအိမ်မရှိစားစရာဆန်မရှိတော်သေးရပေါ့အဖိုးကြီးစီရထားတဲ့ပတ်စံအထားလိုက်ကသူ့ရဲ့စိတ်အားကိုတော့အတော်တက်စီတာငါတို့ဘာလို့ကြောက်လဲဆိုတာစဉ်းစားကြပါဦးဟာဖြိုးမောင်မောင်ကစိတ်မရှိတဲ့ရင်းနဲ့ပြောတယ်နေတာကတေးတာတဲ့ခက်တယ်ဟာတေးတဲ့သူကိုပတ်စံပြန်ပေးစရာလည်းမလိုထမင်းကျွေးစရာလည်းမလိုအဲ့စရာနေရာလည်းပေးဖို့မလိုနေချင်းနဲ့ကိုကန်ချလိုက်အောင်ပဲငကြွေးကတေးရုပ်အလေးသာနေတယ်အမနဲ့ရောက်ပါသူ့စကားကိုရှုံးနှမြောင်းတာအပတာလူမိုက်ကြီးလုပ်ပြီးစကကြီးတွေကိုပြောချင်နေတော့မင်းသူတို့သုံးယောက်ခေါင်းညစ်ဆိုင်နေကြတာကြည့်ပြီးအဖိုးကြီးကရတမေးနိုင်အောင်ဖြစ်နေပုံရတယ်ညနေတုန်းကလို့ရုပ်တရက်ဘလူးစိတ်ပေါက်ပြီးခုတ်ရံတဲ့ရပြေးလွှတ်လာကြအောင်မှတွေးပြီးတော့ကြောက်နေရရှိတယ်အဲ့ဒီတော့ကသူ့ကိုတယ်လီဖုန်းတန်ကဲသွားတာကဲမှာပေါ့တယ်လီဖုန်းတန်ပထန်းရှုပ်တန်လေငကြွေးဟာတွေးအဲ့ဒီအချိန်တယ်လီဖုန်းတန်သာပေါ်မလာရင်တော့ဝုံတိုင်းနဲ့တယောက်တည်းဝိုင်းခုံလို့ကိစ္စပြီးရင်လည်းပြီးသွားနိုင်လောက်တယ်ဖြိုးမောင်မောင်ကတော့သူတို့သာမဟုတ်ပါဘူးငါတို့ကိုလည်းကဲသွားတာထင်ပါရဲ့ဆိုပြီးဆက်လို့တွေးတကယ်တော့လူထုကိုတက်ပြတ်ဖို့ကထင်တယ်လို့မလွယ်ဘူးသူတို့ပတ်ဝန်းကျင်မှာအေးစစ်စစ်ခုတ်ထိတက်ပြည့်ရသူတွေမြင်ဘူးနေတော့လူသက်ဖို့တမြောင်တလဲဓာတ်တလဲရှိရင်လုံလောက်တယ်လို့ထင်နေခဲ့တယ်။တမြောင်နေဓာတ်ရိတ်တဲ့အရေးကြီးတာရက်ဆက်နိုင်တဲ့စိတ်သားဖြစ်ကြောင်းခုမှသိလာတော့သူ့အတန်ငယ်တုံလုံးမိတယ်။ဘလို့ပဲတင်းမဟန်ဆောင်နေပါစီငကြွေးမရောသူ့မှာပါသူ့ရဲ့ရက်ဆက်နိုင်တဲ့စိတ်ကရှော့နေတယ်။ဘိမတော့မသိဘူး။သူတို့ယောက်ျားသားနှုတ်စလုံးလူသက်ဖို့ဝင်လင်းနေကြကြောင်းတူ့တူသိနေတယ်။ဒါမဲ့လေနှုတ်ကတော့ဘယ်တော့မှဖွင့်ပြောနေမှာမဟုတ်ဘူး။သူတို့ပတ်ဝန်းကျင်ကလက်မျိုးလူမိုက်ကြီးတွေလိုတော့ထင်ကြနေကြစီခြင်းနေဘိမအဖိုးကြီးကိုလမ်းကြည့်တယ်အဖိုးကြီးကလည်းလမ်းကြည့်ခက်တာမြကြီးချင်းဆုံသွားတယ်အိမ်နောက်ဘိမကဇက်ကနေမျက်နှာလွှဲလိုက်တယ်ဒီဖိုးကြီးကိုသူတို့ဘာလို့ရမယ်မသိသေးဘူးတစ်စက်တည်းမှပဲအဖေကြီးနဲ့အတန်ပြောင်အော်နေတဲ့အတန်ကြားအောင်လာမိတယ်အဖွားကြီးကတော့အတော့စိတ်ပူနေပုံပဲခေါင်းကိုက်စိတ်ချထားတဲ့အဖိုးကြီးကိုလှမ်းလို့ကြည့်မိပြန်တယ်အခုနေတာအဖိုးကြီးပြုံးကနေပြန်ရောက်လာမယ်ဆိုရင်ဘလောက်တောင်ဝမ်းသာပြီးတော့ပျော်သွားမလဲမသိဘူးကိုကြီးစာစိတ်လေးဝင်လာလို့ဘိမကပြောပြောင်တွေးမိတယ်သူ့ပါဆက်နေတာဝင်မကင်းရင်ဒီဘိုက်တရားကလေးဘလို့မွေးရမယ်မသိဘူးလို့တွေးရင်းနဲ့ဓမြောင်တဆဆလုံးနေငကြဲကိုကြည့်မိပြန်တယ်ဒါမဲ့စိတ်ဆိုတာစမ်းကြည့်တယ်အပြောင်းလဲလေးမြန်လုံးနေတွေးရင်တော့ရင်နဲ့ရှာရှာပါပါဝင်လာခဲ့တဲ့ကိုကြီးစာစိတ်လေးဟာတပြေးပြေးနဲ့ပါလာတယ်ဆိုတာသူ့ကိုယ်သူတော့မသိဘူးအမှန်ကတော့အဖိုးကြီးကငါတို့လက်ထဲမှာပဲကားပေါ်ဆွဲတင်သွားတဲ့သာပြောနေတာဒီဘိုးကြီးဘယ်ရောက်နေလဲဆိုတာငါတို့ကလွယ်လို့ဘသူဆိုဘသူမှမသိ
ပထမဆုံးပြဿနာတက်မှာကားပိုက်ရှိမယ်လေပြဿနာကငါတို့နဲ့ဝေးကြီးမှာပဲရှိနေသေးတယ်ကားပိုက်ရှိရတော့သူနဲ့မဆိုင်ဘူးသူ့ကအခိုးခံရလို့ပြောမှမှန်ပဲဒါပေမဲ့ရဲကလေသူပြောတိုင်းချက်ချင်းယုံကြည်မှယုံမှာပေါ့ဗိမရဲ့စိတ်ထဲမှာအနေမုံတွေထလာတယ်တစီမီတစီစဉ်းစားရင်းနဲ့မူလဝင်လာနေတဲ့စာနာစိတ်လေးကပါယုံများမကလုံးဝပြောက်သွားတယ်အဲ့ဒီနေရာကိုတကူကောင်းစိတ်တွေကတပြေးပြေးနဲ့တိုးဝင်လာတယ်နောက်ဆုံးအင်အားကောင်းကောင်းနဲ့လွှမ်းခြုံလာသည်ဟာလောဘစိတ်ပါအဲ့ဒီအဖိုးကြီးဘယ်လောက်တန်ပဲထင်လဲသူကမေတော့ယောက်ျားသားတို့အံ့ဩသွားတယ်တန်ကြီးပြက်ကြီးစမ်းဗိမကထပ်ပြောတယ်သူတို့သုံးထဲမှာအာတီယာထအနိုင်ဆုံးညရင်မပြေဆုံးဖြစ်သူငယ်ကျွေးရဒရိတ်ဆန်ဆိုရင်တော့ပိတ်တဲ့ချိန်နဲ့တန်ကြီးပြက်ရမှာပဲလို့တွေးအခုတို့ဒုဆိုင်တာနေသည်ဆိုတော့ပိန်ပိန်ကုန်းကုန်းဆိုင်တိဆိုင်တိုင်းနဲ့မြေလဲမတူးနိုင်မြောင်းလဲမပေါက်နိုင်ငါးဖန်တင်မောပေါ်မှာလဲခိုင်းလို့မရနိုင်တဲ့အိုကြီးကိုမအောင်ဘသူကဘလောက်ပြီးမယ်ထင်နေလို့လေပြန်တော့အန်းလိုက်အဲ့လိုလူကုန်းကုန်းမျက်စိနဲ့ကြည့်လိုက်သေးတယ်ဖြိုးမမောင်ကတော့ဗိမတစ်ခုအကြံစီနေပြီဆိုတာချက်ချင်းရိပ်မိလိုက်တယ်ငါတို့အတွက်သာသူကဝင်တော့ငိုကြီးဖြစ်နေတာဟိုပြရာခတ်နေတဲ့အဖွားကြီးအတွက်ကတော့ဗိမကစကားကိုခိတပြလို့သူတို့နှုတ်ကိုကဲကဲတယ်ခန့်ညင်ညင်ပြုံးနေအဖိုးကြီးအဖွားကြီးအတွက်သိမ့်မဲ့နေရတန်နေနိုင်တယ်လေဆိုပြီးစိတ်ထဲကတွက်ဆနေတာအဲ့ဒီအဖိုးကြီးကိုသာသူ့စီပြန်ပို့ပေးမယ်ဆိုရင်တော့အဖွားကြီးကငါတို့အတွက်သိမ့်ရကြည့်တဲ့ပတ်စံဟာအမနေပါလို့မလို့လေငါကြွရမျက်လုံးပြင်းမျက်စက်မျိုးနဲ့မိတယ်ဗိမရဲ့ခြေကိုလှမ်းမြက်လိုက်ပြီးဖြစ်တဲ့ဖြိုးမောင်မောင်ကစိတ်တွေလှရှာပြီးစတွေးနေနေတယ်ထောက်ခံရမှလားကန့်ကွက်ရမှလားသူ့ကိုယ်သူဝေခွဲလို့မရဘူးမိသွားရင်တက်တာမှတော့မဟုတ်ဘူးလွတ်သွားရင်တော့ရေသနာမှုစိုက်နိုင်တယ်ဖန်တီးခြင်းမရှိပဲသူ့လိုဘောလာတဲ့ခွင့်ရည်ကိုအရယူလိုက်ရင်ဗိမကတော့ငကြွကိုခက်တင်းနေကြည့်ပြီးအစ်ဆက်ဆက်ပြုံးနေသူငယ်တွေကအပြစ်မကင်းတာတကူလို့တော့မင်းဆိုရင်အဲ့လိုပဲပြုံးလို့အဲ့လိုပဲကြည့်တတ်တာကိုငကြွတတိရတယ်ဒါပေမဲ့ဗိမရဲ့တန်ကငါတို့ဖားရိုက်ကြရအောင်လို့ပြောသလိုပေါ့ပေါ့ပါပါငါလားဟမ်မဟုတ်ပါငါတို့ပါဒီမှာကြွေးငါမောင်ငါတို့ဟမ်လူပြန်ပြီးဆွဲကြရအောင်လေအခုတော့ဘိုးရှိခင်များခြေထောက်ကိုတန်ချိုးခတ်ခန်းထားရပြီသူ့ရဲ့ခြေထောက်တစ်ဖက်နဲ့ရောဘာဘီရဲ့ပင်စီကိုတန်ချိုးရှိရှိနဲ့တွဲလို့တောက်ခတ်ထားတာဆိုတော့စင်စုံထဲမှာထုတ်ခတ်ခံထားရတဲ့စင်ုံစင်မိတ်ကြီးလိုဖြစ်နေရှာတယ်မင်းညာလေသူ့ခင်များဘလို့မှအိတ်မပြောနိုင်ဝါကုတ်ပြစ်လေးပေါ်မှာခင်းမပါပဲအိပ်ရတော့တကုလုံးနာချင်းကြိုက်ခဲနေတယ်လူသားချင်းစာနာစိတ်ရှိရလို့တွေးလို့ကလည်းတွေးနိုင်တယ်သူတို့ကဘိုးရွှေကိုချင်းတော်ထဲမှာတော့ပြစ်မထားကြဘူးချင်းတော်ကလည်းဘူးမရှိတော့ဘိုးရွှေရဲ့အခေါ်ကိုတမြောင်ခေါ်ငကြွရသူ့ရဲ့ချင်းတော်ကိုပိုက်ပြီးဘိုးရွှေကြီးကိုရှောက်လာတယ်အဲ့ဒီစုပ်စုပ်ပါပါချင်းတော်လေးကိုဝါကပြစ်ပေါ်မှာကျွတ်ကျွတ်တထုံအသုံးပြုပြီးဟိုဆွဲတီဆွဲနဲ့ရအောင်တောင်းတယ်အဲ့ဒီချင်းတော်လေးမှာသူတို့နှစ်ယောက်အတူအိပ်ရမှာဆိုတော့ဘိုးရွှေခင်ဗျာဟိချပြီးတော့ငိုချင်းစိပေါက်သွားရှာတယ်ချင်းကိုင်းမခံရတော့လေချင်းတော်ကလည်းနဲ့ခေါင်းကလည်းနဲ့ကိုတမြောင်ရဲ့ခန္ဓာကိုယ်ကလည်းချင်းဆုပ်ဆုပ်ချွေးစော်ကတော်တော်နန်းလီတော့ဘိုးရှိခင်ဗျာနန်းကြီးကြီးသုံးမနဲ့ရင်ဆိုင်နေရရှာတယ်သူစီကနန္ဒာထားပါအောင်ကိုကပါလီလည်းမရင်တော့နန်းကြီးတပါထက်လို့တိုးတော့မှာဆိုတော့အတင်းအောက်ထားတာပြင်ပန်းနေကိုတမြောင်ကသူ့ခန္ဓာကိုဘလောက်နန်းနေနေသူ့နဲ့အောင်သူသိတာမဟုတ်ဘူးဒါမဲ့ကိုစီကနန်းထွက်လာရင်တမြောင်နဲ့ထထိုးမှတော့ဘိုးရှိကြောက်လာတယ်မကြွေငါတော့အကြီးအကျယ်ဒုက္ခရောက်နေပြီဟာဘိုးရွှေကဖွားချွေကိုတန်းထားမိတယ်။အိမ်နောက်တပြိုင်နက်တည်းသူတို့ရဲ့အိမ်ငန်းလေးကိုမြင်ရောက်နေ။သူတို့ရဲ့အိမ်ငန်းလေးကရိုးရိုးရှင်းရှင်းလေးပါ။တရားရဲ့ကလေးနှလုံးကိုကြားမနေရချမ်းပြီးဟိုဘက်နေရဒီဘက်နေရကလို့ရှင်းလျက်ချထားတယ်။ဗရင်းပေါက်တွေမှာချင်းလုံးစကားတက်ထားလို့ချင်းလုံးထောင်ရမလို့အိမ်ရကင်းတဲ့ကောင်းစွပ်တွေကိုအဖြူတန်းတန်မဲ့တုံထားတယ်။အလဲမှာစပွဲရှိလေးတစ်လုံးရှိပြီးအဲ့ဒီစပွဲပေါ်မှာဘန်းတဲ့ထားတဲ့ပကံပြားလေးတစ်ချက်အမြဲပဲရှိတတ်တယ်။အများအားဖြင့်စပယ်ပန်းဇွန်ပန်းခရီးပန်းစကားစိမ်ပန်းစကပြူပန်းလေးတွေပါ။ဒါကြောင့်သူတို့ရဲ့အိမ်ငန်းလေးကတန်ရှင်းအေးမြပြီးတော့ပန်းနဲ့တမျိုးမျိုးမှွေးပြက်နေတတ်တယ်။မညာတဲ့ဝေခံရရင်တော့အဲ့ဒီအိတ်ဆာနေရာလေးကိုရှိခိုးချိန်မှာဘွားချွေတန်းတော်မှုပြီးတော့တတိယနေမိသေးတယ်။ချိန်မိသီးခံပြီးအိပ်ပါတော့မယ်ဆိုရဲဘိုးရှိခင်ဗျာနောက်တဲ့ဒုက္ခတစ်ခုတိုးလာပြန်နေ။အဲ့ဒီဒုက္ခကတော့ကိုတမြောင်ရဲ့ဟောက်တံပါ။နားနားမှာကပ်ပြီးတခုခုတခဲခဲနဲ့အချက်ကျကျမြင်နေရဲ့အတန်ကြီးကြောင့်ဘလို့မှအိပ်မပြောနိုင်တော့။ချင်းအောင်ကြက်ကြက်တွေမှာတိတ်လည်းမလုံရင်အသက်ကိုမဝါတော်ညှင်းလို့ရှင်ရင်းနဲ့မိုးလေးကနေမှမိခဲ့နဲ့အိပ်ပျော်သွားတယ်။သူနိုးလာတော့ကိုရမြောင်မရှိတော့။သူ့ရဲ့စားကလေးနဲ့ကောင်အမင်းချင်းအောင်မင်းမှာငုံတုံလေးထိုင်ကြတယ်။ဖို့ဖို့နိုးပြီလား။အကြီးကောင်လေးကဗရိတ်တရာစကားဆူတယ်။အငယ်ကောင်ကတော့စကားရှိရှိမပြောနိုင်သေးတော့လေအားလုံးကိုတော့နားလည်နေပြီ။သူ့ကိုပြောလိုက်သူကလည်းဝင်ပြောနေပြီ။ဘိုးချွေကတော့သူ့စကားကိုသိပြီးနားမလည်ဘူး။ကလေးနဲ့ကောင်ကပိတ်စောစောလေးတွေဖြစ်တော့လေမျက်နှာချုံလုံးတော့ချစ်စရာကောင်းတယ်။ဒီလိုအမေနဲ့ဒီအဖေကဒီလိုသားလေးတွေရလာတာအံ့ဩစရာဆိုပြီးဘိုးရွှေအံ့ဩနေမိတယ်
ဘိုးရှင်ကအိမ်နေရာမထပဲခွေချင်နေသေးတို့လေနေရာကကြိုးစားပြီးထားလို့ခြံအောင်ကျိုးတွေကိုဖြုတ်တီးအဲ့ဒီခြံအောင်ကြီးဖယ်လိုက်တဲ့အခါမှာအတန်ငယ်အသက်ရှူလို့ဝါတယ်မနေ့ကကိုရီမြောင်ထိုင်နေတဲ့ဝါပလက်ကလေးတိုင်းလေးပေါ်သွားပြီးထိုင်တော့မရွှေပိုက်ကလှမ်းကြည့်တယ်ကလေးနှစ်ကောင်ကလည်းသူ့ဘေးကိုရောက်လာကြပြန်တယ်မင်းတို့ဘေးနဲ့ဦးလျော်ဟိုရွာရဲတွားတယ်ပို့ပို့ရဲ့အိုးဝဲအငယ်ကောင်းမောင်ဝင်ပြောတယ်ဘိုးရွှေနားမလဲဘူးအကြီးကောင်ကဘာသာပြန်ပြီးတယ်ကျုပ်တော့ရပို့ပို့ရပို့ပို့တဲ့ဟိုကျုပ်တွေဘဲဦးတွေဝယ်ခဲ့မှာရဲ့ဟိုတားတော့တွေချရမှာရဲ့ကျုပ်ဘဲဦးစားရမယ်ဆိုလို့ကလေးနှစ်ကောင်ကဝမ်းမဲ့နေတာဖြစ်နေကြရဲ့တူလားဘိုးရွှေကတော့စိတ်ညစ်သွားရှာတယ်သူ့ကိုကျုပ်ဝယ်ကြိုးမယ်ဆိုတော့ပြန်လဲဖို့မစင်စားသေးရထင်ရှားနေတာဖိုးဖိုးကျုပ်မစားချင်ပါဘူးအိမ်ပြန်ချင်းနဲ့မြည်လို့ရေမင်းတို့ဘေကိုဖိုးဖိုးအိမ်ပြန်ဖို့ကိုပြောပြပါလားဖိုးဖိုးပါလာတဲ့ပတ်စံတွေအကုန်ယူထားလိုက်ဖိုးဖိုးအိမ်ပြန်ရရင်တော့ပြီကလေးတွေနားလေလားမလဲလားမသိဘိုးရှင်ကရှင်နေရှိမြပြောမိတယ်ကလေးနှစ်ကောင်ကအတန်အသင့်နားလဲရရှိတယ်မျက်နှာငယ်လေးနဲ့ငိမ့်နေခလန်းလန်းမှာမိမွေးနေရဲ့မရွှေပိုက်ကသူတို့တော်ရောက်ကိုလှမ်းလို့ကြည့်တော့လဲထားလို့မလာနိုင်ဘူးတင်းရဇိုးနေတော့မိကိုတလုံးလုံးနဲ့ဖြစ်နေတယ်ဆလူရဲတောင်နဲ့တပြက်ပြက်ခတ်နေတော့လဲမီးရတက်မလားသူသားပဲချောင်းတို့ကိုစိုးလာတယ်မဖီးနိုင်မလိမ့်နိုင်စပင်းဖော်ပေါ်မှာပြောင်မုံနေကတ်နေရဲ့မရှိပိုင်းပင်ပန်းတွန်းနေနေရရှိမျက်နှာလေးအန်တန်တန်နဲ့ဖြူပက်ပက်ဖြစ်နေရဲ့လို့ဖိုးရှိထီးမိတယ်ဒီပါကြီးတဲ့ကြည့်ရတာသူရနေနေတယ်လို့ပဲအေးလီဖြူအမီဘီစီတို့ဖော်လီအက်ဆစ်တို့လည်းတောက်ရကောင်းမဲ့သိမယ်မထင်ပါဘူးလို့စဉ်းစားပြီးတော့သူဆိုလေတိုင်းလွယ်ခဲ့တဲ့တေးအိတ်လေးတတိရတယ်အဲ့ဒီဒီမှာစေကန်းအတွက်လိုအပ်တဲ့စီနေနေပါပါတာတတိရတယ်သူ့လူနာထဲမှာဗိုက်ကြီးတဲ့မရှိတော့ကိုဝင်ဆောင်အားစီတော့ဝဲမလာခဲ့ဘူးအားစီတော့လုံးနေပုံပဲသူ့ကိုတာလီတာနဲ့ကိုဖို့ကြံရွယ်ခဲ့သူကိုဖိုးရွှေဟာစိတ်ကူးရနေပြီးစိတ်ကူးနေမိတယ်အစီအများပြင်သွေးပေါင်ချင်းနေပါတဲ့အတိုင်းပြီးစီးချိုသွေးချိုလဲစစ်ပေးလိုက်ခြင်းသေးတယ်ဟဲ့ဟိုနှကောင်လာမရွှေဘိုက်ကလမ်းခေါ်တယ်ထမင်းကျအေးဆက်ဆက်ပေါ်မှာထုံးဆက်တဲ့အတိုင်းငပိရီဆမ်းပြီးငုံသီးမှုဖြူပြီးတယ်သူကိုယ်တိုင်လည်းတန်းစလုံးတွေကထမင်းကျန်းခဲ့ပုံငပိရီတစုံဆမ်းပြီးတော့ငုံသီးမှုနဲ့နေတယ်အဲ့နောက်ငဲကောင်ခွန်လိုက်သူစားလိုက်နဲ့မိသားစုထမင်းဝိုင်းဖွင့်နေတယ်သူတို့ခွေတဲ့နေမှာအာဘေးဆောင်မိခင်တော်မပါပါလားဟာငါအထူးဧည့်သည်မို့အာဘေးဆောင်စားရတာတင်တယ်ဖိုးရွှေကသူတို့ထမင်းဝိုင်းကိုမျှော်ကြည့်နေမိတယ်အကြတော့မိစံဖူးလာပြီးဆိုတော့နည်းနည်းလေးမှစားချင်စိမ်မပေါ့ဒါပေမဲ့ဗိုက်ထဲမှာတကြကြဖြစ်ပြီးစာနေရတော့အမှန်ပဲကျုပ်ကိုသွားဝင်နေရေဆိုတော့ကျုပ်ရမှာငါ့ကိုကြွေးတော်မယ်ထင်တယ်အဲ့လိုတွေးလိုက်ပြီးတော့ဟိုနှစ်ကောင်ရွာရဲသွားနေတာတတိရတယ်သားမိသုံးယောက်ကလည်းထမင်းစားနေကြတယ်သူစီမှာအယုံမရှိလို့ထင်ရတယ်စားလို့ကလည်းမဝင်ညကလည်းအိမ်မပြောခဲ့တော့ဖိုးရွှေကနုံနုံကြီးကြီးနဲ့ပြော့နေတာဒါပေမဲ့ငါခုနေထွက်ပြေးရင်လူများလွတ်နိုင်မလားလို့တွေးပြီးတော့အတန်ငယ်တက်ကြွလာတယ်ယောက်ျားသားနှစ်ယောက်မမြင်ရတော့လေကြောက်စိတ်ရောပါလာတယ်လို့ရှိတယ်ဒါမဲ့ခက်တာသူ့ကိုယ်သူဘယ်နေရာရှောင်းနေတယ်လဲမသိရခြင်းပဲဘယ်နေရာရှောင်းနေပြီးဘယ်ဘက်ကိုထွက်ပြေးရင်ဘယ်လိုရှောက်သွားနိုင်လဲသူမသိဘူးဒါကြောင့်နေရာထားလို့ဟိုလိုဒီလိုလမ်းလျှောက်ကြည့်ဟိုကြုံနေတိုးတော့မလို့လို့ဒီကြုံနေတိုးမလို့လုံရင်လည်းမရွှေပိုက်ကိုမတိမတာအကဲခက်တယ်တတိမလို့တဲ့မရွှေပိုက်ကလည်းသူ့ကိုလမ်းကြည့်ရင်လည်းအဖိုးကြီးဘာလို့မလို့လဲလို့အော်နေတယ်တဖို့တမသွားချင်လို့ပါကွယ်ရုပ်ရည်တန်ဆုံးပြိုသူကပေးလိုက်တယ်မယုံမပြည့်လို့ယုံလိုက်ရတော့လေမရွှေပိုက်ကတိတ်ပြီးယုံကြည်ရမရှိဘူးဒါကြောင့်သူ့စီကိုသူ့သားအကြီးကောင်ပြန်လွှတ်လိုက်တယ်သူတောထိုင်နေရင်မင်းဆောင်ထွက်ပြေးရင်နော်အမေကိုအော်ပြောသူ့စီကိုပူလက်တက်နဲ့ပြေးလာတဲ့လေးနှစ်ရွှေကပေတိပေစုပ်ကလေးငယ်ကိုကြည့်ရင်လည်းဖိုးရွှေရည်ကျင်သွားတယ်အဲ့ဒီရွှေလေးကိုကိစ္စဝိုင်းဖို့လှုပ်လိုက်တာကြည့်ချင်းအဖြစ်သူ့ကိုအတော့အထင်သေးနေပုံရှာတယ်အောင်မလီထွက်ပြေးအမေကိုအော်ပြောတယ်ငါတကယ်ပြေးနေလိုက်နိုင်မှာမလို့လားဘိုက်ကြီးတပြေးပြင်းမိုက်ငါသားလီတာကိုကြောက်ပေမဲ့နင့်ကိုမကြောက်ဘူးဟဲ့ဖိုးရှိကစိတ်တရနေပြီးပြန်အောင်လိုက်တယ်အသက်ကလေးစေကြောပြီးဆိုတော့လေတုံချီရိုင်နေနေအဖိုးကြီးမဟုတ်ပါဘူးတန်းတဲ့တလောက်ထမ်းနိုင်ပိုးနိုင်ထိုးနိုင်ကျိတ်နိုင်ပြေးနိုင်လွှားနိုင်လည်းရှိသေးတယ်ဖိုးဖိုးကဟိုထက်ပေးခြင်းရောလားလင်းနေရွယ်ကိစ္စသူရဲကောင်းကြီးကမီးနေပြေးချင်တာမို့ကွယ်ဘာဖြစ်ရောဖိုးရှိကခြုံတူတူကိုရှာပြီးတိုးဝင်နေတယ်အော်အိမ်ပြန်ကျင်လို့ပေါ့ငါမီးရဲ့အိမ်မှာဖိုးဖိုးရဲ့မေမေချိတာမေမဟုတ်ဘူးမိမရှိရဲ့ကွပေါင်းမိပါတဲ့နေရာဖိုးရှိကဟန်ဆောင်မှန်ဆောင်ထိုင်နေမိနမ်းမကြောက်ဘူးလားဟိုဘက်နာသွားနေလေအဲ့လိုခလန်းလန်းကိုသွားခိုင်းတော်လေသူကောင်းသားလေးကမခွာဘူးဟိုမိမကကျူရအဖားကြီးကအဖိုးရဲ့မိမဆိုတော့အဖွားကြီးပေါ့ကွဖိုးရှိကလိုက်တဲ့ပြောရင်းနဲ့ဘယ်ဘက်ကိုပြေးရမလဲစဉ်းစားတယ်
အမေရောကပေါ်နေတာအဖိုးကြီးကပတ်စံတောင်းပါရဲ့ဘာပြောလဲဖိုးရှိမျက်လုံးပြူသွားတယ်အဖွားကြီးစီကပတ်စံတောင်းမယ်ဆိုပါလားဘာဖြစ်လို့တောင်းပါလဲအဖွားကြီးစီကပတ်စံအများကြီးရမှဖိုးအိမ်ပန်ခိုင်းပါရဲ့တေးပါပြီကွာသူ့ကိုပြန်ပြီးဆွဲတော့မှဖြစ်ဆောင်ဖိုးရှိချင်းချင်းသဘောပေါက်တယ်သူတို့ကသူ့မှာပါလာတဲ့သိန်းစိမ့်နဲ့ဂျင်းနဲ့ရောက်ရင်ချင်းမရှိနိုင်ကြတော့ဘာဖြစ်ပြေးတော့မယ်ဟာဖိုးရှိကဝုန်းကနေထားရလို့ပြေးမဲ့ရင်ပြေးနေပြေးနေတဲ့တည်ရင်လေးတေးပါစီတော့သူတို့တို့မြလေးစီးပြီးတော့ခမ်းမနေနိုင်ဘူးသူတို့လို့ပေါ်လုံးနေပထမကားနဲ့ပုတ်ဆွဲနေမတိတော့တက်ဖို့ကြံနေအိမ်နာပါသမျှဝင်အကုန်ယူနေရေခုကြောက်ပြန်ပြီးဆွဲဦးမှာတဲ့ဖိုးရှိရဲ့ရှင်နေမှာမခံချင်စိတ်တွေစုဝေးလာတယ်သူတကယ်ပြေတော့ကြီးကောင်လေးကမအော့ရှောင်းပါဆက်လေးအောင်သားနဲ့ကြည်နေရတဲ့ဤမကုံမဲ့ချပြေတဲ့အဖိုးကြီးဆိုပြီးတဲ့တော်ဖြစ်နေပုံရှာတယ်ဒါပေမဲ့ကဲမကောင်းနေတော့ရွာရီကပြန်လာတဲ့ကိုတက်တူးနဲ့မှရင်ဆိုင်တူးတယ်သူကတစ်ဖက်ကိုချုပ်ခွေလို့ဆက်ပြေးရဲ့စူးစားတယ်မမကြီးချက်နေတဲ့ကိုတက်မြောင်ကအေးဆက်ဆက်မျက်နှာသားနဲ့ပြုံးပြတယ်ခမကြီးဘာလုပ်တာလဲကိုတက်တူကဖိုးရှိရဲ့အင်ဂျင်ရဲ့ဘက်ဆုလို့ဆွဲပြီးဒေါသနဲ့ပြီးတယ်သူမြေကြီးပေါ်ပြေးစားလိုက်တဲ့အိတ်ထဲမှာငါးတက်တာဘူးမုတ်ဘူးတွေတွေ့ရတယ်ကိုတင်မြောင်ကတော့လက်တစ်ပတ်စလုံးမအားရှောင်လက်တစ်ပတ်ကကျဲဥတွေကိုဆွဲထားပြီးကျန်တဲ့ဘက်ကစံရင်းနဲ့စီပလင်းကိုစုကင်ထားတယ်အဖိုးကြီးအိမ်မပြန်ချင်တော့ဦးထင်တယ်ဟုတ်လားကိုတက်တူကအန်စိတ်တန်နဲ့ပြောတယ်အားရှိပါရှိရိုက်တော့မလို့လက်ပြန်ရွှေလိုက်တော့လေတကယ်တော့မဆိုင်ဘူးအစဲတွေတော့စုံနေအောင်အားရပါရဆဲလိုက်တာနားနေတော့မဆန့်ချင်အိမ်နောက်တော့သူတို့ကဖိုးရှိရဲ့ခြေထောက်နဲ့ရောဘာမင်းကိုတန်ကျိုးရှိရှိနဲ့တွဲလို့တောက်ခတ်ထားလိုက်ကြတယ်အခုတော့ဖိုးရှိလည်းစိတ်ချင်းဗိမ်မလည်းစိတ်ညစ်နှုံစလုံးစိတ်ညစ်နေကြပြီဖိုးရှိကထုခတ်ခံလို့စိတ်ညစ်တာဖြစ်ပြီးဗိမ်မကတော့အဖွားကြီးကိုဆက်သွယ်လို့မရတဲ့အတွက်စိတ်ညစ်တာပါတယ်လီဖုန်းကဘလုံးမဆက်လို့မရဘူးဟာဖုန်းမိတ်ထားပါတယ်ဆိုတာကြည့်ပဲအော်နေတာငကြဲရဲ့အဖြူဗိမ်မကမကြည့်နဲ့ဘူးဒါကြောင့်ငကြဲစီကအဖိုးကြီးရဲ့ဖုန်းကိုယူပြီးကိုယ်တိုင်ဆက်ကြည့်တော့လေလူချင်းမိဆက်သွယ်တော့ဆယ်လူလာတယ်လီဖုန်းတွေနဲ့ပဲတိုးလာအဖွားကြီးကဘာကြောင့်များတယ်လီဖုန်းကိုပိတ်ထားရတာလေတယ်လီဖုန်းနံပါတ်မှန်းရလားအဖိုးကြီးကိုမေးကြည့်မလားအော်ဒီဖုန်းမှာပေါ်လာတဲ့နံပါတ်ပဲဟာမှားစရာမဟုတ်တာသူတို့တော့ခေါင်းချင်းဆိုင်သားပြန်နေမနေ့တုန်းကသူတို့တစ်ချိန်ချိန်ဖြစ်နေစဉ်ကအဖိုးကြီးခင်ဗျာတချောင်းချာချာနဲ့ရတံမိန်နဲ့အောင်ဖြစ်နေတော့လေရှင်ကတော့လှည့်ဆောင်လို့တော့မကြည့်တော့ဖြစ်ချင်ဖြစ်ပါစီတော့လို့သဘောထားလိုက်လေသလားမသိဘူးသူတို့ကြောက်ခိုင်းပြီးခွေးနေရောတယ်ခလေးနဲ့ကောင်လည်းမျက်နှာငယ်လေးနေနဲ့အဖိုးကြီးဘေးမှာငုတ်တုပ်လေးထိုင်းနေကြတယ်အဖိုးကြီးရဲ့မျက်နှာညှိုးနေတော့တိတ်တော့လေမပွဲရေရှောင်ငါတို့အဖွားကြီးကိုဘလို့မှဆက်သွယ်လို့မရရင်ဘယ်လိုလုပ်မှလဲဥပမာကွာသူ့တယ်လီဖုန်းအခုခံရပါပြီတဲ့ကြပြောက်သွားပါပြီတဲ့တနေရာမှာမေ့ကြံခဲ့ပါပြီဒီနံပါတ်ကဘယ်ဆက်လို့ရတော့မှလဲဒီလိုဆိုအိမ်လေးဆောင်မေးပြီးတော့အိမ်ကိုလိုက်မှာမို့ငကြဲဟာဒါကိုသူ့တော်ဝင်ထားလိုက်ဆိုတဲ့ပုံစံနဲ့ဖြေအဖွားကြီးကိုတွေ့ရင်တော့ဘယ်ချိန်ဘယ်နေရာငွေဘယ်လောက်ယူပြီးဘယ်သူမှမသိအောင်လာခဲ့လို့တင်းတင်းမာမာပြောလိုက်မယ်လို့လေစိတ်ကူတယ်ကဲဒီလိုဆိုနောက်ကိစ္စတစ်ခုပြောမယ်ဗိမကစကားစားတယ်ငါရဲ့ဘိုက်ကိုလည်းစဉ်းစားကြအောင်ဗိမကရှင်းရှင်းပဲပြောတယ်မနေ့တုန်းကတော့လောဘရောင်နေတောက်နေတဲ့မျက်လုံးရင်းနှီးရော်တန်းရဲ့အဆောင်မိတ်နေတယ်၄-၅ ရက်လောက်နေရင်ငါလိုက်တိုင်းပြန်နေမှဖြစ်မှာဒီရောဘာတော်ထဲမှာတော့ခလိမ့်ဝတ်လို့မဖြစ်ဘူးဖြိုးမောင်မောင်ကမြေကြီးပေါ်မှာထိုင်နေတဲ့ဗိမကိုအခုမှသေးချာကြည့်နေတယ်ဖောင်းကားနေတဲ့ဘိုက်ကိုလက်တပတ်နဲ့သာထိန်းထားရင်ရှိုင်းနေတဲ့အိမ်တိုင်ကိုမိထားတယ်မွေးရဖွားရင်ဝမ်းဆွဲရှိမှဖြစ်မှာနောက်ပြီးကုညီမဲ့မိမဖော်လေးလည်းလို့တယ်လေနောက်ပြီးလဲဝတ်စရာထမိန်တို့ကလေးကိုထွေးဖို့အနီးကတော့ပစွတ်စွတ်ရှိလည်းဖြစ်ပါတယ်ဒါပေမဲ့နင်တို့ကိုယ်တိုင်လည်းအဆုတ်ဝင်နေရတာဒီလိုကိစ္စတွေကိုသူတကားမှတွေးမပေးခဲ့ဘူးတော့ဖြိုးမောင်မောင်မိမအောင်အားနာသွားတယ်ငကြဲကလည်းသူ့မောင်ငိုင်းသားကြည့်တယ်ခြေထောက်တွေရှောင်းနေအောင်လည်းရှိခုမှပဲတတိထားပြီးတော့တာပါနင်ကမွေးကနေမလားခက်တာငါလည်းတေချာမမှတ်မိဘူးဒီစားရင်ဘယ်စိမ့်အောင်ဘယ်လက်သေးပန်ဝမ်းဆွဲအောင်မှလည်းမပြမိဘူးအရင်တကောင်တော့ကလည်းလွယ်လေဒီတယောက်လည်းခတ်မှာတော့မဟုတ်ပါဘူးငါတို့ကပတ်ဆက်ရှိနေပြီပဲမနေ့ပြန်ကြရင်ငါသွားပြီးအိမ်လေးပါလေးငားမယ်လေနေပေါ်တိုင်းတွေကအဖော်လာနေပေးမယ်လို့ရောမရှိဘူးလားမိမက်ပေါ်အနေနဲ့မိဘတော်နေပေးမယ်လို့ပေါ့ဟာဖြိုးမောင်မောင်ကကျင်းတော်စွာနဲ့ပြောတယ်ဗိမလည်းရှိခုမှစိတ်ရင်းသွားသလိုတက်ပြေးချတယ်ကဲဒီလိုဆိုအဖိုးကြီးကိစ္စဆက်စဉ်းစားကြစို့အဖိုးကြီးကိုလမ်းကြည့်လိုက်တော့နေရာကထထိုင်ပြီးကလေးနဲ့ကောင်နဲ့စကားပြောနေတာတွေ့ရတယ်ခဏနေတော့အကြီးကောင်လေးသူတို့ဘေးကိုရှောင်းလာတယ်အမေဖိုးဖိုးကြီးကဖားနေရဖျားနေရဲ့ဟုတ်ဖားနေတာတို့သားတွေကပူရုပ်ဒီကတော့သူတို့တန်အောင်စလုံးစိတ်ညစ်သွားကြတယ်သူတို့ရေဆွဲထားတဲ့လူပြန်မေးကိစ္စအစီအစဉ်မှာအဖိုးကြီးကအဖျားနာကိန်းနေသူပါဖျားနေဆိုရင်ဘာလို့ရအောင်လဲကဖိုးဖိုးကြီးကသူ့အိမ်ထဲမှာချစ်ရှိရဲ့တဲ့တို့အိတ်ကလေးပေးပါရဲ့ဆလဲတိုင်းထားတဲ့အိတ်တွေကပတ်စံတွေထုတ်ယူပြီးပြီဆိုတော့သူတို့က
အိတ်ကိုပြန်ပေးလိုက်သည်အိတ်ထဲမှာပါတဲ့ဆေးကက်တွေကတချို့ဆေးတွေရွှေယူပြီးအဖိုးကြီးကတောက်လိုက်သည်တော်ရပါဟာသူ့မှာဆေးပါလို့အဖိုးကြီးကဘာမှပြောရင်ပြန်ခွေတယ်ဖျားနေချမ်းပါပဲလို့ထင်လို့စောင့်ချုံပေးတော့လေအဖိုးကြီးကတုံးပြစ်တယ်ပါဇက်ကလည်းနန်းလိုက်တာလို့ပြောသေးတာဒါပေမဲ့ခဏနေတော့အဲ့ဒီနန်းလိုက်တာဆိုတဲ့ဆောင်းကိုပဲဆွဲလို့ချုံနေအကြီးကောင်ကတော့အဖိုးကြီးကိုတနာရရှိတာထမင်းမစားနိုင်တော့ထမင်းရယူလိုက်တယ်သူကမြလေးမှာအဖိုးကြီးကိုကြွေးစရာထမင်းအပြင်ဘာမှမရှိရှောင်သူတို့ညီကိုစားခတ်ပြီးတောက်နေစားထမင်းရီကိုတော့တနာရရောစွာနဲ့ဝေမျှပေးနေရခြင်းပါအဲ့နောက်ညီကိုတယောက်သာအဖိုးကြီးရဲ့ခြေထောက်ကိုတယောက်တစ်ပတ်စီနှိပ်ပေးနေစားတယ်အဖိုးကြီးကလည်းငြိမ်ပြီးခံနေမပြားလိုက်စမ်းပါနဲ့အဖိုးကြီးရဲ့စိတ်ညစ်လုံးလို့ငါကျကခက်တူးတူးရှင်ရောတယ်အဲ့နောက်မျက်နှာတွေအန်းနေတဲ့ဗိမ်မအောင်လှည့်ကြည့်ပြီးဟိုနင်းလဲမမွေးလိုက်တဲ့ဦးတော်မှတပတ်လောက်တော့အောက်ထောင်အဲ့လိုစားတော့တယ်လို့ပြောတယ်သူရဲ့မှာအိမ်လေးညမှာပဲဘိုင်းနာတော့မှသူမသိရှောင်ခဏနေမှောင်မဲလာတော့မယ်ချင်းမိဖို့တွေကမီးကျွင်းမီးကြက်လေးတွေဟာတပြပြပြပုံပြီးတော့အယောင်ဖြော့လာတယ်ပရိအော်တဲ့ဆူဆူလေးတွေကိုလည်းကြားနေရပြီအပေါ်ဘက်မော်ကျလိုက်တော့ရောဘာရက်တွေကြားရင်မှာကြကြညံ့ညံ့ဖြစ်နေရရှိတဲ့လောက်ကွေးလေးကိုတွေ့ရတယ်လာလဲမသာကျဲလဲမလေးနဲ့ညမောင်တော်တော်များများကိုဒီရောဘာတော်ထဲမှာသူတို့ကြောပြက်ခဲ့ပြီရခင်ကတော့စိတ်ပြက်ငိမ့်နိုင်စွာနဲ့ယခုတော့တက်ကြွလှူရှားစွာနဲ့အဖိုးကြီးစီအောင်ငွေတွေကသူတို့ခွန်အားဖြစ်စေတယ်ဒါအပြင်အဖိုးကြီးကိုအကြောင်းပြုပြီးတော့နောက်ထပ်ရလာမယ့်ငွေတွေကသူတို့ဘဝရဲ့အထွက်ရလည်းဖြစ်လာမှာပဲနောက်ထပ်300လောက်ရရင်တော့ဆိုင်ကယ်2စီးကိုကိုပိုင်ဝင်ပြီသူတို့နှစ်ယောက်စလုံးကယ်ရီဆွဲကြဖို့ငါကတော့ဈေးထဲမှာဆိုင်ကယ်လေးတစ်ခန်းလောက်ဝင်ပြီဘိမကတူးလေးပြုံးနေပြီဒါပေမဲ့ဒီနေ့ကတော့ဘာမှလည်းအလုံးမဖြစ်ဘူးဒီနေ့အတွက်အဓိကထားပြီးလုပ်ရမယ့်လုပ်ကအဖွားကြီးနဲ့ဆက်သွယ်ဖို့ပါဒါမဲ့လေဘလို့မှဖုံးဆက်လို့မရတဲ့အတွက်အချိန်ကြီးရှေ့ကိုတိုးမလာနိုင်ပဲဖြစ်နေတယ်မတိုးတဲ့ပြင်ဆော့ရောက်သွားတာကပိန်ကြီးပိန်တဲ့ဘိုးကြီးကထွက်ပြေးဖို့ကြံစီခြင်းပဲသူတို့မှတန်ကြိုးရှာရတော့ခလောက်ဝယ်ရနေတော်တော်လို့အလို့ရှုပ်သွားခဲ့ရတယ်ဒီကြားထဲအကြီးအကမိတီကတာကြီးကောင်လေးကိုပါဘေဘွားကများပါတော်ခဲ့လေတယ်မသိအဲ့ဒီဘိုးကြီးကိုသူကခင်းမမေဖြစ်နေတယ်သူ့ဘိုးရေးဆိုရင်တော့သူကတလောက်တွေ့တာချင်းမှတွေ့တာမှာအဖိုးကြီးယောက်ျားကထမင်းရီတောင်းတော့တာတိတာတော့ထမင်းရီငှက်ပြရတဲ့ဇလုံးလေးမှပြီးအဖိုးကြီးစီကိုယူသွားတတ်တယ်။ယခုလေကြည့်အဖိုးကြီးနေမကောင်းဘူးလို့ဆိုတော့သူ့ညီကိုစီယုံပြီးနှစ်ကောင်သားနှိပ်ပေးနေကြတယ်။သူတို့လက်ချောင်းလေးတွေကအားမပါပဲရွာစီနဲ့ဂလီတိုးသလိုဖြစ်နေရရှိတော်လေအဖိုးကြီးကတော့ကျင်းတတ်နေပုံရတယ်။သူတို့အဖေဖြိုးမောင်မောင်ကလည်းဗိမလိုပဲအကြီးအကတ်လာပုံရတယ်။ခုနှစ်ကောင်ကဘာဖြစ်နေလဲ။ငါ့တော်တကားမှနှိပ်မပေးဘူးပဲနဲ့။အဲ့ဒီလိုတဲ့တော်ပြောတယ်။ဟုတ်ပါတော့အဖိုးကြီးကလေဘာဘီရစီရီမြကျွေးလိုက်လည်းမသိဘူးအဲ့လိုစိတ်ချမောင်မောင်နဲ့တွေးနေတယ်သူတို့ကမိဘဆိုတော့လေကလေးတို့ကိုကျင်စင်နာနာယူရရချိုချိုသားသားမရှိခဲ့ကြတာတော့မတွေးမိဘူးချင်းနေကတဝီပြန်လာတော့ဗိမကနေကလေးကန်စွာထားတယ်ဘိုက်ထရကလေးကတော်တော်လှုပ်နေတာသူကဘိုက်ကိုလက်နဲ့အုပ်တိုင်းလက်ဖွားတိုးလာတဲ့လှုပ်ရှားမှုကိုအာယုံစူးစိုက်ကြည့်နေမိတာခြေတော်လေးနဲ့ကန်တလူလူတလောင်စစ်လေးနဲ့တုံးတလူလူရုံးခဲလှုပ်ရှားပြီးတိုးထွက်ချင်နေမလားလို့တွေးပြီးတော့စိတ်ညစ်သွားတယ်။အော်တကယ်တည်းမှပဲမထွက်ချင်စမ်းပါနဲ့ဟဲ့ဒီမှာဘာဆိုမှအစင်းသမဖြစ်သေးဗိမဆိုရဲဗိမအဲ့လိုတော့ဗိမပါဗိုက်တရားကလေးကိုတော့လှမ်းပြီးတော့စုကူမမဲချင်းနေကလေးတကောင်ပြောင်းလိုက်ဗိုက်ထဲမှာရှင်းစင်ကထက်ပို့ပြီးတော့လှုပ်ရှုပ်တော့မှသူ့ရဲ့အတွေ့အကြုံရကောင်းစွာသိထားတယ်တနင်္လာရင်တော့နောက်ထပ်တစ်လနှစ်လလောက်ဗိုက်ထဲမှာပဲဆက်တင်ထားခြင်းနေတယ်မူရက်ကဘဲတော့လေညီကိုနေမသိဘူးလားမသိလို့ပါဟဲ့ဖြိုးမောင်မောင်ကလမ်းပြီးတော့ဗိမကစောင့်ကြည့်အောင်ကြီးပြေးကလေးနေအောင်မွေးပူးပြီးဖြစ်တော့လေသူကမှတ်မှတ်သားသားရှိသူမဟုတ်ဘူးအကြီးကောင်လေးကိုဝင်တဲ့တော့က4လလိုလို5လလိုလိုနဲ့သူ့ကိုသူမသိချောင်းအရှက်တည်းကလက်မဲရဝမ်းဆွဲဆရာမသူ့ဘိုက်ကိုတေးချဆန်းပြီးတော့နေဟာ4လမကောက်တော့ပါဘူးဟဲ့5လလောက်ရှိနေပြီမိမဆိုတာနောက်ဆုံးသွေးပေါ်ရက်ကိုမှတ်ထားရတယ်ဟဲ့ဒါမှမွေးရက်ကိုတွက်လို့ရမှာပေါ့အဲ့လိုစူစူပူပူပြောခဲ့သူကတော့စိတ်ထဲကနေပြီးအလုပ်တော့ဘိုက်နာတဲ့ရှံမွေးတဲ့ရက်ပေါ့ရှင်းရှင်းလေးဟောင်းအဲ့လိုနှုတ်လည်းထိုးခဲ့မိသည်အဲ့ဒီချိန်ကတောင်းကုန်ဝင်ဖြစ်တော့လေကျမ်းမာကြီးကတောင်းတော်မီကောင်းခဲ့တယ်ဝေးကနေထိကုံစိမ်းအောင်တော့ဟိရတော်ရှော့တော့အလုံးမပြတ်အကိုင်မပြတ်တော်တော်လာလာဆာဆာတောက်တောက်နဲ့ဘိုင်းနာချိန်လျှောက်လာတာနာကျင်ရောက်ပြီးနာပြန်တော့အသေးအသေးနာခဲ့တာတော့ပြန်လို့တော့မတွေးချင်ဘူးနာလုံးလို့နောက်တကကလေးမမွေးတော့ပါဘူးဆိုပြီးအန်ခိုက်ပြီးတော့ဆုံးဖြတ်ခဲ့တာဒါမဲ့ကလေးဝမ်းကကျွတ်တော့နာကျင်ခံစားခဲ့ရတဲ့ဝေဒနာတွေမိမိပဲပေါ်ဖြစ်သွားတယ်ဒီလိုနဲ့ပဲအလက်ကောင်ဝေးဖြစ်ခဲ့ပြန်နေဟောအခုတော့နောက်ထပ်တစ်ကောင်ဝေးရအောင်တော့မှာအရှင်ကလေးနှစ်ကောင်တော့ကလူနာနီနီသူနာနီနီဆိုတော့အရေးရဲ့အကြောင်းရဲ့ဆိုရင်ဝိုင်းဝန်းမဲ့သူတွေရှိတယ်အနည်းဆုံးတော့ဆေးရုံပို့ပေးမယ်ဝမ်းဆက်ဆရာမခေါ်ပေးမှာပဲသူ့ဟာသူတယောက်တည်းကော်တောင်းပြေးပြေးမြောက်နေပြေးပြေး
ငါကတော့လိုက်နာမှာပဲနေခဲ့ရမှာဘာဖြစ်လို့များလဲမိသားစုတစ်ပြုံလုံးပြေးမိကြတယ်မသိဘူးအမှန်ကတော့ရုံးမြင့်ကန်တာကြောက်သူအာတီယာတာတွေဆိုတော့ဖြိုးမောင်မောင်ပြေးရင်သူတို့လာပြီးစစ်ရဲဖမ်းရစီရဲလို့မှကြောက်ချင်ပါပြီဒါကြောင့်နောက်လေးမကြည့်နဲ့ပြေးခဲ့ကြခြင်းပဲအဓိကရောင်းသူဝယ်သူတွေကိုဖမ်းမိထားပြီဆိုတော့ရဲကသူတို့စိတ်ဝင်တစားတော့မရှိတော့ကြောင်းသူတို့ခင်ဗျမသိရှောင်ဒါမဲ့ဒီရောဘာတော်တွေကိုရောက်လာလို့လေတင်းစိတ်ကြီးများတော့ရှားခဲ့တာမဟုတ်လားပတ်စံအကြောင်းများတွေးလိုက်ရရင်ဘိမကလက်ရှိခံစားနေရတဲ့ဒုက္ခနဲ့တောခတွေကိုမေ့သွားတတ်တယ်အဲ့ဒီငွေကိုမတရားယူထားခြင်းမဟုတ်ဘဲနဲ့မိဘကပေးထားခဲ့တဲ့သူ့ရဲ့ကိုယ်ပိုင်ငွေလို့ထိမှန်ခံစားနေရတယ်ခက်တာကအဲ့လောက်နဲ့လည်းမရောက်ရင်းနိုင်မယ်အဖိုးကြီးကိုပြန်ပေးဆွဲဖို့ဆက်ဆက်ချက်စီနေမိချင်မှာသူ့ရဲ့ရှင်နေရလောဘစိတ်ကမိဘကြီးတစ်ပုံလုံးအလန်တင်းကြီးနဲ့တောက်လောင်နေတယ်ပတ်စံအကြောင်းတွေးမိပြန်တော့အဖွားကြီးနဲ့အဆက်အသွယ်မရသေးတာတတိယပြီးရှင်ထဲမှာမသက်မသာဖြစ်သွားတယ်ငကြွေကအဲ့ဒီတောင်ဝင်ကိုသူယူမယ်လို့ပြောတော့တယ်ဘိမကစိတ်မချအဖွားကြီးကိုသူကိုယ်တိုင်တွေ့ကျင်တယ်အဖွားကြီးရဲ့စိုးရိမ်ရှင်ဘက်ကိုကိုယ်တိုင်အကဲကက်ကျင်တယ်အဖိုးကြီးပေါ်ပူပန်နေတဲ့ပူပန်မှုဒီဂရီသိပ်ကြီးနေသူတို့ကလည်းတိတ်နေရတာမက200 300ဒီဆွဲနေနေတင်းရမှာရှားနိုင်တဲ့မြောင်တွေကိုရအောင်ညှစ်ထုတ်ရမယ်ဒီလိုခွင့်ကြီးကဒီအသက်သမားနောက်တစ်ခါထပ်ပြီးတော့ရှားနိုင်မှာမဟုတ်တော့ငါဘာမှနေလဲတီတော့မင်းတို့ကအေးရလူတွေကိုပါတွားပြီးတော့ဒုက္ခပေးမလို့မဟုတ်လားတွေးကောင်းကောင်းနဲ့တွေးနေစဉ်အဖိုးကြီးရဲ့လေတံကိုကြားလိုက်ရတဲ့အတွက်ဘေးမနေငယ်လန့်သွားတယ်သူ့ရဲ့စိတ်ထဲကိုများလမ်းလို့မြင်လိုက်လေသလားဆိုပြီးမလုံးမလေးဖြစ်သွားမိအဖိုးကြီးရဲ့ဘေးမှာခြေနှောင်စုပ်ကြည့်ပိုက်ထားတဲ့ငကြွဲကိုတွေ့ရတယ်မမတန်တန်နဲ့ဟင်းရောက်ပြက်လိုက်ရမလားချွတ်ချွတ်သားသားနဲ့ချောက်လို့မရမလားဝေခွဲမရဟန်နဲ့ဘေးမကိုခွေးတောင်းကိုလှန့်ကြည့်သူ့ကိုတန်ကျိုးနဲ့ကြည်ထားတာတကြောင်အဖျားတွေဝင်ပြီးခေါင်းတွေတစ်စီစီကိုက်ခဲနေရတဲ့ကြောင်နန်းနဲ့စောစောချင်းအောင်ကြီးထဲမှာနန်းနဲ့စောစောကကြွဲနေတူအိမ်အောင်မှာတကြောင်အဲ့ဒီအကြောင်းသုံးကြောင်ဖိုးရှင်လေစိတ်တွေတပြေးပြေးတိုးလာလိုက်တာကြောက်စိတ်တွေတော့လျှော်ပါလာတဲ့ဒီပဲဘိမကသူတို့နှုတ်စီရှောက်လာတယ်တတ်တာတော့မဟုတ်ဘူးညာဘက်လက်ကခါနောက်ကိုဖိထားပြီးတော့ဘယ်ဘက်လက်ကဘိုက်ကိုမတိမတာမှထားတယ်သူကိုယ်သူမတိတော့လဲလမ်းလျှောက်ပုံကကော့လန်နဲ့အချုံးမဖြစ်ဘူးဒါကတော့ဒုက္ခပေးရလို့မှမဟုတ်ပဲအဘကလည်းအိမ်ထဲကျင်တာပဲကျမတို့ကလည်းပြန်ဖို့ကျင်တာပဲဒီလိုပဲညှိနာလေးလုပ်ရမှာပေါ့အဲ့ဒီစကားကိုကြားလိုက်တော့ဘိုးရွှေကပိုလို့အောင်ဒေါသဖြစ်သွားတယ်ငါကဘာမဟုတ်တာလုပ်ထားလို့ဘယ်သူနဲ့ဘယ်လိုညှိရမှာလဲအခါတိုင်းသူတို့ရဲရဲမကြည့်ပဲနဲ့မျက်နှာခလဲလဲထားတဲ့ဘိုးရွှေကရခုတော့မျက်နှာချင်းဆိုင်ကြည့်ပြီးကက်တီနေပြောတဲ့အတွက်ဘိမအံ့ဩသွားတယ်ငါတို့စိတ်ပေါက်လို့ထတဲ့ရင်အခုသေးဆိုတရားမဲ့သူကများသူ့ကိုယ်သူဘာထင်းနေလို့လဲလို့တွေးမိပြီးတော့တော်တော်လေးကိုအချင်းပေါက်သွားတယ်သူကတော့အဖိုးကြီးကိုရှောင်းလာကစားပုံစံအတိုင်းကုတ်ကုတ်ရုပ်ရုပ်ကြောက်ကြောက်ရွံ့ဖြစ်နေစီခြင်းနေမဟုတ်တာဖြစ်ဖြစ်ဟုတ်တာဖြစ်ဖြစ်အိမ်ပြန်ချင်းရင်တိတ်နေရပေးမှပြန်ရမှာပဲရှင်းတယ်နော်အိမ်မရှိဘူးလို့မပြောနဲ့မရှိရင်ရှိအောင်လို့ဒါပဲဘိမကလူရင်းချက်ကိုတင်းတင်းမာမာပြောတယ်မလောက်ဘူးဟဲ့ဒါပဲဘိုးရှိရလေတင်းတင်းမာမာပြန်ဟောတယ်သူတက်တက်လုံးဘယ်တော့မှလူအောင်ကြခဲ့သူမဟုတ်ဘူးတွေ့သမျှတီးသမျှလူတွေကခခင်မဲမဲလေးလေးဆဆရှိခဲ့ကြတယ်အခုကြောင့်မှသားသမီးမိမကမြေးရွယ်လောက်တည်းကလောဘတွေတီးပြီးတီးတက်ရင်မမောက်မမရိုင်းရိုင်းဆိုင်ဆိုင်ဆက်ဆိုင်နေကြတာအသိနာစရာကောင်းနေစိတ်နာစရာကောင်းနေဘိမတို့သုံးစလုံးတက်ရတော့ဖြစ်သွားတယ်ဘာဖြစ်လို့များဒီလောက်တတိတွေကောင်းသွားလဲလို့သူတို့တွေးလို့မရဘူးအဖိုးကြီးကသူတို့ကိုမကြည့်တော့မျက်နှာမှောင်ကုတ်နေတယ်နှကန်းကိုတင်းတင်းစေထားတယ်ဒီနှကန်းပွင့်လာဖို့လည်းမလွယ်ဘူးချောင်းမော်မေးလို့ရမယ့်ဟန်လည်းမရှိဘူးအဖိုးကြီးနားကျင်နေပြီထင်တယ်ဖြိုးမောင်မောင်ကပြောတယ်အနားကိုရှောက်လာပြီးအဖိုးကြီးရဲ့ပခုံးခက်ကြံကြံတုံးလိုက်တယ်နောက်ဘက်ကိုဆိုင်သွားတော့လေအဖိုးကြီးကမျက်နှာလေးကိုတော့ပိတ်လို့မကြည့်ဒီအဖိုးကြီးမပြောလို့မဖြစ်ဘူးအဖိုးကြီးပြောမှလိမ့်စာသိမယ်လိမ့်စာသိမှအဖွားကြီးနဲ့တွေ့မှပတ်စံရလိမ့်မှဖြစ်တယ်ဆိုပြီးဖြိုးမောင်မောင်ကတတိတန်းကြီးစဉ်းစားနေမိတယ်အဘတို့ကငွေပုံငွေချက်ရှိရတဲ့လူတွေပါကျတို့ကစားကြတာမရှိပဲငတ်လူတဲတဲ့ဖြစ်နေတာငွေပုံငွေချက်နည်းနည်းလောက်ဖဲ့ပြီးကို့တူတော့ရောင်းမှာပါဗျာအဲ့ဒါဆိုအိမ်လဲပြန်ရအောင်အမေကြီးနဲ့လည်းတွေ့ရအောင်ငကြွရဓမြောင်ကြီးတဆဆနဲ့ပြောပြန်နေဒါပေမဲ့သူ့ပြောပုံကလိုက်ရောချင်စရာနည်းနည်းလေးမှမကောင်းနေတော့အဖိုးကြီးဟာရန်ရောင်လေးတော့မလှုပ်ရှားပဲနဲ့တင်ပြီးဆက်ခင်းနေတယ်နားချင်းရင်နားအောင်လှုပ်ပေးပါနော်ဖြိုးမမောင်ကပြောပြန်နေနေရင်တစ်ချက်လောက်အုပ်ထည့်လိုက်ရမလားဆိုတဲ့မျက်နှာသားနဲ့လက်ရလိုက်တယ်အဲ့ဒီအချိန်ဖိုးရွှေရဲ့ဘေးမှာမျက်နှာကလေးနဲ့ထိုင်နေတဲ့ညီကိုနူလှလှရှာရှာဖြစ်သွားတယ်အငယ်ကောင်ကဝမ်းနဲ့ပန်းနဲ့ဝါးကနေထငုံလေးအကြီးကောင်ကဖိုးဖိုးကြီးနေမကောင်းဖားနေရင်နေမကောင်းဟုဆိုပြီးပြပြတလဲអော်တယ်ခြေတော်တုကတ်ခံထားရတဲ့နေမကောင်းတဲ့80ကျော်ဖိုးကြီးကိုဝိုင်းပြီးတော့ထုချထောင်းချမအောင်စိုးရိမ်တကြီးဖြစ်နေတယ်ဟာဒီတင်တာလေးတွေကတမဗိမကအကြီးကောင်ဒေါသပြပြနဲ့လှမ်းရိုက်တယ်
ခုနတော့ငါတော်တော်မလုပ်တဲ့ဖိုးကြီးဟာအကြီးကောင်လေးလှမ်းဆွဲပြီးရင်ဝင်ထဲကိုဖတ်ထားလိုက်တယ်ဟဲ့ချက်ပြတ်သွားတဲ့ဗိမလည်းဝါကိုပြစ်ပေါ်လက်ထောက်လျက်သာကျသွားတယ်အဲ့ဒီအချိန်ဗိုက်တီးဟာစူးပြီးတော့နာကျင်လာတယ်ဟုတ်တော့ဗိမရုတ်တရက်မျက်လုံးပြူးသွားတယ်လက်ထောက်လျက်သာကုန်းကုန်းကြီးဖြစ်နေရကပြန်မမှန်းနိုင်သေးပဲအတိုင်ငယ်ထိတ်လန့်နေတယ်ဝမ်းထဲကနေပြီးစုပ်လို့ဆွဲလိုက်တယ်လို့နာကျင်ပုံမျိုးဟာအမနေပါပြစ်တာလေလက်ကျွေးကသူ့ဘေးကိုစိုးရိမ်တကြီးရောက်လာတယ်ရုတ်တရက်လန့်သွားတော့လေနာကျင်မှုကမကြားလိုက်ဘူးပြန်ပြောက်သွားတယ်ဗိမကသူ့ကိုယ်သူပြန်မဲ့ရင်လည်းဘိုင်းနာတာများလားလို့ပါဟာလို့ဖြေတယ်သားနဲ့ကောင်မျက်စောင်းနဲ့ကြည့်တယ်ခုတော့လေလက်ကောင်သားမျက်နှာငယ်လေးတွေနဲ့ငိမ်ကုတ်နေတာပါနေတကယ်နာပြီလားဖြိုးမမောင်ကမေးတယ်ဗိမဆိုရဲဗိမသူ့ကိုယ်သူလည်းဘယ်တော့မှရေးရရှိသူမဟုတ်ဘူးဒါကြောင့်တီဘူးဟာလို့ဖြေတယ်မဟုတ်သေးဘူးထင်မရဲ့ဟဲ့ဆိုပြီးဆက်ပြောတာတကယ်လို့ဟုတ်နေဘာလို့ရမှာလဲဆိုတဲ့အစီအစဉ်ဟာခေါင်းထဲမှာမရှိဘူးပြဿနာတစ်ခုခုဖြစ်ရင်ဖြစ်လာတဲ့အခါကျမှကျုံရည်ကျုံလို့မီးစင်ကြီးကတက်တာတတလုံးဆွဲလာတဲ့အကျင့်ပါဟိုနီးရဆေးရုံတစ်ခုခုကိုတွားကြမလားဖြိုးမမောင်ကမေးတော့ဘေးမနေရဲ့ကြောင်သွားတယ်သူ့ကိုပူမင်ပေါ်ရှာတော့ကြောင်ပါမလိုပါဘူးဟာလို့ပြန်ဖြစ်ရင်တကယ်လို့ဆေးရုံဆေးကသွားရင်ကားရှိမှဖြစ်မှတတိရတယ်ခလေးဝင်းမဲ့သူမှာတမိန်တလဲဝစ်စရာတော့တထင်နေမရှိရတွေ့တော့ငါတို့မှပတ်စံရှိနေပြီခုရခံရအောင်ပေါ်ပေါ်ပဲပဲတမိန်လေးဝဲမှဖြစ်မှာနောက်ပြီးအနည်းပိတ်လဲဝဲအောင်မှာဟိုနှကောင်တော့ပစိုးစုံနေကြီးထွေးခဲ့ရတာဆိုပြီးအတွေးဆက်သွားတယ်။နေလို့ကောင်ဟိုမလေးဟာဖြိုးမမောင်ကလက်ဝဲဘက်တနေအောင်လက်ညှိုးထိုးပြတယ်။ဘိုးရွှေကသူညင်ပြအလန်းကြည့်တော့လေမောင်ပိန်းနေပြီဆိုတော့ကောင်းအောင်မမြင်ဘူး။ဒါပေမဲ့ရှောင်းပြန်လက်လေးတစ်ခုလက်နေတာတော့အကြိုကြားလှမ်းမြင်လိုက်တယ်။ကားနောက်မီးမလက်ကောင်ဘေးမလက်ကောင်ကတ်ထားတယ်။ရှောင်းပြန်လေးဖြစ်နိုင်တယ်။အဲ့ဒီဘယ်ဘက်နာပတ်မောင်းလိုက်ငါတို့တဲရှိတီအောင်မောင်းလာလို့ရတယ်ကငါဟိုကောင်နေတက်ဆော့မှာဆိုလို့ဟိုမောင်းမလာတာဓာတ်စီရောမနေ့ကဖြည့်တာအပြည့်ပဲကဘာပတ်ကျင်တော့ပတ်လို့ရတယ်နေပါလို့ချင်တော့လေဗိမကခက်ညံ့ညံ့ပြုံးနေအမှန်ကကားစင်နဲ့ဓာတ်စီစင်တွေရှိနေရလားလို့သိလို့မေးချင်ပါဒါမဲ့လေခန္ဓာနှလုံးရဲ့ဖိုးကြီးကိုစစ်ချင်းရအောင်လုပ်ချင်တဲ့စိတ်ဆိုးစိတ်ညစ်တွေကသူ့ကိုယ်ထဲဝင်လာတဲ့အတွက်ကြောင့်အော်အဖွားကြီးကိုဘလို့မှဆက်သွယ်လို့မရရင်အဲ့ဒီဖိုးကြီးကိုဓာတ်စီလောင်ပြီးမီးရှို့လိုက်ကောက်မလားလို့ပါအဲ့လိုပြောလိုက်ကြီးအဖိုးကြီးကစက္ကန့်နဲ့ဖြစ်သွားအောင်မြင်တော့ဗိမကျင်းနေသွားတယ်လက်ကျွေးကရုပ်ရှင်တွေကလူချမ်းတွေရှိတယ်လို့ရှိတယ်ခလေးနှစ်ကောင်ကတော့ငုံမဲမဲဖြစ်သွားကြတယ်အဲ့ဒီအချိန်အကြီးကောင်လေးကိုဖတ်ထားစေဖြစ်တဲ့အဖိုးကြီးကဗိမကိုလှမ်းကြည့်တယ်သူ့ရဲ့ကြီးကအတန်မထွက်ဘူးဒါပေမဲ့ဗိမရဲ့နားထဲမှာဝေးကနေဖွားကနေကိုဝင်ဆောင်တယ်ဆိုတာစိတ်ကောင်းထားရတယ်ဆိုမသိဘူးလားမကောင်းတာကြီးပဲကြံစီမနေနဲ့အာကုသို့အတုံးခဲမရဲ့ဆိုပြီးအကျကြီးပြောလိုက်တယ်လို့ထင်လိုက်မိတယ်ဗိမနေငယ်တွန့်ဆုတ်သွားတယ်ပထမဆုံးအချိန်ပြေကိုယ့်ကိုအပြစ်ရှိတယ်လို့ခံစားလိုက်ရတယ်ဒါပေမဲ့ကိုယ်စိတ်ကိုချက်ချင်းပြတ်တင်လို့ကလေးမြောက်ကိုလှမ်းသွားတယ်ဟဲ့ခုနကောင်လာခဲ့ကြတော့နင်တို့နဲ့ဘာတော်လို့ဒီလောက်တောင်အဖြစ်တဲနေကြတယ်ဟမ်မနှက်ပြန်ကြရင်နင်တို့နှစ်ကောင်မှရောပြီးတော့ဓာတ်စီလောင်းလိုက်ရမယ်ဗိမကကလေးနှစ်ကောင်ကိုစူစူပူပူနဲ့ဆွဲခေါ်သွားတယ်အဲဒီကကြောင်မောင်ကကျွေးရခြေတော်ထောင်ပြီးတော့ဖြိုးမောင်မောင်ကမီးကျွေးမီးချက်လေးတွေကိုဂီယုတစိုက်နဲ့ညှိသက်တယ်ဒီညအတွက်တော့ဒီညနဲ့ပြီးပြီထင်ပါရဲ့ဖိုးရွှေကတက်ပြေးကြတယ်ရှင်ထဲမှာဟာလို့စလုံးနေသူတို့ကြီးရဲ့တမီးကကြမ်းလုံးမှလုံးတော့စောင်းမဝင်ဘူးအကြီးကောင်လေးယူလာပေးတဲ့တမီးရီကိုသာအစာပြေအောင်မောချနေရတယ်စီချိုသမားနဲ့တမီးရီမတက်မဲသိတော့လည်းမတက်နိုင်စီချိုကြစီရလည်းပါမလာတော့မတော့ရအောင်ဒီကြားထဲအဖျားကဝင်လာပြန်တော့လူကကတုံငယ်ဖြစ်ချင်နေခြေရလက်တရားလည်းကြိုက်ခဲ့တယ်ညကြရင်အဖျားပြန်တက်အောင်ပါပဲညဘက်ရောက်တော့စိတ်မီအေးလာတယ်ဂျုံစရာဆောင်ကမရှိနေကြီးကလာကြုံပေးထားတဲ့သေးစော်နယ်ရဲ့ဆောင်လေဒေါ်ရွှေဘိုက်ကပြန်ယူသွားပြီဟိုသူ့ဘိုက်ကဒီညတော့နားအောင်ပဲမထင်ပါဘူးနော်ကိုတတူကတော့အတန်ငယ်စိုးရိမ်နေပုံရတယ်ဟာဗျာနိုင်ခုနကတော့ဆက်နာမှာပေါ့နားမမနာရဲဟာအေးစိမအေးစိကိုတမြောင်ကထင်းမိဖို့နားမှာလဲလုံးပြီးတော့ကျဲဥပြုံသုံးလို့ယူလာတယ်သူတို့နှစ်ယောက်တလုံးစီစားပြီးဘိုးရွှေကိုလည်းတလုံးပေးတယ်ဘိုးရွှေရဲ့တသက်တာလုံးမှာတလောက်ရတာရှိရဲ့ကျဲဥပြုံတကားမှမစားဘူးသေးဘူးသူကရတာခံလို့နည်းနည်းသက်ဆိုင်အိမ်ပြန်ရောက်ရင်တော့ဖွားချေကိုကျဲဥစက်လုံးတော့ပြုတ်ခိုင်းပြီးအဝါစားလိုက်အောင်မယ်လို့တွေးလိုက်မိသေးတာဒါပေမဲ့ကံကြမ္မာဆိုတာပြောလို့ရတာမဟုတ်ဘူးအိမ်ပြန်မရောက်ပဲပြပြင်းဖြစ်သွားနိုင်တယ်လို့ဆက်တွေးပြီးတော့စိတ်ထဲမှာအတော့မသက်မသာဖြစ်သွားတယ်အတော့ဆိုတဲ့ဗိုက်ကြီးတယ်မဘိုးရွှေဟာစိတ်ထဲကနေပြီးထောမနာပြုတ်လိုက်တယ်တကယ်လေအဲ့ဒီဗိုက်ကြီးတပြေးပြေးမှသာအခေဟာဖြစ်ပြီးတော့သူကသာမျိုးမျိုးချက်လေးနေကြောင်သိတယ်ခဏနေတော့ကိုတမြောင်လည်းတန်းဝင်လာတယ်ကိုတတူကလည်းအိတ်ချင်လာပုံရတယ်ကဲအဘကြီး
အဘရဲ့ဓာတ်စီဆန်လန်းကိုမနေ့မှဆက်ပြီးတော့စဉ်းစားတော့မယ်နော်အခုတော့အားရှိအောင်အိတ်ချဆိုရဲ့ကိုတတူကအိတ်ချင်အောင်အေးစင်းမိတ်ပင်နဲ့ရှိတဲ့တဲ့ပြောပြီးမှတဲတဲ့ကိုဝင်သွားတယ်ဘိုးရွှေလည်းနန်းနန်းစောစောချင်းတောင်ထဲမှာနန်းနန်းစောစောကိုတမြောင်ကိုကြောက်ခိုင်းပြီးတော့အိပ်ပျော်ရင်ကြိုးစားတယ်အိပ်ပျော်လေးမှမဟုတ်လို့သူ့ကိုယ်သူထင်းတော့လေမိခနဲ့အိပ်ပျော်သွားတယ်ဖိုးဖိုးကြီးထထသူ့ကိုတစုံတူကလှုပ်လုံနေလို့ဖိုးရွှေနှိုးလာတယ်ဖိုးဖိုးကြီးထားလို့မုံပြပြလိုက်အောင်ကမပီဝဝဖြစ်နေတော့လေချင်းတောင်ထဲဝင်ပြီးတော့သူ့ဘေးမှာငွတ်တုတ်လေးထိုင်နေတဲ့ကြီးကောင်လေးကိုမြင်နိုင်တယ်တစ်စက်တည်းမှာပဲထိတ်ကနေဖြစ်သွားပြီးသူ့ဘေးကကိုတမြောင်ကိုကြည့်လိုက်တော့နေရာမှာမရှိဘူးဟမ်ဘာဖြစ်လို့လဲအမေပိုင်းတာလို့တဲ့အကြီးကောင်လေးကဖိုးရွှေရဲ့လက်ဖွားတွေကိုတစုံတစ်ခုထိုးထည့်ပြီးကြည့်လိုက်တော့တော့တယ်လေးတစ်ချောင်းမှာဖိုးဖိုးကြီးပေးရောသူ့ရဲ့ဘာသာစကားအရပေးရောဆိုတာပြီးတော့လို့ဆိုလိုရင်းဖြစ်ကြောင်ဖိုးရွှေနားနေတယ်နေရာလူလေးထားပြီးခြေထောက်ကတော့ကလောက်ဆန်းလို့ဖွင့်လိုက်တော့ကြောက်ကနေပွင့်သွားတယ်ဖိုးရွှေရဲ့နှလုံးသားကတတိတ်တိတ်ခုံးလာတယ်ဝမ်းသာလိုက်တာစိုးဝေးရမရှိတော့မင်းမေရောအမေပိုင်းတာနေဟာမင်းအဖေနဲ့ဦးလီရောအမေနာမှာတဲလေးစီလမ်းကြည့်လိုက်တော့မီးအောင်လေးတွေ့ရတယ်။ဘိုက်ကြီးတဲ့မှာဘိုင်းနာနေပြီဖြစ်ကြောင်ချက်ချင်းသိလိုက်တယ်။သူ့ရဲ့ယောက်ျားနဲ့သူ့ရဲ့မောင်ကသူ့ဘေးမှာမလုံတဲ့မကိုင်းနဲ့ဖြစ်နေကြမှလည်းသိကြတယ်။လူကြီးတွေပြန်ခန့်နေစဉ်အကြီးကောင်တွေကသူတို့သိမ်းထားတဲ့တောတန်ကိုယူပြီးစွန့်တော်ဆာဆာလာပေးခြင်းဖြစ်ကြောင်တစ်စက်တည်းသိလိုက်ရတယ်။ကျေးဇူးတင်လိုက်တာကလေးရဲ့ကလေးငယ်လေးကိုချစ်ခင်စိတ်ကျေးဇူးတင်စိတ်တွေနဲ့ဖိုးရွှေရရင်ခွင်နဲ့ဆွဲယူပြီးခက်တာများဖတ်ထားလိုက်တယ်။ဖိုးဖိုးကြီးအသားတွေကပူးနေပြန်ပြီ။အသားတွေကပူးနေပြန်မလားဒါဆိုရင်အပြားပြန်တက်လာပြန်ပြီပေါ့ကွာအခုမှပဲကိုယ့်ကိုတတိထားမိတယ်အာကောင်တွေချောင်းလို့မူရရိပ်ဖြစ်နေတယ်မျက်လုံးတွေကလည်းဝေးတည်ပြင်းရောလွတ်မှလွတ်ပါမလားမီးချို့မရဲ့ပေးရောသူ့မိဟာဓာတ်စီလောင်ပြီးမီးရှို့မှလို့ပြောတာကိုမှန်တကယ်ယုံကြည်နေတဲ့ကလေးငယ်ဟာဖိုးရွှေတက်တောင်ပို့ပြီးတော့ထိလဲခဲ့ရရှိတယ်ဆေးလဲစီးရဲခဲ့ရရှိတယ်အတင်းမဲပြေးခိုင်းတယ်မင်းကိုရိုက်လိုက်မယ်ကလေးရဲ့မျက်နှာလေးကမဲ့သွားတယ်ဒါပေမဲ့ဖိုးဖိုးကြီးပေးရောဆိုတဲ့စကားကိုထပ်ပြောတယ်ဖိုးရှိကခိတ္တမြငိုင်းသွားတယ်အိမ်အောင်တော့ကလောက်ကိုတန်ကျုံးပေးမှပြန်ခဲ့ပြီးတော့တယ်လေးကိုကလေးငယ်ရဲ့လက်ထဲကိုပြန်ထည့်လိုက်တယ်မင်းယူခဲ့တဲ့နေရာမှာပြန်ထားလိုက်မင်းရင်မသိဘူးလို့ပြောကလေးကခေါင်းကြီးတယ်ကျေးဇူးမမေ့ပါဘူးကလေးရဲ့ဖိုးဖိုးကြီးပြေးတော့မယ်ကလေးငယ်ကချက်လို့ခေါင်းကြီးတယ်အောင်မလေးမေရဲ့နားလိုက်တာမေရဲ့ဟောဒေါ်ရွှေပိုင်းရဲ့အော်တန်ကိုကြားရတယ်ဒီချိန်မှမပြေးရင်တော့ဘယ်တော့မှလွတ်တော့မှာမဟုတ်ဘူးဖိုးရွှေကကလေးငယ်ရဲ့ဦးကောင်းလေးကိုပုတ်ပြီးနှုတ်ဆက်လိုက်တယ်နေရာကတောတ်ထားတယ်ပြီးတော့တောပေါင်ကိုပြေးလို့ထွက်ခဲ့တာစိတ်ဆောင်နေတော့မူရဲ့ဖြစ်နေတာကိုတော့သတိမထားမိတော့သူဦးတီလိုပြေးတာကရောင်မြလက်လက်လေးမြင်နေရတဲ့ကားစီကိုကားကိုတော့ပိတ်မထားပါစေနဲ့တော့လေကားထဲမှာရှိနေပါစေဖះတဲ့ကြောင်မပါဗျာပြေးရင်လွှိုင်းနဲ့ထက်ထက်ဆူတောင်းသွားမိတယ်ကိုတိုကန်ကသူ့ဘက်ကဖေးမာတယ်တောင်းတဲ့ဆူတလုံးတော်ရတဲ့ပြစ်စုံငယ်သောကြောင့်ပဲကားတကောက်ဆွဲခွင့်တော့ပွင့်သွားတယ်ကားတော့လည်းတောက်ပေါက်မှချိတ်လို့တန်းလဲတွေ့ရတယ်စံနိုးတော့လည်းအလွယ်တကူနှိုးသွားတယ်ဒီတက်ကန်းကောင်းစရာတော့အကြောင်းမရှိတော့သူကတရလဲမော်ရောက်တော့မှနိုင်ကြည့်မိတယ်ညနေနာရီရှိနေပြီလွတ်ပြီဟာလွတ်ပြီသူကဝမ်းသာရရှေးရုံးမိတယ်လူရောစိတ်ပါပင်မစင်းရဲစွာနဲ့နှစ်ရလုံးလုံးမက်ခဲ့ရတဲ့အိမ်မက်ဆိုကြီးဟာရောဘာတိုထဲမှာကျန်ခဲ့ပြီအဲ့နေရာမှာသူကနှစ်ရက်နဲ့ညနေခဲ့ရတယ်အပြင်လောကနဲ့လည်းအဆက်အသွယ်ပြတ်ခဲ့တယ်သူ့ကိုလူပြောက်တိုင်နားလိမ့်မလားတည်စင်းသွင်းလိုက်လိမ့်မလားဖွားကြည့်ဘလောက်တော့ပူပန်လိမ့်ပါလေနိုင်ငံရဲ့ချားအသားလေးတည်နေလောက်ပြီသူတို့ကြံရမရဖြစ်နေကြမှာသိကြတယ်ဖွားကြည့်လေဖျားသိရှိရခွာမင်းမတင်ဘူးဖျားရှိတော့ခဏခဏလည်းရင်အေးချမ်းပါစေချောင်းထက်တဲ့ဆူတောင်းနေလိမ့်မှာအခုတော့သူဘလို့မှထိမှတ်မထားတဲ့အချိန်မှာရုတ်တရက်ပြန်ရောက်တော့မင်းမကြည့်တော့လေဘလောက်တော့ဝမ်းသာသွားမလဲမသိဘူးတွေ့ရပါတော့မယ်ဆိုကမှဖိုးရွှေကဖွားကြည့်ကိုပို့ပြီးလွမ်းဆော်သွားတယ်သူအိမ်ပြန်လျှောက်တော့မယ်အမိုးနဲ့ကနဲ့လုံလုံကြုံကြုံနည်းနည်းတွေရှိရဲ့နေရာဖွားကြည့်ရှိရဲ့နေရာမိကလုတ်ဖွင့်လိုက်ရင်လင်းလာတဲ့နေရာရေပိုက်ကောင်းဖွင့်ရင်ရေလာတဲ့နေရာထမင်းစားစပွဲပေါ်မှာစားတော့ဖွေရရှိနေတဲ့နေရာတတ်တာနားနေလျှောက်ဆက်နိုင်တဲ့နေရာဖိုးရွှေကသူရယူပိုင်ဆိုင်ခဲ့တာတွေကိုအခုမှတွေ့ပြီးတန်မိုးရှိမယ်သိတော်တယ်အဲဒီနောက်အစိုးမရတဲ့စိတ်ကရောဘာတော်လေးကိုချက်ချင်းရောက်သွားတယ်အမိုးနဲ့ကလုံလုံကြုံကြုံမရှိရဲ့နေရာမိကလုတ်မရှိရဲ့နေရာရေပိုက်ကောင်းမရှိရဲ့နေရာစားစရာမရှိရဲ့နေရာချင်းလိုကြိုက်တဲ့နေရာပေပေတူတူညင်နွမ်းတဲ့နေရာဖိုးရွှေတပြင်းချမိတယ်သူတို့မှဘာပိုင်ဆိုင်မှုမှမရှိပါလားဆိုပြီးပထမအဆုံးချိန်တွေးမိသွားတယ်ဒါကြောင့်လေကိုတက်မြောင်ကအဘတော်ကငွေပုံငွေရှန်ရှိရတဲ့သူတွေပါကျုပ်တို့ကစားကြရအောင်မရှိလို့ငန်းလူတဲတဲဖြစ်နေတဲ့သူတွေပါဆိုပြီးပြောချင်းဖြစ်မှာသူတို့တော့ရအရွယ်ကောင်းနေပဲလောက်ကင်စားဖို့ဘာငက်ဆရာလူလို့လဲလို့ဆက်တွေးမိတော့
ရှာရှာပါပါဝင်လာတဲ့စာနာစိတ်လေးချက်ချင်းပြန်ပြောက်သွားတယ်တခါတည်းမှာလောက်ကင်စားတော့နိုင်တဲ့အခွင့်အရေးလေးတွေပျောက်ဆုံးတတ်ကြောင်းကိုတော့ဖိုးရှိအနေနဲ့နားလည်နိုင်စွာမရှိဘူးဒီမိမသူများတို့သာနာအောင်လုပ်ချင်တာဟမ်သူ့ကိုယ်သူကြတော့တိတက်လိုက်တာအောင်မလေးအမေနားရဲတဲ့အခုမှနာဂါစပဲရှိသေးတာနာမစိတ်ချနေမမွေးမချင်းနာအောင်မဖိုးရှိရဲ့တွေ့ရဒေါ်ရှိပိုက်စီကိုရောက်သွားပြန်နေနာအောင်မလို့ကျင်းနဲ့စွာတွေးနေရင်မနေနိုင်တဲ့ဆရာဝန်စိတ်ကကလေးနေတာရောမှန်ရလားမသိလို့ဆက်လို့တွေးလိုက်မိတယ်ညအာရောရှိနိုင်ပါမလားသူကြည့်ရတာအားနေနေရတော့အမှန်ပဲဖျောင်းနိုင်ပြီလေမှုန်တိမုံဝါနဲ့ဘေးကကိုကြီးမိမက်ဖော်လေးမရှိယောက်ျားနဲ့မောင်ကရောကလေးခေါင်းပြုတ်နေပြီဆိုရင်တော့ဘာလုပ်တတ်မှာလဲဒုက္ခတော့ရောက်အောင်ကြားတော့မှာပဲဆိုပြီးဆက်လို့တွေးနေပြီးတော့သူ့ရင်ထဲတိုင်ငယ်ပူးလာတယ်တကယ်လို့ကလေးကခြေအောင်ဝင်မယ်ကန့်လန့်ဖြစ်နေမယ်ဆိုရင်ဖိုးရှိကဆက်မတွေ့ပဲသူ့ရဲ့တွေကိုဖျက်ချဖို့ကြိုးစားနေတဲ့တရားကလေးလည်းပြီးမှအချင်းပတ်နေရလဲဒုက္ခဝေးပြီးအချင်းကြမလားပဲအချင်းကနေပြန်လဲဒုက္ခဆိုပြီးဆက်လို့တွေးလိုက်မိသေးတယ်။အိုးဘာဖြစ်နေလဲသူတို့ကန်နေသူတို့ပဲငါ့ဘူးမမဟုတ်တာအာကုတို့တုံးခဲတွေကိုအာကုတို့ပဲအကျိုးပေးမှာပေါ့ဖိုးရှိကကောင်းမောင်းနေစိတ်မိချမ်းလာတယ်။ခေါင်းထဲမှာလည်းမကြည်မလင်မူးနောက်ဖြစ်နေတယ်။သူဖျားတက်လာပြီ။ဒါအပြင်စီးကျုပ်လည်းတက်နေပြီချင်းနေ။သူတို့ကိုညင်လုံးနေတယ်။တက်ကျွဲတဲ့လူတယောက်ရဲ့ကိုညင်လုံးနေတယ်။ငါဆရာမတယောက်ပဲအကူညီပေးနိုင်နေသူပဲ။ဟာငါနဲ့ဘာမှမဆိုင်သူတို့ကသူတို့နီးရစေုံပြေးကြလိမ့်မှာဒါမဲ့ငါဆရာဝန်ဖြစ်ပြီးမကူညီပဲထွက်လာတယ်တင့်တော်ရဲ့လားသူတို့ကရောကူညီချင်းဆရာကောင်းလို့လားသူတို့မကောင်းတာကိုမပြောနဲ့မင်းကောင်းမှုကမင်းတောင်မကောင်းတဲ့သူပေါ်မှာကောင်းစရာမလိုဆရာဝန်တို့ရဲ့စာနာစိတ်ကျင်နာစိတ်နဲ့ဘုဒ္ဓရှင်လူသားတို့ရဲ့အာဃာတစိတ်တွေကသူ့ရဲ့ရှင်ထဲမှာအင်အားနှစ်ခုရှင်မြိုင်ပြီးတော့ပေါ်လာတယ်လောကကြီးမှာမင်းတယောက်တည်းဆရာဝန်မဟုတ်မင်းမကူညီရင်တခြားကိုရင်နဲ့ဆရာဝန်ဆရာမတွေအများကြီးရှိတယ်။အဲ့ဒီဆရာဝန်ဆရာမတွေစီသူတို့သွားလို့ရတယ်။ဟုတ်တယ်။သွားလို့ရတယ်။ဒါမဲ့ဖိုးရှိရဲ့အတွေ့တွေကတတိငုံငုံဖြစ်သွားတယ်။အိမ်နောက်အတန်ငယ်ထိတ်လန့်သွားတယ်။ဒါမဲ့သူတို့ဘာနဲ့သွားမှလဲ။ဖိုးရှိတပြင်းချတယ်။ကားကိုလည်းလမ်းဘေးမှာထိုးလို့ရှက်လိုက်တယ်။သူတို့မှကားမရှိတော့သူတို့ကောင်ငါရှူလာခဲ့တာ။ခင်မီတိုးတက်နေတဲ့ခေတ်ကာလကြီးမှာမျိုးကြီးပြကြီးစေုံကြီးပေါ်မှာကလေးတယောက်မွေးဖွားရခြင်းဟာခက်ခဲလာတဲ့အလုပ်တစ်ခုတော့မဟုတ်ဘူး။ဒါပေမဲ့လူမနီးသူမနီးရောဘာတော်ထဲမှာမမိုက်ညအခါမှာတက်ကျွမ်းသူကိုကြီးသူမရှိပဲမိဖွားမှာတော့စွန်သားကန်တစ်ခုပဲမမျော်လင့်တဲ့ခက်ခဲများစွာရှိလာနိုင်တယ်။တစုံတစ်ခုပြဿနာဖြစ်ရင်စေုံစီကံကိုမြန်ဆုံးရောက်ဖို့လိုတယ်။ဖိုးရွှေရဲ့ဒီကုံလုံးကိုက်ခဲ့ပြီးခေါင်းထဲမှာမူရင်ဖြစ်နေတယ်။ချမ်းချမ်းစင်းနေကြီးလည်းဖြစ်လာတယ်။ငါလည်းရှောင်းဝကူညင်လုံးနေပြီ။ကားနောက်မီကိုခက်ရောက်မင်းမျက်စိမှိတ်ထားလိုက်တယ်။ငါဘာလို့ရောက်မှာလဲတဲတွင်းမှာနန်းတံမကောင်းလျှော်စရာရေးမရှိလို့ပစုံအောင်တန်နဲ့စုပြီးထုတ်ထားတဲ့အဝင်းအောင်ထုတ်ကြီးကနန်းနေတယ်ဖြိုးမမောင်ရဲ့ပလင်းလက်ကြံလည်းနန်းနေအပေါ်သွားကြည့်ရင်တဲနောက်ဘက်ထွက်သွားပြီးတော့တဲနဲ့အောင်ပန်းတဲ့ငယ်ကောင်လေးကြောင့်လေကြိုကြားတဲတွင်းဝင်လာတဲ့ပြမလေးတွေကကျင်ကန်နဲ့အောင်တိတ်ဆောင်လာတယ်အဲဒီနန်းချင်းများစွာကိုနေတိုင်းရှူနေရတော့သူတို့လည်းနှကောင်းကျစ်မှာပြီးသတိတော်မထားမိကြတော့တန်သေးတာစိပိန်ချိုက်လေးပေါ်မှာဖျောင်းနိုင်တဲ့တိုင်းရှင်းလို့ထုံးထားတော့လေလင်းရမကောင်းမင်းပြောလင်းရအောင်မှာထိုင်လိုက်ထားလိုက်လုံနေတယ်ဖြိုးမမောင်ရဲ့အရှိကလည်းရှိန်တို့လှုပ်ရှားနေတယ်အပေါ်သွားနဲ့အောက်သွားကိုစီးပြီးမြုပ်သီးဆက်တယ်လို့တရှိရှိပြလိုက်တကြွကြွဆုပ်သက်လိုက်နဲ့ဘေးမတယောက်လည်းကနာမငြိမ်ရှောင်းတရောင်ကန်းမြင့်တဲ့ဝါကိုပြေရိုင်းနေတဲ့လေးရလေးသူ့လောက်တိုင်းတကြွကြွဖြစ်နေတယ်အဲ့ဒီကိုပြပေါ်တက်ပြီးသူ့မိဘေးမှာဘယ်တစ်ပတ်ညာတစ်ပတ်ထိုင်နေကြသူတွေကခလေးနှစ်ကောင်မှာငါတော့တေးတော့မယ်ထင်တယ်ကိုပြို့ရေငါ့ကိုဒုက္ခရောက်လိမ့်မယ်တဲ့အာတကယ်ရောက်တော့မယ်ကိုပြို့ရဲ့ဟာဘာသူကပြောလို့လဲဒီဘွေးရအမလီဟာဒီဘွေးရဘယ်တော့မှပြောလိုက်တာလဲဟာငါနဲ့တော့တွေ့တော့မှာသူ့မျက်လုံးတွေကပြောနေတာအာကုတို့ကြီးတဲ့မိန်းမတဲ့အမလီနားလိုက်တာမေးနားလိုက်တာဒီမိန်းမဘာကြောင်ဝန်ထမ်းနေမြပြောနေရပါလိမ့်အဲ့လိုတွေးလိုက်မိစဉ်ဗိမကဖြိုးမမောင်ရဲ့လက်ကိုလှမ်းဆွဲလို့တင်းတင်းဆောက်ထားလိုက်တယ်မျက်နှာရှုံးမဲနေပြီးမျက်စိမိတ်ထားကအမေနဲ့ညီးတယ်နာလုံးမကနာတော့အန်ကိုက်ထားလိုက်တယ်သူစင်းအောင်သွားမှဖြစ်တော့မှာငါ့ကိုစင်းအောင်ပို့တော့လေမပို့သေးဘူးလားဗိမအော်တယ်သူကိုယ်သူအော်တယ်လို့ထင်တော့လေအတန်းပြက်လေးပဲထွက်လာတယ်ပို့မယ်ဟာပို့ပေးမယ်ငကြွယ်ကားသွားယူနေရလေသူ့လိုက်သွားကြမယ်နေစပင်နဲ့ဖီးလိုက်အောင်ဖြိုးမမောင်ကဟမ်မပြက်ပြောနေတော့လေစင်းအောင်မရှိမယ်သူမသိဘူးတခါတည်းမှပြထားမှုချင်းမရှိပဲသွားအောင်လည်းစိတ်ထဲမှာမရှိဘူးဆရာဝန်ဆရာမဆိုတဲ့သူတွေကိုလည်းသူ့လန့်တာအကြီးကောင်လေးကဘီယူလာပြီးတော့သူ့မိရဲ့စပင်ကိုဖိပြီးတယ်ဘိမလည်းစူးစမ်းလို့ထားလို့အတိုင်ငယ်လက်တဲ့အင်ကြီးနဲ့ထမင်းကိုလဲတယ်လူကတော့ကုန်းကွက်ဖြစ်နေတာ
ကဲကျကျနာနေရကဘိုင်းနာချိန်စိတ်လာပြီးသူ့ကိုယ်သူတတိထားမိတယ်ဒီမှာတော့မွေးလို့အဆင်မပြေနိုင်ဘူးအဲ့ဒီရဲ့ချိန်ငကြွေကဂမူးရှူလို့ပြေးဝင်လာတယ်ဝူဝါဝါလေးအော်နေတယ်ကားမရှိတော့ဘူးကားမရှိတော့ဘူးဟမ်အဖိုးကြီးလည်းမရှိတော့ဘူးဟာဖြိုးမောင်မောင်ကမျက်လုံးပြူသားပါဇက်အောင်သာဖြစ်သွားတယ်နားနဲ့ဆက်ဆက်ကြားလိုက်ရတော့လည်းမယုံနိုင်ဘူးငကြွေကတော့တောက်တန်လေးထည့်ထားတဲ့ချက်စုကူဘူးကိုပြေးကြည့်အဲ့ဒီဘူးလေးထဲမှာသူတို့ရဲ့မှတ်ပုံနေရှိတယ်ဗိမာတို့ရဲ့လက်ထက်စာချုပ်လေးလေးခောက်ခွာပြီးတော့ကြိုးကြည့်ကြည့်ထည့်ထားတယ်ဘူးလေးမွေကြည့်လိုက်တော့တောက်တန်လေးနေရာမပြတ်တွေ့ရစီတယ်ဗိမာကတော့မိတ်တက်မိသူလိုဖြစ်သွားတယ်ကားလေးမရှိတော့ဘူးအဖိုးကြီးလည်းမရှိတော့ဘူးလေအဲ့လိုစိတ်ထဲမှာရေရွတ်နေမိတယ်တော့အခက်လေရတာဟာတော့တယ်လေဒီမှာရှိတာသူ့ခြေထောက်ကိုဘလို့ရှုပ်ပြီးတော့ထုတ်သွားလဲမသိဘူးငကိုတွေကညံသိမ့်မပြေးတဲ့အာဒီယာတနိုင်တဲ့ငကြွေကအန်ဟောတကြီးဖြစ်နေတာသူတို့နှုတ်စလုံးအကြီးကောင်လေးကိုတန်တရားမဖြစ်မိကြဘူးဒီလက်တောက်ကောင်လေးကတော့တယ်ရှုပ်ပြီးသွားလို့ဖွင့်မိရဲ့အထိစဉ်းစားတက်လိမ့်မယ်တက်တိကောင်းလိမ့်မယ်လို့မထင်မိကြဘူးဒါမဲ့ဘိမသူ့သားအကြောင်းသူသိဘလို့လို့ပြီးလို့သွားနိုင်တာလေလို့ဆက်ပြီးတွေးမိတော့အကြီးကောင်လေးကိုဖြတ်ခနဲ့ကြည့်မိတာအတန်ငယ်မျက်နှာပြက်နေအောင်လေချက်ချင်းသတိထားမိတာဟဲ့ဟိုကောင်ဆိုပြီးလက်ညှိုးထိုးလိုက်မိချင်းပူကနေဖြစ်ပြီးတော့သူ့ရဲ့အောက်ပိုင်းတစ်ပိုင်းလိုရွှဲရွှဲဆိုသွားတယ်ဟာအမေရှေးသွေးအကြီးကောင်လေးကလက်နဲ့ကြားထားအောင်ဗိမသူ့ကိုယ်သူငိုးကြည့်ရင်ကိုပြစ်ပေါ်မှာအသာထိုင်ချလိုက်တယ်သူဘာလုပ်ရမှာလဲဘလို့ရင်ဆိုင်ရမှာလဲဘာဖြစ်တာလဲတကောင်သားနှုတ်ကကလေးတွေနေတူအလက်တကြားဖြစ်နေကြတယ်ရှင်းမပေါက်တာဗိမအတန်ပြောနေပြောတယ်အမလေးငါမွေးကနေနေပြီဖျောင်းနိုင်မင်းညွန့်လေးတွေကရှင်းနေရကုတွန်းသားရဲ့နှစ်တိုင်ကနောက်ဆုံးနှစ်တိုင်ဖြစ်ကြောင်းသူသိတယ်တဝက်ကဲပဲကျန်တော့တာအဲ့ဒီတဝက်လောက်ပြီးအမောင်နှမ်းတော့မေသူတို့မှလင်းအောင်မရှိနိုင်တော့ငါလေးတလို့ပဲအဲ့ဒီဖျောင်းနိုင်လေးတွေလိုပဲဘာဖြစ်လို့များအဲ့လိုတွေးမိလေရင်မသိထားဝစင်ခက်ဆော်ဆော်ခက်ကြွားကြွားဖြစ်နေတဲ့စိတ်ကညှိုးနေနေတာအဖိုးကြီးမျက်လုံးတွေကပြောသွားတယ်နေဒုက္ခရောက်လိမ့်မယ်အာဟုတော့တုံးခဲမရဲ့တဲ့အခုကားလည်းမရှိအဖိုးကြီးလည်းမရှိစေအောင်စေကအောင်သူဘယ်လိုရောက်နိုင်မှာမလဲအဖိုးကြီးကငါ့ကိုကလေးစားချေသွားတာပဲငါကလည်းမကောင်းမဲ့ဘူးဘိမာကသူမကောင်းခဲ့တာတွေကိုပြန်ချားနေမိတာမနေ့တော့ကပဲတက်စီလာမင်းမရှိမယ်လို့မခံကြည့်မခံတာပြောခဲ့သေးတာအဲ့လိုပြန်စဉ်းစားမိလိုက်တော့သူ့အိမ်ထဲမှာပူလာတယ်ဒါအမေကိုရေယူပေးစမ်းသူမိခင်ကသူ့ကိုသားလို့ခေါ်လိုက်တဲ့အတွက်အကြီးကောင်လေးတန်တော့လှမ်းကြည့်တာရခင်သူကြားခဲ့ဘူးတာတွေကဟဲ့ဟိုကောင်ဟိုတင်တာလေးစရတော့ပဲဖြစ်တာအလုံးပြောင်းလာတယ်ဆိုရင်အကြီးကောင်လေးလောက်ပဲအကြီးကောင်ကရေပြေးခတ်တယ်ဒါပေမဲ့သူ့မှာဘာလို့လဲကြည့်နေရဲ့ငကြွေးကဥသွားတယ်ရော့မနေမောနေလို့လားရှင်ထဲမှာမကောင်းငကြွေးရဲ့ဗိမားရေခွက်လမ်းယူလို့ပြပြချင်းတော့တယ်ဒါပေမဲ့မျက်နှာရှုံးမဲ့လာပြီးတော့ငကြွေးရဲ့လက်ထဲကိုရေခွက်ပြန်လို့ထိုးထည့်လိုက်တယ်တရှိရှိတော့ပြီးခါနောက်ပိုင်းကိုလက်နဲ့ထောက်တယ်အဲ့နောက်လှဲရလိုက်တယ်အဲ့နောက်ပြန်ထားတယ်နှကန်းကတစ်ဆက်ဆက်တုံးနေပြီးနှစ်ဘူးမှချွေးဆက်တွေတီးလာတယ်အငယ်ကောင်လေးကသူ့မိကိုကြည့်လို့တီးငိုတော့တယ်ဟာဒီကောင်လေးကဓမ္မမင်းတို့နဲ့ကောင်တော့အပြင်ထွက်နေစမ်းသွားဖြူးမောင်မောင်ကထားပါရီမင်းအောင်မမေအောင်မှာစောက်တရားမရဖြစ်နေတဲ့ဗိမကိုကြည့်လို့သူလည်းတုံတော့နေတယ်အမလေးအမေဗိမကအမေကိုပဲတွေ့နေကြတယ်အိမ်နာကိုပြည့်ရဲ့အခင်းမောင်လက်နဲ့ဖက်နဲ့ဆုတ်ဆွဲလို့ညှက်တယ်သူလည်းမှအကျော်ပြမြိုင်ထလာတယ်အောင်နှက်ခန့်ကိုကြိုက်ထားတယ်ထွက်ပြီလားဗိမရဲ့ခေါင်းရင်းမဲမှာရက်နေတဲ့ငယ်ကျွေးရမေးတယ်ချင်းရင်းမဲမှာရက်နေတဲ့ဖြူးမောင်မောင်လည်းမကြည့်ရင်အားကုန်ညှက်တော့လေအခြေအနေကထူးခြားမှမရအောင်ဗိမကဆုတ်ထားတဲ့လက်ကိုနှုတ်လိုက်ပြီးဟင်းကနေတက်ပြင်းချတယ်ရှင်တွေတိတ်ကုန်လုံးလှိုက်မောနေတယ်ငါအားကုန်တို့ကြီးတဲ့မိန်းမစိတ်ကောင်းမရှိတဲ့မိန်းမဗိမကသူ့ကိုယ်သူအပြစ်မတင်စဘူးတင်နေမိတယ်ငါတော့ဒီရောဘာတော်တွေကထွက်နိုင်မှာမဟုတ်တော့ဒီနေရာကိုရောက်လာတေးဖို့ရောက်လာပြီထင်ပါရဲ့ငါသားလေးတွေတော့အမေခေါ်စရာရှိတော့မှာမဟုတ်ဘူးဗိမရဲ့အတွေ့တွေကရောက်ရက်ခက်တယ်နေမဘူးလဲမငါဆရာဝန်သွားခေါ်မယ်ဘယ်ရဆရာဝန်လဲမျိုးလေးကဆရာဝန်မို့ဒီလိုပဲမေးဆက်ပြီးသွားမှာပေါ့အော်ငကြွရဲ့နေပြန်ရောက်ရင်ငါတေးလောက်နေပြီဟဲ့အဲ့လိုစိတ်ထဲကပြောမိစဉ်ဘိုင်းနာလာပြန်တယ်ငကြွရဲ့လက်ကိုလှမ်းဆွဲပြီးတင်းတင်းဆောက်ထားတော့ဗိမရဲ့လက်သေးတွေကသူ့သားတွေနဲ့သွားတယ်ငကြွကဗိမရဲ့လက်ကိုပြန်ဖက်ပြီးအမကြီးငါရှိတယ်ဟာနေမိမငါရှိတယ်ဟာအဲ့လိုအတန်အကြီးနဲ့ပြောနေတာခဏနေရောဗိမရဲ့လက်တွေပြန်ရော့သွားတယ်ငကြွရဲ့မျက်နှာကငိုချလိုက်တော့မလို့ဖြစ်သွားတယ်ဖြူမောင်မောင်ကမျက်လုံးကြီးပြူးနေတယ်ဗိမအန်ကရင်သူပါလိုက်ခဲ့ပြီးဗိမညှိရင်သူကပါလက်သေးကြီးဆုပ်ထားမိတာတဲမြင်ဘက်မှာတော့ရှိုက်လို့ငိုနေတယ်အငယ်ကောင်လေးရဲ့ငိုတန်ကြားရတယ်မငိုပါနဲ့တိတ်ပါကွာဆိုပြီးအကြီးကောင်လေးကငိုတန်နဲ့ချော့နေတာ
လေးကလာအားကိုညစ်ပြီးတော့ဘိမမောလာတယ်ငယ်ကောင်လေးမွေးစင်ဟာစေးအောင်မဖို့အမင်းညာမရှိရင်စေးသွင်းလို့တော်လည်းကောင်းလေးစုပ်ဆက်နဲ့ညက်နဲ့ဆွဲလို့တော်လည်းကောင်းမွေးပြရလို့ကြားဘူးလားမတက်တိုင်းလည်းရေးပေါ်ခွဲစီပြီးကလေးကိုထုတ်ယူကြတယ်ရခုတော့သူ့မှာကိုသူကဲသူမရှိတော့ငါမောရဗိမရဲ့ရှင်မကနင်းကြည့်မြင့်ကြည့်ဖြစ်နေတယ်သူတတော်မောနေပြီဖျောင်းနိုင်လေးနဲ့တန်ရလည်းတိုးပြီးတော့အောက်ကိုကတ်နေပြီဖျောင်းနိုင်လည်းကုန်ပြီလက်နေဓမီလေးရောရှိသေးတယ်အမောက်လမ်းမကြီးပွေသွားမယ်ဗျာကိုပြောကဓမီလေးနဲ့လမ်းမြလမ်းမလျှောက်တော့ကရှိမှာလားဒီမှာတက်ဆိုင်တော့ပြောင်းလေးချက်ရှိတရားပေါ့ဗျာဖြိုးမမောင်တွေကကျိုးလို့ပြန်ရခတ်နေတယ်ဗိမကတော့ဖျောင်းနိုင်မျိုးလေးစိုက်ကြည့်တယ်တတိုင်းငင်းသွားတယ်နောက်တတိုင်းကလည်းအောက်မှာကတ်နေပြီပျော်ကြနေတဲ့ဖျောင်းရည်တွေမှာမင်းညုံတေးသေးလေးကတောက်နေတယ်မကြမီငင်းတော့မေငါလည်းတွားရတော့မေထင်တယ်ဗိမရဲ့စီကတပြည့်ပြည့်ရောကြလာတယ်ဟောငင်းတော့မှာဟုတ်ကနေမိတဲ့အတန်လေးကတိုးတိုးလေးဖြစ်သွားလေဗိမရဲ့နားလေးအကျဉ်းကြားလိုက်ရတယ်အမောင်ကရုတ်တရက်ကြီးစီကြီးဆိုးသွားတာအမောင်နဲ့မဲမဲအမောင်ပိမ့်ပိမ့်အမောင်ကဘာထဲမှာဗိမဘိုင်းနာလာပြန်ပြီလက်သေးနှစ်ဖက်ချစ်ချစ်ပေါင်းဆုပ်ပြီးညှက်တော်လေအားမရှိမျက်စိကိုစုံမိပြီးတော့အောင်တခန့်ကိုကြိုက်ထားမိဟာငကြွဲအော်တန်ကြားရတယ်ဟာဘာလို့လဲဖြူမမရဲ့အတန်အောင်ပါကြားရတယ်ဗိမမျက်စိဖွင့်ကြည့်လိုက်တော့ဆူရှာလင်းလက်တဲ့အလေးရောင်တွေ့ရတယ်ဘယ်ရလေးအောင်လဲဘယ်ရလဲဗိမရှုပ်တရနားမလဲကားတစ်စင်းဟာသူတို့ရဲ့တဲလီခေါင်းတဲလိုရက်တည်ကာမီလုံးကလေးရောင်ကတဲတွင်းအောင်လင်းလင်းလက်လက်ကြိုက်အောင်လာတယ်ငါ့ကိုရဲလာဖမ်းမိခြင်းနဲ့ဖြူမမောင်ကတွေးတယ်ရုတ်တရက်ကြောက်သွားတော့လေပြေးဖို့စိတ်မကူဖမ်းခြင်းလည်းဖမ်းမစီတော့လောလောဆယ်မိမအတွက်ကားကူကြီးရနိုင်တာဆိုတော့ဝမ်းသာသွားတယ်ဖိုးဖိုးကြီးကလေးနှစ်ယောက်ဝမ်းသာအားရအော်နေကြတယ်ထောက်ပြေးသွားတဲ့အဖိုးကြီးပြန်လာလို့တွေးလိုက်ပြီးတော့လေဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲဆိုတဲ့တွေကချက်ချင်းဆက်လာတယ်ဒါပေမဲ့လေအဖိုးကြီးကသူတို့ရဲ့တွေးတင်ကိုအမှန်တကယ်ပဲဝင်ရောက်လာတယ်ဟာနမ်းလိုက်တာအဖိုးကြီးကမျက်နှာကိုရှုံလို့ထုံးစံအတိုင်းပြောတယ်ဟာအဖပြန်လာတယ်သူတို့နှစ်ယောက်ကမယုံနိုင်သလိုပြောမိတယ်အဖိုးကြီးကတော့ရှုတီတီနဲ့တခုနဲ့ပြောတယ်အေးတဲ့ဘာလို့ပြန်လာလဲရှောင်မလို့ဟေးမနေနိုင်လို့ပြန်လာတာဖိုးရှိကဗိမစီကိုတန်းလို့ရှောက်သွားတယ်သူ့အညိုးပြောစွာကြည့်နေတဲ့ဗိမကိုအပေါ်ဘက်ကစီပြီးငုံလို့ကြည့်တယ်တူနဲ့တူမလုံးမုံထားအကြည့်ခါခါနဲ့ကြည့်ခဲ့ကြတဲ့မျက်လုံးနဲ့စုံကအရှောင်ပြမျိုးပြောင်းနေတယ်အိမ်နောက်ဖိုးရှိကစလို့ပြောင်းလိုက်တယ်သမီးဘာမှအားမငယ်နဲ့ဘာမှမကြောက်နဲ့အဖရှိရနော်ဗိမရှင်လေးမှာတဆက်ဆက်ခုံသွားတယ်ရင်မပေါက်ပလားပေါက်သွားပြီဗျကြပြီလားအဲ့ဒီဖျောင်းနိုင်တစ်ဝက်လောက်ကအခုပဲညှိသွားတာဖြိုးမောင်ကရိုးကျိုးစွာဖြီးတယ်ညောင်မိုင်းကပြောသလိုအဖိုးကြီးနာကျင်နေပြီထင်တယ်ဆိုတဲ့အတန်မျိုးမဟုတ်တော့အိမ်တော်မရေတည်းဆက်ပြောတယ်သူမညစ်နိုင်ဘူးမောတယ်တဲ့ဖိုးရှိခိတ္တမြတွေးသွားတယ်သူမှဘာစီဝါဘာပစ္စည်းမှမရှိဟိုစိတ်ထဲမှာဂလူးကိုအထုတ်လေးတွေပါတယ်အဲ့ဒါဖြိုးပြီးတော့တိုက်ပြီဝါပက်လက်ကလေးတိုင်းလေးမှာစိတ်ဓာတ်စိတ်ဖြစ်တဲ့အိတ်ကိုဖြိုးမောင်ကပြေးယူတယ်ကဲကိုတမြောင်မင်းကရင်နေဦးတယ်ရင်နဲ့ဆက်များရှိလားမမလေးဖိုးရှိကလက်စီတယ်စီကံသုံးဖို့ဝဲလာတဲ့ရောဘာလေးပြော်လေးတစ်ထုပ်ကအိတ်ထဲမှာအစင်းသိရှိနေလို့ကန်ကောင်းသွားတယ်သမီးမညစ်ချင်မညစ်နဲ့ဦးနော်အလက်ကအားကုန်တယ်အသက်ကိုဝဝရှုစိတ်ကိုလျှော့တာဖိုးရှိကဗိမရဲ့ဘိုက်ကိုဆန်းနေအားမငယ်နဲ့မကြောက်နဲ့ကလေးနေထားမှန်းနဲ့ကောင်းတယ်အဲ့လိုလေတောက်လျှောက်ပြောနေရပါညိုမိနေရဲ့ဗိမရဲ့မျက်နှာအတိုင်ငယ်ကြည့်လင်လာတယ်ဖြိုးမောင်ကဖိုးရှိကိုကြည့်လို့တက်ဟန်တော်ဖြစ်နေတာကြည်စမ်းသူတို့ပြန်ပြီးဆွဲထားတဲ့အဖိုးကြီးသူ့ကိုကားနဲ့တိုက်ပြီးပါလာသမျှပစံအကုန်ယူရဲပြင်တက်ပြလိုက်ဖို့တော့ကြံရခဲ့တဲ့အဖိုးကြီးနေရင်ဒီကိုခဏခဏရွှေခဲ့မိတဲ့အဖိုးကြီးမုံအောင်ဆဲခဲ့မိတဲ့အဖိုးကြီးအဲ့ဒီဖိုးကြီးကဆရာဝန်ကြီးတယ်လားဗိမရဲ့တက်ကိုကဲနေတဲ့ဆရာဝန်နဲ့လားဖြိုးမောင်ရဲ့စိတ်ထဲမှာရှက်စိတ်အာနာစိတ်တွေရှန်တက်လာတယ်ငါမှလည်းလက်နဲ့ဖက်နဲ့လက်ရည်တစုံကလည်းလို့ဘာမှမရှိပါလားဖိုးရှိကမသိမသာပြင့်နေဆိုင်တယ်ပါစကတော့အသက်ကိုဝဝရှုမကြောက်နဲ့အဘရှိရလို့အဆက်မပြတ်ပြောနေတာအဘရှိရလို့သာပြောနေရတော့လေဒီဘမှာဘာစေးဘာဝါဘာလက်နဲ့ကရိယာမှမရှိရတော့တော်တော်အခက်တာဘိုးရှိကဗိမရဲ့ဝါပိုက်ကိုညှင်းသားစွာပို့ပြီးတယ်အဲ့လိုပို့ပြီးရင်တင်ရမာပြီးလုံးလို့ညှင်းအားကောင်းတာတဲ့အတွက်ကြောင့်ဗိမကညှစ်ကျင်လာပြန်တာအားဆိုင်လို့ညှစ်တယ်ဘိုးရှိအားပြီးတော့လေကလေးကထွက်မလာဘူးဗိမအားရော့ကျင်လာတယ်ဆရာဝန်လည်းမကယ်နိုင်ဘူးထင်ပါရဲ့အမေကလည်းအားနေတာမှတော်တော်နေနေရဲ့ချင်းမကြီးကလေးနေတာမှန်ပြီးညှက်ရိုးကလည်းကျင်းတာမဟုတ်ဘူးနှုတ်တော်ဝေးဖွားပြီးပြီဆိုတော့တောင်းလည်းမဟုတ်ဒါမဲ့လူကြီးကအားနေတိုင်ရလည်းညှက်အားမရှိညှက်အားကောင်းအောင်သိစရာလည်းစီးမရှိညက်နဲ့ဆွဲယူဖို့လည်းညက်မရှိဒီနဲ့စုပ်ဖို့လည်းဒီစုပ်ဆက်မရှိဖိုးရှိကိုယ်တိုင်လည်းအသက်ရှူမွားပြီးနဲ့မူးနောက်တော့ဖြစ်နေတာတစ်ချက်မျက်စိတောင်ဝါလာတယ်ဒါမဲ့စိတ်ကိုတင်းပြီးတော့ဗိမစီကိုပဲအာယုံဆူဆိုင်ထားတယ်သူကိုယ်တိုင်ကလေ
ထမင်းနဲ့ငပိရည်နဲ့ငရုတ်သီးမုန့်နဲ့အပြင်ကနှစ်ကောင်နဲ့ထမင်းနဲ့ငပိရည်နဲ့ငရုတ်သီးမုန့်နဲ့ငပိရည်နဲ့တောင်မှအိုးကက်ကိုချွေချွေတာတာနဲ့ခက်ကျဲကျဲဆန်းနေရတာအတေးအကောင်နဲ့သူ့မိစီရလာတဲ့ထမင်းနဲ့ငပိရည်ချင်းနဲ့ငရုတ်သီးမုန့်နဲ့ဒီမေဒီကလေးတွေမှာအာမနေဘသူနဲ့မှလဲအဲ့လိုဂယုဏဒေါသောနဲ့တွေးတယ်အမလေးအမေရဲ့လာခေါ်ပါတော့ဗိမရဲ့ညီးတန်ကြားလိုက်တော့ကလေးနှကောင်ဝမ်းနေပန်းနေကိုလူလဲလဲနာကျင်နေတဲ့မိခင်ကိုကြည့်ရင်အထိတ်လက်စိုးရိမ်တကြီးဖြစ်နေကြတယ်အဲ့ဒီစိတ်ခံစားမှုကသူတို့ရဲ့ရှင်ထဲမှာဆွဲတင်ချောင်းလက်နေရောမလားမသိအောင်ဟာဒီနှကောင်ငုံမနေနဲ့ထွက်ပြထွက်ဖြိုးမမောင်ကအော်တယ်ကလေးတွေကပိုးငုံတယ်နေပါစီဖိုးရှိရပြောတယ်သူတို့မှအားပေးခြင်းမှတမတခြားစီးမရှိမီးတို့မငိုကြနဲ့ခုတ်တဲ့တော့ညရည်ခုတော့သွားအမေဘေကိုသွားဟိုဘက်တယောက်သွားဒီဘက်မှာတယောက်နေချင်းဘက်ကိုမလားနဲ့ဖိုးရှိကတေးစော်နန်ရဲ့ဆောင်ကြီးကိုထောင်ရဲ့ဒုံးဘက်ပေါ်မှာပါဖြတ်ပြီးအုပ်လိုက်တယ်သူကတော့ချင်းဘက်မှာအသေးဆောင်နေဘိမကညှစ်ကျင်လာပြန်ပြီမကြောက်နဲ့မစိုးရိမ်နဲ့အားနေထားမယ်ညှစ်ဘိမမျက်စိဖွင့်ကြည့်တယ်ဘယ်ဘက်ကယောက်ျားညာဘက်ကမှတားလေးနှစ်ယောက်ကပြီးမှတကြွနားတဲ့ဆရာဝန်ကလည်းအစ်စ်ညှစ်မယ်အားထိုင်ပြီးညှစ်မယ်ညှစ်ပထမတော့ဘိုးရှိရဲ့အတန်ကိုကြားရတယ်အိမ်နောက်ဖြိုးမမောင်ရဲ့အတန်ဟောငါကျကလည်းကြေးអော်နေတာဟဲတားရရဲ့အတန်လေးတေးသေးကိုလည်းကြားရတယ်ဘိမရဲ့ညှစ်လိုက်စမ်းပါဟာငါအတွက်ကလေးတွေအတွက်အမငါမနေမတော့ရှုံးမှုလို့လေဟာညှစ်စမ်းညှစ်လိုက်စမ်းပါညှစ်အမေညှစ်သူတို့အားလုံးတန်မြိုင်အားပေးနေကြတယ်သူတို့ရဲ့လက်ကိုဘိမတအားဆုပ်ထားတယ်ဟောအမေကပါစိတ်မျက်စိတွေမှာတွေ့နေရတယ်အမေကလည်းသူ့ကိုအားပေးနေတာညှစ်လို့အချက်ချတန်မြိုင်အောင်နေတဲ့တန်နေတယ်အမေအတောင်မှကြားရတယ်ညှစ်မယ်အမေရဲ့ညှစ်မယ်ဘိမထားပါလေအသက်ကိုတော်အကြီးရှိုက်လို့ရှူလိုက်တယ်အိမ်နောက်အန်ကြည့်ပြီးရှိသမျှအရာကိုအကုန်ပုံဟောလိုက်တာဟောမွေးပြီရပြီဘိုးရှိရဝမ်းသာအားရအော်တယ်သူတို့တွေကလည်းဟေးကနေအော်လိုက်ကြတယ်ဘိမကတော့မောပြီးခိုက်သွားတယ်ဒီတောင်သူကြုံနိုင်ခဲ့ပြီရပြီတော်တယ်ငါသမီးတိတ်တော်တယ်ပစိုးတယ်ပေးပါအောင်ဟာဘိုးရှိရတဲရဲ့မူးလာတယ်ကလေးကိုဖြိုးမောင်မောင်လက်ထဲထည့်လိုက်တော့တကောက်သားကတားသုံးယောက်အဖေပြားဆိုပြီးဝမ်းသာအားရအော်တယ်မျက်စိစုံမိတ်ထိုင်နေတဲ့ဘိမလည်းပြောရအောင်ပြတ်သွားတယ်သူကလေတားသုံးယောက်အမေရှင်ဆိုပြီးဝမ်းသာအားရအော်လိုက်ချင်တာဒါမဲ့လေချောင်းနေနာနေပြီးအတန်လေးကောင်းဆောင်မထွက်နိုင်အချင်းလေးစုံနေကောင်းတယ်သူ့ကိုဂလူးကိုလေးတိုက်နောက်ပြီးဘိုးရှိရဲ့တန်၆ကက်ပြီးတိတ်နေအိမ်တော်ဒီအိမ်နေဖြစ်လာတယ်နောက်ပြီးသူ့ကိုရောငါ့ကိုစင်းအောင်ပို့သူ့ဘက်ကိုပြိုလဲလာတဲ့ဘိုးရှိကိုငါကျဲကကမန်းကန်းနဲ့စီးလို့ဖတ်ထားလိုက်ရတယ်ဘိုးရှိတတိယလာတော့စင်းအောင်ပေါ်မှာပါဖွားကြီးကိုပြီးမှတွေးလိုက်တော့စိတ်ချမ်းမြေ့သွားလိုက်တာစုပ်ဝေးရမရှိဘူးဆရာကြီးကစီးကြိုတွေရှမ်းတက်ပြီးအဖျားလေးရိုင်းကြည့်နေတာဒလေးလေးနေရ2ရက်တောင်ရှိပြီဒီကဆရာဝန်ကြီးမနေကုထားတာတောင်ဝေကြဆရာဝန်ကပြောတယ်ဘိုးရှိကပြပြခဲ့သမျှခက်ပြပြပြန်ရှင်းစားတယ်ဗိုက်ကြီးတွေမှမွေးပေးပြီးတော့တမျက်လုံးတွေပြပြီးဒလေးလေးသွားခဲ့တယ်အဖေကြီးကိုကားပေါ်တင်ဝေးပြီးတော့သူတို့ရဲ့တပြုံလုံးစီးအောင်ရောက်လာကြတာတဲ့စီးအောင်ကဆရာဝန်နဲ့လည်းအဖေကြီးကိုဘယ်သူမှလည်းမသိဘာဖြစ်လာမှလည်းမသိသူတို့ကိုမေးတော့လေအဖေကြီးနာမည်ကိုတော့မသိတယ်လီဖုန်းလေးတော့ထုတ်ပေးကြတယ်တဲ့အရှိတဲ့ကျမရဲ့ဖုန်းကလည်းရဲစရာသွားတိုင်ကြပြောက်ခဲ့တာဒါကြောင့်ဆက်မြရတာဖွားကြီးကတေးချရှင်းပြတယ်ဒလေးလေးနေတဲ့အဖိုးကြီးတယောက်ကလေးမွေးပြီးကစားမိမတယောက်ဝေးကစားကလေးနေတာရဲ့လျာတစ်ဖက်လူမိုက်ပုံဖန်းနေတဲ့အာတီယာတလူက2ယောက်အတော်ပဲဘရုံသုံးကားနိုင်မဲ့သူတို့စုကိုလက်ခံရတဲ့ဈေးရုံဝင်တဲ့နေကများဘလောက်တောင်မှစစ်ညစ်ခဲ့ကြရမလဲမသိတော်သေးရပေါ့သူနာမှုဆီယမကြီးကဖုန်းထဲမှာမှတ်ထားတဲ့နံပါတ်တစ်ခုလန့်ခေါ်ပြီးအခုခေါ်နေတဲ့ဖုန်းနံပါတ်ကဘသူ့ဖုန်းလဲမေးရတာဆိုရင်ခေါ်ပြီးတဲ့ဖုန်းကလေလမ်းလေးကဒေါ်ဆက်သူစိန်လေးသွားပါပြီကွာဖိုးချေကရေရောလိုက်မိတယ်ဒေါ်ဆက်စုစိန်ကတုတ်ကွေးရတဲ့ရောက်တိုင်းမမှန်ဖျားတတ်တဲ့သူ့ရဲ့ဖောက်တယ်ပါဆက်စုပြီးအလွန်လဲစကားများသူဆိုတော့သူတည်တည်မြကြားသမျှတရင်ကိုမောင်းချင်းနေလဲပြီးတော့ခတ်ပေးလောက်ပြီးအဖေကြီးရဲ့လူနာတွေလေသူတို့ဆရာကြီးကိုစိုးရိမ်လိုက်ကြတာပူပန်လိုက်ကြတာချစ်လိုက်ကြတာကောင်းဖို့ဆွဲတင်သွားတယ်ဆိုတော့ရဲပြေးတိုင်ကြဘေးတွေမေးကြဟိုရဲတွေကချေချနဲ့ဟိုရောက်ရက်ကိုခတ်နေကြတာပဲဒေါ်ဆက်စုစိန်ကြီးကဆိုရင်လေတရှုံရှုံမိုးလို့ဟောဗျာအခုလေတတိယပြီဆိုရင်ဓမြုံဓမ္မကြီးရောက်လာကြပါလိမ့်မယ်စက်တကောင်လုံးပေါင်းတဲ့သူနဲ့စီးကြုံငှက်တိုက်ဝဲတဲ့သူနဲ့ကိုရီးယားဂျင်းစင်ရှားတဲ့သူနဲ့တားကြီးကလည်းတရင်ကြတော့ခေါင်းမိတောက်နေရှာတာခုအကျိုးကြောင့်ဒီတော့အဖေရင်ထဲမှာမြစ်တာတန်းနဲ့ပြည့်နေရဲဆိုတာသူစောရီကသိရလို့အဖေကိုပြောလိုက်ပါတဲ့ဖိုးရွှေကကျင်းနဲ့စွာပြုံးနေတားကြီးကသူ့ကိုပြောခဲ့ဘူးလားပဲလူတွေကိုကူညီဖို့အဖေစီးခုပါအဲ့ဒီလူတွေကအဖေကိုပြန်ပြီးကူညီကြမှာပါတဲ့ဂရင်ကောင်းရဲမှာဖွားကျွေး
စပယ်ပန်းကုန်းလေးတွေချိတ်ထားပြီးရတဲ့စပယ်ပန်းရှက်နဲ့အခန်းထဲမှာတင်းပြတ်နေတယ်တတောင်တက်တာလိန်လျောင်းအိတ်ဆက်နိုင်တဲ့နေရာပန်းရနဲ့တင်းမြတ်မြတ်မှုေးတဲ့နေရာဖွားကျွေရှိတဲ့နေရာလုံခြုံအေးချမ်းတဲ့နေရာဖိုးရွှေရဲ့မျက်လုံးနေရာမိခိုင်လာကြပြန်တယ်စိတ်အေးချမ်းငြိမ်သက်စွာသူပြန်လဲအိပ်ပျော်သွားတယ်ဖိုးရအိတ်နေရအကြာကြီးပဲအိပ်ပါစီအားနေနေအောင်နိုးတေးဦးရအတန်တက်တက်လေးကြားလို့မျက်လုံးဖွေးကြည့်လိုက်တော့ခရင်မင်းမကြည်ပြားထားလို့ရက်နေတဲ့အကြီးကောင်လေးကိုတွေ့တယ်ဖိုးရွှေမျက်လုံးပွင့်လာတွေ့တော့သူကမြအတော်ကြီးကိုဝမ်းမြောက်ဝမ်းသာဖြစ်သွားတယ်ခရင်ချင်းမှတတိတ်စစ်စစ်ရက်ပြီးငေးကြည့်နေသူတွေကဗိမတို့မိသားစုပါဖိုးရွှေကသူတို့ကိုခိတမြကြောင်စစ်စစ်ကြည့်ရင်ပြောပြလိုက်တော့အကြီးကောင်လေးလိုပဲဝမ်းသာသွားကြမှုရှာတယ်အဘများတေးသွားမလားလို့စိတ်ဘူးလိုက်ရတာဗျာငကြွေကအတန်အန်းနဲ့ပြောတယ်ကျမတို့လိမ္မာပါတော့မယ်အဘရေမဟုတ်တာမကောင်းတာမလုပ်တော့ပါဘူးကာခိုရဲမှုကိုသူတို့ရင်ဆိုင်ပြီးကောင်းရောင်းကောင်းပဲလှုပ်ရှားကြပါမယ်ဗိမကဂတိတွေပေးနေတယ်ဖြူမမောင်ကဗိမကိုကြည့်ရင်ကောင်းဆက်ဆက်ညှိတယ်ဖိုးရွှေတပြည့်လက်သွားတော့သူတို့အားလုံးပူပန်ချင်းကြီးစွာဖြစ်ခဲ့ရတယ်ဖိုးရွှေသားတစ်ခုဖြစ်ပြီးတိတ်ဆုံးသွားခဲ့မယ်ဆိုရင်သူတို့ကိုသူတို့တက်တက်လုံးခွင့်လွှတ်နိုင်ကြတော့မှာမဟုတ်ဘူးဖိုးရွှေကသူတို့ကိုငေးကြည့်ရင်လည်းပါကျုပ်ဆရာတော်ဘုရားကြီးရဲ့ဟောကြားချက်လေးကိုတတိယမိတယ်လူတွေကဘဝဆိုတာတိုက်ပွဲလို့ပြောကြတယ်အမှန်တိုက်ပွဲမဟုတ်ဘူးဘဝဆိုတာပဲ့တင်တယ်မယ်ကိုကသူ့ကိုအကောင်းဆုံးပြီးကိုစီကိုလေအကောင်းဆုံးနေပြန်လာလိမ့်မယ်တဲ့သူတို့မိသားစုကဖိုးရွှေကိုကြောကြတယ်ဖိုးရွှေကလှက်လှက်လေးလေးစုပြီးတယ်တာတို့ဗျာတာတို့ငါသားငါသမီးငါမီးများဒီနေ့ဒီရက်ကစပြီးကိုကျမ်းမာလို့စိတ်ချမ်းသာကြပါစေကောင်းသောစိတ်ကြံစီကိုသာကြံစီပြီးကောင်းသောစကားကိုသာပြောဆိုသူများဖြစ်ကြပါစေဗိမာကရှိုက်ကြီးတင်ငယ်ငိုတယ်ကျမတို့မျက်ရည်ငယ်ရခန်းခဲ့တာပါကျမမငိုတတ်တာကြပါပြီအခုတော့ငိုပြရစီအဖရဲ့အဖကိုကျမတို့မတတ်ဖြစ်ခဲ့တာအဖမတည်ခဲ့တာဝမ်းသာလုံးလုံးငိုပြရစီဗိမာကမျက်ရည်ဖြည်းဖြည်းကြားတယ်အဲ့ဒီနောက်ရှိတယ်ရင်းနဲ့ဆက်လို့ငိုတယ်ဟဲ့အယူမဖြိုးမမောင်ကဗိမာအောင်ငါပြီးမျက်ရည်တုတ်တယ်ငကြဲကတော့သူမျက်နှာကိုလက်ပတောက်နဲ့ပုတ်ရင်ရှက်တယ်လို့ပြုံးနေဖိုးရွှေကသူ့အတဲ့တုံးရင်လာသည်ကိုမထိန်နိုင်ဘူးအမားနဲ့မှတွဲလာရင်အမှန်လန်းကိုရွေးချယ်ရှောင်လန်းနိုင်သူများကိုယ်တို့နဲ့အာကုတို့ကိုခွဲခြားသိပြီးအာကုတို့ကိုရှောင်နိုင်သူများဖြစ်ကြပါစေမိမိကိုမိမိကောင်းစွာဆောက်ရှောက်နိုင်ပြီးမတောင်းမတောင်းမကြောက်မကြလိုအပ်သောဆန္ဒများအဖေရော့ဖွားကြည့်ရလက်ကိုက်မွားတက်လှမ်းပြီးဖိုးရွှေကမျက်ရည်မတိမတာတော့ရင်ဖွားကြည့်ကိုလှမ်းကြည့်တယ်အလုံးသူ့မှာလည်းမျက်ရည်စားရင်နေပါလားမျက်နှာကတော့ကြည်ကြည်နူးနူးပြုံးလို့ပေါ်လေပရိသတ်များရှင်ပရိသတ်များအားလုံးကဒီနေ့မှနားဆင်ကြရတဲ့ဇာတ်လမ်းလေးကိုစမ်းသပ်တတ်မယ်လို့မျှော်လင့်ပါတယ်နောက်ရက်မှလည်းဘယ်လိုစိတ်ဝင်စားဖွယ်ကောင်းတဲ့ဇာတ်လမ်းလေးတွေကိုတင်ဆက်ပေးသွားမလဲဆိုတာကိုတော့ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်ပြီးတော့နားဆင်ရပေးကြပါဦးနော်ဒီနေ့ရဲ့ဇာတ်လမ်းလေးကိုဖျက်ပြနေဆက်ပေးခဲ့တဲ့သူကတော့ကျမမိပဲဖြစ်ပါတယ်ရှင်